ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါCredonova ရဲ့ Manicor အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပေါ့နော်အဲ့တော့အခုဒီနေ့ပြောမယ့်အကြောင်းအရာက AI အကြောင်းပေါ့နော် AI အကြောင်းဆိုတာဘာလို့ဒီ AI ကအခုပေါ့နော်နေတို့ဟိုးငယ်လေးတုန်းကဆိုလို့ရှိရင်တော့ဒီ AI ဆိုတာဘာမှန်းတော့မသိဘူးပေါ့နော်မသိတဲ့အချိန်မှာအခုဆိုလို့ရှိရင်ဒီ AI နည်းပညာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လိုမျိုးတွေတိုးတက်မှုတွေရှိလာလဲပြီးတော့ကျောင်းသားတွေပေါ့နော်အရင်ဆုံးကတော့ကျောင်းသားကျောင်းသူတွေအတွက်ပညာရေးမှာဘယ်လိုမျိုးအထောက်ပံ့တွေဖြစ်လာနိုင်လဲပေါ့နော်နောက်တစ်ခုကကျတော့အခုနေတို့လုပ်ငန်းခွင်အပြင်တခြားတော့လုပ်ငန်းခွင်တွေမှာလည်းဘယ်လိုမျိုးပေါ့နော်အကျိုးတက်ရောက်မှုတွေရတယ်ပြီးတော့သူ့ရဲ့အားသာချက်တွေကဘာတွေလဲပေါ့နော်သူ့ရဲ့အားနည်းချက်တွေဘာတွေလဲဆိုတာကိုနေတို့ကနည်းနည်းလေးကိုရဲ့တည်တဲ့လောက်ပေါ့နော်ဒီ Nova တင်းကနေပြီးတော့ဒီလောက်မျှဝေပေးမယ်ပေါ့နော်မျှဝေပေးတဲ့အနေနဲ့ဒီအကြောင်းလေးအရာလေးကိုဆွေးနွေးဖို့အတွက်ကိုရွေးချယ်လိုက်တာပေါ့နော်အဲ့တော့လောလောဆယ်မှာတော့ AI ကတော့လောလောဆယ် AI ဆိုတာတော့နေတို့ဘယ်အခြေအနေမှာစပြီးတော့တည်တာလဲပေါ့နော်အဲ့ဒီအပေါ်နဲ့ပတ်သက်ပြီးတော့တွေကမကီပေါ့နော်စီနီယာမကီဖြစ်တဲ့အခုဆိုလို့ရှိရင်မကီကခရီဒိုဘိုင်းမှာလဲဒါကအချိန်တစ်ခုအတိုင်းအတာတစ်ခုအနေနဲ့လဲသူကလက်ရှိမှာရှိနေတာပေါ့နော် experience ရှိနေတယ်ပြီးတော့လဲဒီခရီဒိုနဲ့ပတ်သက်ပြီးတယ်မဟုတ်ဘူးသူတခြားဘယ်အရာတွေမှာလဲပေါ့နော် AI ကိုသုံးချပြီးတော့ပေါ့နော်ဘယ်လိုမျိုးတွေသူလောက်ကင်နေလဲပေါ့နော်အဲ့ဒါလေးကိုနွေနဲ့အတူတူပေါ့နော်ဒါသိကျင်တယ်ပေါ့နော် community ကလည်းသိကျင်တဲ့အတွက်ကြောင့်မို့လို့တို့ဆက်စုကြမယ်ပေါ့နော်ဟုတ်မင်္ဂလာပါမကီမင်္ဂလာပါအားလုံးပါဟုတ်မကီဒီနေ့ကတော့တို့ကဒီ AI အကြောင်းလေးပေါ့နည်းနည်းလေးတော့တခြား topic တွေနဲ့လည်းတို့ထူးခြားတယ် AI အကြောင်းကိုတွေကနည်းနည်းလေးပေါ့နော်ကိုရီသိတဲ့လောက်လေးမျှဝေစီခြင်းတယ်ပေါ့နော်မျှဝေစီခြင်းတယ်ဆိုတော့မကီအနေနဲ့ဆိုလို့ရှိရင်ဒီ AI ကိုပေါ့နော်ဘယ်ချိန်လောက်ကနေပြီးတော့စပြီးတော့သုံးလဲပေါ့နော်ပြီးတော့အရင်ဆုံးပထမဆုံးသုံးတာကဘယ်လိုຢာတွေဖြစ်မလဲပြီးတော့ဘယ်လိုအဲ့ AI နဲ့မှာဘယ်လို app ကိုပေါ့နော်အများကြီးအသုံးပြုလေးရှိလဲပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်ပြောပြပေးပါအောင်ပါဟယ်လိုအမကတော့ AI ကိုခင်းစသုံးတာလေဆိုအရင်နှစ်2025အစောပိုင်းလောက်ကဖြစ်မိတယ်နော်ဘာလဲဆိုကိုဖြစ်လေအမတို့စီမှာအကြံပေးရပါတော့ AI နေပေါ်လာခါစားဟိုးရင်ကနေ AI နေကဟိုးရင်နေဒီကနေရှိတယ်ဒါပေမဲ့ဒီလောက် trend မဖြစ်ဘူးပြီးတော့ဒီလောက်လေသူကတုံးကလည်းအစင်မပြေမချောမွေ့နေဘူးပေါ့နော်မချောမွေ့နေတော့လူတွေကအဲ့လိုစမ်းပြီးတော့မလှုပ်ကြည့်ကြရပါတော့မလှုပ်ကြည့်တဲ့အခါကျတော့မတုံးဖြစ်သွားတာအဲ့လိုမျိုးတော့ထင်တယ်အခုနောက်ပိုင်းမှာလုံးဝChatGPT တို့ Gemini တို့အများကြီး AI တွေထွက်လာတဲ့အချိန်မှာဆိုရင်အားသာချက်တစ်ခုနဲ့တစ်ခုမတူဘူးလေနော် AI တွေကအားသာချက်တွေတစ်ခုနဲ့တစ်ခုမတူဘူးဆိုတော့တဖြည်းဖြည်းနဲ့စပြီးတော့သုံးမိသွားတာကတော့အဲ့ဒီ Go Philip စပြောလို့ပေါ့နော်သူပြောတာက AI သုံးတင်နေပေါ့သုံးတတ်အောင်လည်းလုပ်တင်နေဘာဖြစ်လို့လဲဆိုရင်နောက်ဆိုတဖြည်းဖြည်းနဲ့လူတွေကဒီ AI ကိုသုံးလာ AI ကိုအခြေခံပြီးတော့အသုံးပြုလာကြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမသုံးရင်ကိုကြံခဲ့မှာကိုကမသုံးတတ်တဲ့သူဆိုကိုကြံခဲ့မှာတေးကြတယ်ပေါ့နော်အခုလက်ရှိအထိလေ AI ဆိုတာဘာလဲဆိုတာမျိုးမသိရတဲ့သူတွေအများကြီးရှိတယ်ဘယ်လိုသုံးရတယ်လဲပြီးတော့သူ့ရဲ့အားသာချက်ကဘာလဲအားနည်းချက်ကဘာလဲဆိုတာမသိရတဲ့သူတွေအများကြီးရှိရဆိုတဲ့ခါကျတော့ကျွန်တော်တို့ကိုလည်းကိုဖီလက်ကပြောတာကိုတွေက community ကို brand နဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမသုံးတတ်ဘူးဆိုရင်သူများလာမေးရဲ့ချင်းဆိုလဲကိုကောင်းကောင်းမပြောပြနိုင်ဘူးကောင်းကောင်းတင်မပြနိုင်ဘူးပေါ့နော် AI နဲ့ဘယ်လိုမျိုးတွေလုပ်ရတယ် AI မှာဘယ်လိုအသုံးပြုလို့ရလဲဆိုတာမျိုးတွေ guide တွေပြီးရင်ဒီဘယ် site တွေကတော့ဘယ်လိုမျိုးကောင်းလဲဆိုတာမျိုးတွေသူအများကြီးပို့တယ်ပေါ့နော်အများကြီးပို့တဲ့ချင်းဆိုရင်ပုံမှန်အားဖြင့်အကုန်လုံးတော်တော်များများသိကြတယ်လေဟုတ်တယ်မလား MCN team မှာဆိုရင်ကျွန်တော်က main လေးကျွန်တော်တယောက်တည်းပါတာဟိုရင်ကလေးကကျွန်တော်တယောက်တည်းပါတာဆိုတဲ့ခါကျတော့သူတို့ပို့ရဲ့အချိန်မှာတော်ရုံတန်ဆိုကျွန်တော်တိတ်စိတ်ဝင်စားပေါ့နော်ပြီးတော့လေကိုယ်ဖလင်းနဲ့လည်းတိတ်ပြီးစကားပြောထားမရှိဘူးဆိုတော့ခါကျတော့သူပြောတဲ့အချိန်ဆိုရင်ကိုကတော့ဖတ်တော့ဖတ်လိုက်တယ်ဒါပေမဲ့တအားကြီးစိတ်အားထက်တန်မရှိဘူးပေါ့နော်တအားကြီးစိတ်အားထက်တန်မရှိဘူးသူပြောလဲပြောပေါ့နော်သူပြောလဲပြောဆိုတော့ခါကျပုံမှန်အားဖြင့်လေကျွန်တော်ကဟိုရင်းနှစ်တွေကဆိုရင်ဒီ community ဘိုင်းမှာပဲပို့ပြီးတော့လုပ်ပေးဖြစ်တယ်ဒီ content ရေးရလားပုံထုတ်တာလားဗီဒီယိုထုတ်တာလားဆိုတော့တိတ်ပြီးတော့မလုပ်ရဘူးပေါ့နော်အခုနောက်ပိုင်းမှာ senior ဘိုင်းကိုရောက်လာတယ်အရင်တော့ကတော့ junior ဘိုင်းပဲဒီနည်းနည်းဒီ community ဘိုင်းဒီမှာပဲတိတ်ပြီးတော့အရေးမကြီးတဲ့နေရာတွေပဲကူလုပ်ပေးရပါတော့တခြား
အရင် serious ဖြစ်တဲ့နေရာတခြားတာဝန်ယူရတဲ့နေရာမျိုးဆိုကျွန်တော်တိတ်မလုပ်ဘူးပေါ့နော်တိတ်မလုပ်ပေးဘူးဒါမျိုးကိုပေးရတဲ့နေရာလောက်ဒီမှာကိုပေးလေးရှိတာဆိုတဲ့ခါကျတော့သူပြောတဲ့အချိန်တော့အဲလည်းမလုပ်အဲလည်းမလုပ်ဒီတိုင်းပဲအေးအေးဆေးဆေးပဲပေါ့နော်ဒါပေမဲ့သူပို့တာတွေမကြည့်ဘူးလားဆိုတော့သူပို့တာတွေတော့ကြည့်တယ် group ထဲမှာပို့တဲ့အခါကျတော့မြင်တော့မြင်တယ်ပေါ့နော်ဟိုသူများတွေကိုပြောပြနေတဲ့အချိန်မှာဟိုယောက်ျားလေးတွေကတော့သူတို့ကတော့သိရမလားကောင်လေးဆိုတာလည်းအဲ့လိုမျိုးလည်းဖြစ်နေအောင်ပေါ့နော်ကောင်ကလေးဆိုတာကလည်းဟိုဘယ်ရာဖြစ်ဖြစ်စူးစမ်းဒါကသူတို့ကပို့ပြီးတော့အားတာတယ်နော်သူတို့ကိုခရက်တို့လားကိုခူးတို့တခြား admin တွေကတော့ပြောတယ်သူတို့အချင်းချင်းဆွေးနွေးတဲ့အတိုင်းပဲနဲ့ကိုကတော့ပါဇက်ဟောင်းသားနဲ့ပေါ့နော်ကြည်နေတယ်သူတို့ပြောနေတဲ့အချိန်ထိသူတို့စမ်းသပ်နေတဲ့အချိန်ထိကိုဘာမှမကြည်သေးဘူးကြည်သူတို့ပြောနေစမ်းသပ်နေတဲ့အချိန်ထိကိုက AI ဆိုတာလုံးလားပြသလားမသိသေးဘူးပေါ့နော်မသိသေးဘူးတိုင်းပဲကြည်နောက်ပိုင်း trading game တွေဖြစ်လာတဲ့အချိန်ကျတော့သူများတွေအများကြီးထွက်လာတဲ့အချိန်ရဲ့စောပိုင်းတစ်လားနှစ်လားလောက်မှကျွန်တော်စပြီးတော့အဲ့ဟာကိုသုံးကြည့်ရပါတော့သုံးကြည့်တဲ့အချိန်ကျအဆင်ပြေပါလားလွယ်ပါလားပေါ့နော်လွယ်ပါလားပေါ့ဒါမျိုးလေးပဲတွေးဖြစ်တာပေါ့အရင်တော့ကျတော့ကျွန်တော်က content လည်းမရဘူးပုံဗီဒီယိုတွေပါလည်းမလုပ်ဘူးပုံလည်းမလုပ်ရဘူးဆိုတော့အေးစစ်စစ်ပဲဆိုတော့ဟိုတိတ်မသုံးဘူးပထမဦးဆုံးစသုံးတာကဘယ်နေရာမှာစသုံးဖြစ်တာလဲဆိုတော့ box ကောက်တဲ့နေရာမှာပေါ့နော်တချို့သူတွေက binary code တွေတချို့ဒီ binary code တွေချတဲ့နေရာမှာဆိုရင်ဒီဘက်ပြည်ရင်းဘက်က group တွေကတော့မရှိဘူးဟိုဘက်တခြားပြင်သစ်လားတခြား group တွေကပေါ့နော်တူရကီ group တွေလားဖိလစ်ပင်း group တွေလားသူတို့ဘက်မှာဆို binary code နဲ့ပေါင်းချရတဲ့ခေတ်စားရပေါ့နော်အဲ့တုန်းကကြတော့အဲ့တော့ကိုကအရင်တော့ခက်ခဲရှာတာအင်တာနက်မှာလိုက်ရှာဟို YouTube မှာတော့ဟို Google မှာတော့လိုက်ရှာရတာပေါ့နော်ဒီဟာဆိုရင် A ဆို A ဒီချောင်းလေးဆိုရင် B ဆို B binary code တွေမှာလိုက်ရှာဒီအတုံးအဆက်20ဆိုရင်ဘာအဲ့လိုမျိုးပုံစံမျိုးလိုက်ရှာရတာပေါ့နော်အခုကျ AI ထွက်လာတဲ့အချိန်ကျအဲ့နေရာမှာအားတာသွား AI မှာဒီ binary code လေးကိုထည့်လိုက်တာနဲ့သူကဒီဟာဘာကုတ်ပါဆိုချက်ချင်းတန်းပြောရလေနော်ချက်ချင်းတန်းပြောတော့အားတာချက်တွေအများကြီးရှိတယ်ဟိုရင်တော့ဆိုကိုရီးယားမတုံးတော့တစ်ခုချင်းလိုက်ရှာရတယ်အဲ့နေရာကနေစပြီးတော့တုံးပြတယ်နောက်ပိုင်းကျတော့ဘာတွေရှာတာလဲဆိုတော့ဟို source တွေပေါ့နော်ဒီဘာသတင်းနဲ့ဘာသတင်းထွက်နေရဟုတ်လားကျွန်တော်ကိုကြိုက်တဲ့မင်းသားတွေမင်းသမီးတွေဇကားတွေရှာတာတော့ဒီဇကားရှာခြင်းနေဆိုလဲအလွယ်လေးပါသူ့ဇကားကို screenshot ရိုက်ပြီးအဲ့မှာတွားပြီးရှာလိုက်ဒီဟာကဘာဇကားလဲဘာဇကားနာမည်ကဘာလဲမင်းသားကဘယ်သူမင်းသမီးကဘယ်သူဒါမှမဟုတ်ရှင်ကိုကြိုက်တဲ့မင်းသားနာမည်သူ့ရဲ့အချက်လက်သူ့ရဲ့ info တွေအကုန်လုံးပေါ့နော်ထိုင်းမင်းသားရဲ့နာမည်လေးကိုရှာလိုက်တာနဲ့သူ့ရဲ့ info တွေကဘာတွေပါပေါ့နော်အဲ့လိုမျိုးထွက်လာတာအစကိုရဲလိုက်အဲ့မှာစပြီးတော့သုံးဖြစ်သွားပြီးတော့နောက်ပိုင်းကိုတကယ်လုပ်ငန်းဝင်တွေမှာလက်တွေ့လုပ်လာတဲ့အချိန်ကျလွယ်သွားတာပေါ့နော်အဲ့ဒီအချိန်ကိုဖိလက်စပြီးတော့လာပြီးတော့ပြောပြတဲ့အချိန်တုန်းကဒါကိုကလည်းဘာတိဘာသာနေတယ်ပေါ့နော်သူပြောပြီး2လ3လအထိမလုံကိုဖိလက်ဘယ်လိုပြောမလုံဒီကောင်းမှတော့မရှိနေလားပေါ့တော့ကြ bonus တွေမိုင်းသွားအောင်သူဘာပြောမလုံပုံမှန်ဆိုလဲလုံးမဲ့သူရှိရဟိုကိုကလှုပ်เสียလည်းမလို့ဆိုတော့သူပြောပါစေတိတ်မဂေးမဆိုင်တဲ့ထဲမှာပါတယ်ဆိုတော့နောက်ပိုင်းကျမှအဲ့လိုအဲ့ကနေစပြီးတော့မှနောက်ပိုင်းတဖြည်းဖြည်းနဲ့ content လားဒါမှမဟုတ်ရှင်ဒီ community gain တွေလား community activity တွေလားအဲ့လိုမျိုးတွေပြန်ပြောရှာတာပေါ့နော် game plan ဆိုလဲအဲ့လိုမျိုးပဲ community မှာလူတွေ active ဖြစ်ဖို့ဒါမှမဟုတ် community ဟိုengagement ကောင်းဖို့ပေါ့နော် page လဲ page YouTube ဆိုလဲ YouTube ပေါ့နော်engagement ကောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘယ်လို content တွေကိုခုချိန်မှာခစ်စားလဲပေါ့အဲ့လိုမျိုးတွေမေးရနေပြီးတော့တကယ်နဲ့အဲ့မှာသူက content ဆိုရင်ဒီတစ်ပတ်အတွက် content ဆိုရင်ဘာတွေက trend ဖြစ်နေတယ်ဘယ်လိုမျိုးဆိုလူစိတ်ဝင်စားတယ်ဆိုတာမျိုးပြီးဆို community ထဲမှာဘယ်လိုမျိုး gain တွေဆော်ရဲဆိုရင်လူတွေပို့ပြီးတော့စိတ်ဝင်စားမယ်ဆိုတာမျိုးကျွန်တော်တို့ကကြတော့ရှာတဲ့အချိန်မှာအသေးစိတ်ရှာရတာပေါ့နော် community ထဲမှာရုံမပြဘဲနဲ့အတန်းကြည့်ပဲဆော်လို့ရတဲ့ဟာလားစာကြည့်ပဲပို့လို့ရတဲ့ဟာလားဒါမှမဟုတ်ဘယ် platform မှာဆော်မှာလဲဆိုတာအစသူကမေးတယ်ပေါ့နော် AI မေးတဲ့အချိန်ဆိုကိုလိုချင်တာလေးတွေဖြည့်ပြီးတော့ရှာတယ်ရှာပြီးတော့မှကို community နဲ့ကြိုက်တာပါရှိလဲကို community မှာကိုမချပြရသေးတဲ့ idea မျိုးတွေပါရှိလဲဆိုတာမျိုးပြန်ဆန်းစစ်ပြီးတော့လုပ်တာပေါ့နော်လုပ်တာအဲ့ဒီနေနောက်ပိုင်းကျတော့ content တွေရေးတဲ့နေရာတွေမှာအသုံးပြုတာမျိုးတခါလေးမှဆိုရင်အဲ့ကနေ idea ဘယ်နှချက်ပေါ့နော်ကိုက game plan ဆိုလဲ game plan 10ချက်ကိုပေးပါဆိုသူ game plan 10ချက်ကိုပေးလာတယ်ဆိုရင်ကိုနဲ့ကြိုက်တာဘယ်နှချက်လဲ3ချက်ရှိရဲဆိုအဲ့3ချက်ကိုကျွန်တော်ကကြတော့နောက်ပိုင်းမှာ team နဲ့ပြန်တိုင်မိတာပေါ့နော်ဒီ3ချက်ကိုတော့ကျွန်တော်ကြိုက်တယ်ဘယ်လိုမျိုးစဉ်းစားတယ်တခါလေးမှ AI ပေးတဲ့ဟာကိုပြန်ပြီးတော့ညံကွန်လိုက်တာမျိုးလည်းရှိရဲပေါ့နော်ဟ
ကွက်တိတော့သုံးလို့မရဘူးပေါ့ဒါပေမဲ့အရင်တော့ကလိုမျိုးတစားစီတငယ်ချင်းတွေတိုင်ပင်လို့ဟိုရင်ချောင်းသားဘွားတွေတော့ရှိရလေဟုတ်တယ်မလားတငယ်ချင်း3ယောက်တိုင်ပင်လဲဒီဟာပဲ4ယောက်တိုင်ပင်လဲဒါပဲဘာလဲဆိုညရင်ညံတွေးရအတူတူလောက်ပဲလीနော်ဘော်ရာတွေထဲမှာအရင် bright ဖြစ်နေတဲ့ကောင်ဆိုရင်တေးကြတယ်ကိုတွေနဲ့ကီးမကိုင်ဟုတ်တယ်မလားဘယ်လိုပဲပြောဒီဘုတ်ထဲကပဲကွာဒီပဲပေါင်းမှာဟုတ်တယ်မလားတောင်တန်ကိုရီနဲ့ပေါင်းတဲ့သူတော်တော်များများကိုယ် level နဲ့ကိုက်တဲ့သူတွေပဲပေါင်းကြအများကြီးလीနော်အရင် bright ဖြစ်ပြီးထူးချွန်နေတဲ့သူကြတေးကြတယ်ကြည့်မရဘူးတေးကြတယ်ပေါ့နော်ကိုယ်နဲ့လည်းအပေါင်းအသင်းမဖြစ်ဘူးဆိုတည်အဲ့တော့ဒီ brain level ထဲမှာရှိတဲ့သူတွေအချင်းချင်းတိုင်ပင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်ပို့ပြီးအုံနောက်ကမထွက်နိုင်ဘူးပေါ့နော်အခုကျတော့လွယ်သားပြီးစာတစ်ကြောင်းရိုက်လိုက်တာနဲ့ဘာအကုန်ထွက်လို့ရလीနော်တခါလေဆိုကိုယ်နဲ့ idea လိုနေရမျိုးဆိုနေဒီပစ္စည်းအပြင်မှာနော်အပြင်မှာဥမာဖက်နှက်ဆိုင်ဆိုလို့ရှိရင်ဖက်နှက်ပုံလေးထည့်ပြီးတော့ဒီပစ္စည်းဘယ်လိုကြောင်ကြောင်ပေါက်တယ်လဲဆိုတာမျိုးတို့မေးလို့ရတယ်skin care လား skin care ဆိုရင်ဘယ်လိုမျိုးပုံစံမျိုးဗီဒီယိုရိုက်မလဲဒါမှမဟုတ်ဗီဒီယို edit မလဲအကုန်လုံးမေးလို့ရတယ်လीနော် AI မှာဆိုအခု AI ရဲ့အားသာချက်တွေအများကြီးရှိသွားပြီပြီးတော့နောက်တစ်ခုကတော့ပုံဖြစ်မယ်ထင်တယ်နော် AI ရဲ့ပုံတွေပေါ့နော် AI ရဲ့ပုံတွေကကျွန်တော်ကဘယ်ကနေစပြီးတော့တုံးတက်တာလဲဆိုရင်ကကျွန်တော်ကပုံမှန်ဆိုရင်ပုံတွေတိတ်မထုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီတခြား Binance Exchange ဘက်မှာတင်တဲ့လိုမျိုးပုံတွေ Square မှာ Binance ရဲ့ Square မှာဆိုရင်ကျွန်တော်တို့တင်ရတယ်လေနော်တင်ရတဲ့ post content တွေရှိတယ်အဲ့လိုရှိရဆိုတဲ့ခါကျတော့အဲ့ဒီ content တွေမှာကိုပုံလုပ်ရတယ်အရင်ကတော့ကျွန်တော်ကကိုခူးလုပ်ပေးရရှိရယ်ကိုခရစ်လုပ်ပေးရရှိရယ်ဒါပေမဲ့ကိုယ့်ရဲ့အလုပ်ကြီးကိုသူများအမြဲတမ်းသက်စီလိုက်မလုပ်ပေးနိုင်ဘူးပေါ့နော်လိုက်မလုပ်ပေးနိုင်တော့ကိုပါကိုလုပ်ကြည့်ရဲ့ပထမဆုံး Canva နဲ့လုပ်တာပေါ့နော် Canva နဲ့လုပ်တာဆိုတဲ့ခါကျကျွန်တော်က Photoshop လည်းမရဘူးဆိုတော့ Canva နဲ့လုပ်တဲ့အချိန်မှာမရဘူးဆိုတဲ့ခါကျကိုခူးဆိုကိုခရစ်ဆိုတာပြောတောသားဒီဇိုင်းဖြစ်နေရဲ့ပေါ့နော်သူဆိုအမြဲတမ်းပြောတခါလေဆိုတောကလာတို့တောဒီဇိုင်းတို့အဲ့လိုမျိုးပြောရပေါ့နော်နောက်ပိုင်းကျသူကလည်းတင်ပေးပါတယ် AI နဲ့ဘယ်လိုစာထဲပေါ့နော်အဲ့လိုမျိုးလေးပြောလာပြီးတော့ကိုလည်းကိုယ့်ဘာသာကို AI မှာကိုလိုချင်တဲ့ပုံစံကိုလိုချင်တဲ့ဒီဇိုင်းကိုပြောရင်းနဲ့တဖြည်းဖြည်းဆိုရင်ကိုကဘာလေးထုတ်ချင်လဲဆိုအဲ့စာအတိုင်းကိုကရိုက်လိုက်စာရိုက်လိုက်ဆိုရင်ရှင် prompt ထည့်လိုက်ဆိုလို့ရှိရင်ရလာပြီလေထွက်လာပြီဆိုတဲ့ခါကျတော့နောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့ဒီပုံကောင်းလားခဏကိုခရစ်ကိုမေးရဒီပုံကောင်းလားအမြဲတမ်းတော့မေးရတာပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့တော့နည်းသွားပါပြီ10ခါမေးရမယ့်နေရာမှာ9ခါမေးရမယ့်နေရာမှာ3ခါပေါ့နော်အဲ့လိုလေးတော့ဖြစ်လာပြီအဲ့တော့တခါလေးမှာဆိုလို့ရှိရင်တော့အဲ့ဒီပုံထုတ်တဲ့နေရာတွေမှာသုံးတယ်ပုံထုတ်တာတော့ကျွန်တော်ကတော့ Gemini ပို့သုံးတယ်ပေါ့နော် Gemini ပို့သုံးတယ်Gemini ကပဲ pro ရှိရဆိုတဲ့ခါကျ Gemini ပို့သုံးတယ် ChatGPT ကတော့တိတ်မသုံးဘူး ChatGPT ကပုံတွေကတော့နောက်ပိုင်းမှာဒီ MCN team ကပြောတာတော့မကေတို့ပြောတာတော့သူတို့ထုတ်တာတွေပုံတွေလှလာပြီပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကလေအဲ့စောင့်ရတဲ့အချိန်မကြိုက်ဘူးပြီးတော့ကျွန်တော်ကapplication နဲ့တွားမှာမဟုတ်ဘူး site မှာသူ့ရဲ့ website မှာဝင်တာသူ့ရဲ့ဒီ ChatGPT.com ကနေဝင်တာဆိုတော့ခါကျတော့ပိုလေးရပါပေါ့နော်ကျွန်တော်ရဲ့ web browser ကလည်းလေးနေလို့လည်းဖြစ်ပါလိမ့်မယ်ကျွန်တော်ရဲ့ browser ကလည်းAirDrop တွေရော wallet တွေရောတခါတည်းရှုပ်ရက်တွေခက်နေရဆိုတဲ့ခါကျတော့ကျွန်တော် browser ကြောင့်လည်းဖြစ်မယ်ပေါ့နော်လေးတဲ့ခါကျတော့စောင့်ရတဲ့တိတ်စိတ်မရှိတော့ Gemini ပဲပို့သုံးဖြစ်ပါတယ်ဗီဒီယိုတွေကို AI နဲ့ထုတ်ဘူးလားဆိုတော့ထုတ်ဘူးရတယ်လည်းရှိတယ်ဒါပေမဲ့သူ့ရဲ့ scene တစ်ခုနဲ့တစ်ခုလေကိုယ်စိတ်တွေမရှိဘူးလေ AI ဆိုတာကိုက prompt များသူ့ကိုလုံးနိုင်မှာပေါ့နော်ဗာလဲခိုင်းနိုင်မှာသူကမှန်ကန်တဲ့ပြန်ပေးရပါတော့။ scene တွေမှန်ကန်တဲ့ scene တွေပြန်ပေးရဆိုတဲ့ခါကျကျွန်တော်ကပုံမှန်အဖြစ်စိတ်ရှည်တဲ့သူမျိုးမဟုတ်တဲ့ခါကျတစ်ခါနေနှစ်ခါဆိုစိတ်တွေမရှိဘူးဒေါသတွေထွက်လာတော့အဲ့ဒါနဲ့တိတ်မသုံးဖြစ်ဘူးနော်။တခါလေဆိုရင်ကောင်မလေးကဒီဘက်လှည့်ပါဆိုကောင်မလေးကဒီဘက်မလှည့်ဘူး။ဟိုဘက်ကိုလှည့်နေရ။ဟိုဘက်ကိုလှည့်နေရတယ်တဖြည်းဖြည်းဒီဘက်ကိုလှည့်မရတော့ဆိုလှည့်မရအောင်နောက်ပိုင်းကျတော့လေအဲ့Grace ပဲပြန်ရောက်တာပေါ့နော်ကို Grace ဒီဟာလေးကိုဒီဘက်လှည့်ပေးပါအောင်ဆိုသူလှည့်ရင်တော့အလဲလေးပေါ့နော်ဒါကလည်း AI သုံးတတ်တဲ့သူနဲ့ AI မသုံးတတ်တဲ့သူနဲ့ကွာခြားချက်ပေါ့နော်ဒီဟာတွေကလည်းစူးစမ်းရအောင်ပါဒါပေမဲ့စူးစမ်းတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းနေမှာဆိုရင် AI ကပို့ပြီးတော့အသုံးများလာတော့မှလေအရင်တော့ကကျတော့ညံကောင်းတဲ့ကောင်လေးဆိုရင်အများကြီးရှေ့ရောက်တာအခုကျတော့ညံကောင်းတာမကောင်းတာမရှိတော့ဘူးဘာပြော AI မှာခဏရှာလိုက်ဆိုရသွားပြီလीနော်IQ နဲ့ EQ ကွာတယ်လို့ပဲလीနော်ဟိုရှိကောတွေမှာပြောခဲ့တယ်လို့ IQ EQ ကွာတယ်လို့ပဲ EQ ကဒါ
အဓိကဖြစ်လာပြီးအခုကျတော့ IQ မှာအားတာတဲ့ကောင်တွေကတိတ်ပြီးတော့နေရာပျောက်ဖို့အခွင့်အလမ်းများတယ်ပေါ့နော်တခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ဒီ AI ကအခုမျိုး bot တွေမှာမဟုတ်ဘူးပေါ့နော်ဒီ application တွေမှာမဟုတ်ဘူးလုံးဝစက်ရုပ်ကြီးနဲ့လောက်လာကြပြီပေါ့နော်လောက်လာကြပြီ AI ကိုခိုင်းပြီးတော့သူတို့ prompt ပေးပြီးတော့ချက်ချင်းပြန်ပြီးတော့လောက်လာအမျိုးတွေရှိရဲဆိုတဲ့ခါကျရှိနေပြီဆိုတဲ့ခါကျတော့ဒီထက်ပို့ပြီးတော့တိုးတက်ဖို့ပဲရှိတော့ကိုကဒါအမိမလိုက်ဘူးဆိုရင်တေးကြတယ်နောက်ကကြကြံနေမှာပေါ့နော်နောက်ကကြကြံနေမှာလုပ်ငန်းပိုင်းကတော့ကျွန်တော်ကထင်တယ်အဲ့လောက်ပဲသုံးဖြစ်တယ်ပေါ့နော်အဲ့လောက်ပဲသုံးဖြစ်တယ်ပုံမှန်ဗီဒီယို prompt နေကြတော့တိတ်ပြီးတော့မသုံးဖြစ်ဘူးပြီးတော့အခုနောက်ပိုင်းမှာကဘာတွေကိုကျွန်တော်ကသုံးလာလဲဆိုတော့အခုနောက်ပိုင်းမှာကျွန်တော်ကဘာတွေကိုသုံးလာလဲဆိုတော့စေးနဲ့ဆိုင်တဲ့ဟာတွေပေါ့နော်ကျွန်တော်ရဲ့အိမ်မှာလည်းကျွန်တော်မိသားစုတယောက်လည်းနေမကောင်းဘူးဆိုတဲ့ခါကျတော့သူနဲ့ပတ်သက်တဲ့စေးတွေကိုရှာတယ်ပြီးတော့CT လားဒါမှမဟုတ်ဒီတခြားultrasound လားအဲ့ဟာတွေကိုဆရာဝန်မဖတ်ခင်မှာကျွန်တော်က AI နဲ့အရင်ဖတ်တာပေါ့နော်ဆရာဝန်တချို့ကျတော့ဆေးစာကိုဖတ်ပြရတဲ့တရားဒီ ultrasound ရိုက်ပေးရတဲ့တရား CT scan ဖတ်ပေးရတဲ့တရားဆိုတဲ့အခါကျတော့အဲ့ဒီအချိန်မှာဆရာဝန်ထက်ကိုပို့ပြီးတော့သူကကိုလိုချင်တဲ့ပုံစံကိုပေးချင်ကိုမေးချင်တဲ့ message ကိုမေးလို့ရတယ်လေနော်ကိုလိုချင်တဲ့ပုံစံလေးမေးလို့ရတယ်အမျိုးဘလို့ပုံစံမျိုးရှာမေးသူထွက်လာတယ်ပေါ့နော်အဲ့ဒါတော့ကောင်းတဲ့အချက်ပါအဲ့ဒါတော့ကောင်းတဲ့အချက်ကျွန်တော်ဆိုလို့ရှိရင်အဲ့ဒီ ultrasound တွေဒီဓာတ်မှန်တွေအကုန်လုံးဒီ CT scan တွေရင်ဘတ်ဓာတ်မှန်လားအကုန်လုံးကိုဒီမှာရိုက်ပြီးတော့မေးရပါတော့ AI မှာရိုက်ပြီးတော့မေးတဲ့အချိန်ဆိုရင်ဘာဖြစ်နေတယ်ဘယ်အဆင့်ကိုရောက်နေလဲဆိုတာမျိုးတွေသူပြန်ပြောလာတာပေါ့နော်ပြီးတော့ဆောင်းရန်နေပြောတယ်ပြီးတော့ခွက်စိတ်ကူတာမှုကဘယ်လိုဖြစ်မလဲဆိုတာမျိုးတွေပြောတယ်အစားအစာဆိုလဲဘာတွေရှောင်ရမလဲပေါ့နော် side effect တွေကတော့ဘာတွေဖြစ်လဲအစုံပြောပြရတယ်ပေါ့နော်အဲ့ခါကျကျွန်တော်ကအခုလောလောဆယ်မှာတော့ကျွန်တော်အခုလောလောဆယ်သုံးနေရတော့အဲ့ဒီဆေးနဲ့ဆိုင်တဲ့ဟာတွေပဲတော်တော်များများသုံးနေပါတယ်လို့ဟုတ်ကဲ့ပါဒီလောက်ပါပဲကျွန်တော်ကတော့ဟုတ်ကဲ့ပါမကီမကီအခုဆိုလို့ရှိရင်တော့ပြောတော့ရတယ်တော်တော်များများဒါမကီသုံးတဲ့အနေထားတွေအပြင်တခြားတော့ပေါ့နော်ဒီအပြင်ပအနေထားတွေမှာမကီကပေါ့နော်ဒီ AI နဲ့ပတ်သက်ပြီးတော့ပြောသွားရဆိုတော့လေဒီ AI နဲ့ပတ်သက်ပြီးတော့ပေါ့နော်မကီရဲ့ဘယ်လိုခေါ်မလဲဒီ AI ကြောင့်ပေါ့ AI ကြောင့်အခုဆိုလို့ရှိရင်တော့တခုခုလုံးလိုက်တယ်ဆိုလို့ရှိရင် AI နဲ့လုံးလိုက်တယ်AI ကအဆင်ပြေသွားတယ်အဲ့လိုမျိုးဆိုလို့ရှိရင်မကီအမြင်မှာဆိုရင်ပေါ့နော်ဒီအပြင်လုပ်ငန်းခွင်တွေမှာဒီလူသားတွေရဲ့အလုပ်ကိုင်ပေါ့နော်ဒီကိုတွေရဲ့ဘယ်လိုခေါ်မလဲလုပ်ကိုင်နေတာရှားပါလာမယ်လို့မြင်လားဒါမှမဟုတ်လို့ရှိရင်လေဒီအပြင်ပေါ့နော်အပြင် business ဒီကိုပေါ့နော်ဒီအဲ့ဒါတွေကိုပို့ပြီးတော့အထောက်အကူဖြစ်နိုင်တယ်လို့မြင်လာပေါ့နော်အဲ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့မကီညီမကိုပြောပြပါအောင်ရှင်AI နဲ့ပတ်သက်ပြီးတော့အမားထင်တာတော့အပြင်လုပ်ငန်းတွေမှာတော့အမားတို့နိုင်ငံအနေနဲ့ဆိုရင်တော့ဒီတိတ်ပြီးတော့ကွာခြားလိမ့်မယ်တော့မထင်ဘူးပေါ့နော်အရင်တခြားနိုင်ငံတွေမှာဆိုရင်တော့သူတို့ AI နေနဲ့အစားထိုးပြီးတော့ဝန်ထမ်းနေရာတွေမှာအစားထိုးပြီးလောက်တာမျိုးရှိရဆိုတဲ့ခါကျတော့မြန်မာနိုင်ငံမှာတော့အဲ့ဒီအခြေအနေတော့ရှိလာအောင်မထင်ဘူးဒါပေမဲ့ဒီပြင်ပလုပ်ငန်းပိုင်းမှာဒီအမားတို့ AI မှာအကြံဉာဏ်တောင်းတာမျိုးပါမျိုးဆိုရင်တော့အတုံးဝင်ကောင်းဝင်လိမ့်မယ်ပေါ့နော်ခုနကတော့အမားပြောသလိုပဲကြော်ညာပုံလေးတွေထည့်ကြော်ညာလေးတွေဗီဒီယိုကြော်ညာတွေဒါမှမဟုတ် postcard တွေလားဒါမှမဟုတ် poster တွေလားလုပ်တဲ့အချိန်မှာဆို AI ကိုခိုင်းတတ်တယ်ဆိုရင်သူများစီမှာတော့အပ်စရာမလိုဘူးအဲ့ဒီအချိန်မှာဆိုရင်အခုဆိုရင်ပြောကြရလေဟုတ်တယ်မလားgraphic designer နဲ့ AI နေပေါ်လာတဲ့ graphic designer တွေနေရာပြောက်ကုန်ပြီပေါ့နော်အဲ့လိုမျိုး line ပေါ်မှာပြောတာအများကြီးရှယ်လေးဟုတ်တယ်မလားအခုဆို graphic designer တဲ့နန်းနေဆိုရင်တကယ်နာမည်ကြီးတဲ့လူတွေလောက်ဆရာတွေလောက်ပဲအကောင်လေးတင်လို့ရတာပေါ့နော်ဟိုလိုမျိုးတက်သစ်စတို့လိုမျိုးအပေါက်လေးတို့ဆိုတိတ်ပြီးတော့အစင်မပြေတော့လို့တော့အမတော့မြင်တာပေါ့နော်ဘာလို့လဲဆိုတော့တော်တော်များများလဲ graphic design တင်ပို့အမတင်နေလိုက်ရှာတော့ဆိုရင်သူတို့ comment တွေမှာလဲတော်တော်များများအမဝင်ဖတ်တယ်လေနော်ဘာလို့လဲဆိုကိုတက်ချင်တဲ့ဟာဆိုတဲ့ခါကျတော့ဘလို့ချင်းနေရှိရလဲဆိုAI နေပေါ်လာတော့ graphic designer တွေနေရာပြောက်တာပေါ့လို့အဲ့လိုမျိုးတွေရှိရပေါ့နော်ဘာလဲဆိုအခု graphic designer ကလူလေနော်လူလောက်တာနဲ့ AI လောက်တာနဲ့ဆိုတော့အားသာချက်အားနေချက်ဆိုတော့ရှိမှာပဲ
တခါလေဆိုရင်လူကမစဉ်းစားနိုင်တဲ့အရာတွေမှာ AI စဉ်းစားပေးလိုက်လို့လန်ထွက်ပြီးတော့ရှန်တက်နေတဲ့ပုံတွေအများကြီးရှိရလေနော်အဲ့လိုမျိုးတွေမှာဆိုရင်ကိုက AI သုံးတတ်တယ်ဆိုတပန်းတာတယ်ပေါ့နော်ကိုရဲ့ဒီလုပ်ငန်း profile လား logo လားဒါမှမဟုတ်ကြော်ညာအတွက်လားဆိုလို့ရှိရင်ပုံတွေထုတ်လို့ရတယ်ပြီးတော့ဒီကြော်ညာကိုလူစိတ်ဝင်စားအောင် content ဘယ်လိုရေးရမလဲဆိုတာမျိုးကို idea နဲ့ AI ရဲ့ idea နဲ့ပေါင်းဆက်ပြီးတော့လေဒီ marketing ဆင်းလို့ရတယ်ဟုတ်တယ်မလားအဲ့လိုမျိုးတွေအများကြီးလုပ်လို့ရတယ်နော်အရင်အခုဆိုရင်ညီမလေးတို့ကတော့သိမယ်မထင်ဘူးအမဆိုရင်အရင်တော့ကအမတို့ကအထည်ပိုင်းမှာလုပ် ဟယ်လိုကျွန်တော်တန်ကြရလားမက်ကီတန်ပြောက်သွားလို့ပါ ဟုတ်တယ်မကိတန်ပြောင်းသွားနိုင်ကြသွားတယ်နော်โอเคအဲ့ဒါမှတ်ဆောင်ရနော်လိုက်ပါဦးပြန်တန်လိုင်းအထည်နားမှာလည်းရက်သွားရင်နော်အထည်လဲ AI နဲ့ရောင်းမှန်းတယ်မကြည့်ရအဲ့ဒါလေဒါမက်ကီလေဟိုပါဘောနော်ဒီ line မကောင်းနေတဲ့အချိန်တွေမို့လို့နယ်လေဒါလေးစကားလေးဖြတ်ပြောချင်တာပေါ့နော်အဓိကကအခုမြန်မာနိုင်ငံမှာရှိနေတဲ့ဒီ mindset အရာပေါ့နော် mindset အရာဘယ်လိုမျိုးဖြစ်နေလဲဆိုတော့economic က economic business က business AI က AI အဲ့လိုပုံစံမျိုးတွေကွဲနေရတယ်ရှိတယ်အဲ့ဒါတွေကလူတွေတော်တော်များများဖြစ်တယ်နောက်တစ်ခုကျတော့ဒီခုနကဆိုလို့ရှိရင်ဥမာဒီ marketing ဆင်းမှုအတွက် marketing plan တွေဆွဲတာတွေနောက်တစ်ခါကျတော့ဒီ poster တွေ design တွေထုတ်တာတွေပေါ့နော်အဲ့ဒါတွေကဒီဟာအတွက်ကိုငါတို့လုပ်ဆရာမလိုဘူးကွာဒါကအဲ့လိုမျိုးပေါ့ဒီ Photoshop သွားမယ်ဒီ graphic designer တွေကိုအပ်လိုက်ရင်ပြီးတာပဲအဲ့ဒီကိုအချိန်ပေါ့နော်အချိန်ပေးပြီးတော့သွားလုပ်ရတဲ့အနေအထားတွေဖြစ်တယ်ဒါကသူ့အလုပ်ကိုလုံးမဟုတ်ပေါ့နော်ဒါသူ့အလုပ်ပေါ့ပြီးတော့ဒီဥစ္စာကလည်းဒီလူတွေလုံးမှာပဲပြည့်စုံနေပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့ကွဲပြားနေတဲ့အနေအထားတွေရှိတယ်ဒီရဲ့ mindset အရာဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလောက်ကိုမ join ခင်မှာပထမအလုပ်မှာရှိရပေါ့နော်အဲ့တော့ရှိတဲ့ manager နဲ့ဆိုလို့ရှိရင် conflict တော်တော်ဖြစ်တယ်ဘာလို့လဲဆိုတော့သူနဲ့ကဟိုနေပေါ့နော်ပေါ့ generation လေးတော်တော်လေးခက်ဖြစ်တာပေါ့နော်ခက်ဖြစ်တဲ့အခါကျတော့ကိုယ့်ရဲ့ဒီအဖေပေါ့နော်အဖေအနေထားအရွယ်လောက်ထိတော့ရှိတယ်ပေါ့နော်အဲ့တော့ဆိုတော့သူကဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒီ wall hand နဲ့ wallsman မှာဆိုလို့ရှိရင် wall hand ကိုအရင်ကြီးအလုပ်ကြတယ်ပြီးတော့ဒီအလုပ်ကိုအမြဲတမ်းလုပ်နေမှလုပ်နေမှလာလင်းရင်ပေါ့နော်အလုပ်လုပ်တယ်လို့သူကမြင်ကြတယ်အဲ့လိုပုံစံမျိုးဖြစ်တဲ့အခါကျတော့တခါတည်းဘာဖြစ်လဲဆိုတော့သူကဒီ scene list ပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အစီအပစ္စည်း list ကိုသူကဒီတိုင်းပဲအောက်ကနေခြိုက်ရေးလိုက်တယ်ပေါ့နော်ခြိုက်ရေးလိုက်တယ်note အနေနဲ့ရေးလိုက်တာပေါ့သူဘာလို့လဲအဲ့ဒါကိုလည်းဒီလိုမျိုးပေါ့သူ့လည်းရေးရတော့အဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ရေးထားတဲ့အခါကျတော့စနစ်တကျလည်းသူရေးပေးထားဆိုတော့ရှေ့လူကြီးပုံစံအဲ့လိုမျိုးတွေရှိရအောင်ရေးပေးထားဆိုတော့အဲ့ဒါဟုတ်တယ်သူ Excel file နဲ့တဲ့သူကိုစင်းပေါ့နော် list လုပ်ပေးပါတဲ့အဲ့လိုမျိုးပြောတော့ okay မလုပ်ပေးဘူးလုပ်ပေးတယ်မှဆိုပဲချိန်ယူမှလဲကိုကမေးလိုက်တယ်ပေါ့နော်မေးလိုက်တဲ့ခါကျတော့ရတယ်တဲ့ဒီအင်တလင်းကနေပေးတယ်ပေါ့နော်ဒီဗုဒ္ဓခုနှစ်ရတယ်ဆိုရှင်ပြီးတော့ဆိုတော့သူကလည်းဒီ typing ရိုက်တဲ့အချိန်ပေါ်မူတည်ပြီးတော့လဲသူတွက်ပြီးတော့လဲဒီ deadline ကိုပေးရလဲဖြစ်ပါလိမ့်မယ်အဲ့တော့မင်းတော့အစီပဲမလုပ်ဘူးအင်္ဂါနေ့ထိမလုပ်ဘူးတနင်္လာနေ့မနေ့တည်းကပေးထားတာအင်္ဂါနေ့ထိမလုပ်ဘူးပေါ့နော်မလုပ်ဘဲနဲ့နေနေတဲ့အချိန်မှာ तू ကဗုဒ္ဓခုနှစ်ကြာရမယ်ဆိုတော့အဲ့ဗုဒ္ဓခုနှစ်မနေ့ကျတော့မှရုံးတက်ပြီးတော့ခေနဲ့ဒီနေ့ဘာလို့ဆရာရှိတယ်ဟောဒါလိုက်နဲ့ဘာနီးနေရောကိုလည်းဒါလိုက်နီးမှလုပ်တဲ့အကျင့်ကလည်းခုချိန်ကြီးမပြောက်ဘူးအဲ့ဒါလည်းတော်တော်ဖြောက်အောင်ပဲပေါ့နော်အဲ့တော့အဲ့နဲ့ဟာတော့ဒါရှိတာပဲလို့အဲ့ဆိုရင်လှုပ်လိုက်ဦးမေလှုပ်လိုက်တော့ဆိုတော့သူတို့လိုမျိုးကိုကတိုင်ပြီးမရိုက်ဘူးမရိုက်ပြန်တယ်ဘာလို့လဲဆိုတော့အဲ့သူရေးထားစာအုပ်ပေါ့နော် note ကိုလေကဓာတ်ပုံရိုက်လိုက်တယ်ရိုက်လိုက်ပြီးတော့အရင်ဆုံးမှလည်းအဲ့လို chat GPT ကိုအရင်ဆုံးသူ့ပို့လိုက်တယ်ပေါ့နော်ပို့လိုက်ပြီးတော့ငါ့ကိုဒါလေးလွယ်ကူကူပဲဘယ်လိုမှမပြောဘူးငါ့ကိုဒါလေးကို Excel file နဲ့ Excel document file နဲ့လုပ်ပေးပါနင်လုပ်ပေးလို့ရမလား format ကတော့ဘယ်လိုမျိုးတွေသွားမယ်ပြီးတော့ item တွေကမှဆိုလို့ရှိရင်ခေါင်းစဉ်ကဘာတွေပါမယ်အဲ့လိုပုံစံမျိုးလေးနဲ့သူဒီတိုင်းလေးပဲကွာစာရေးလိုက်တယ်ပေါ့နော်အဓိကတော့ကိုစမ်းချင်တဲ့အနေထားလေးပါတယ်အဲ့တော့အဲ့လိုမျိုးလေးလုပ်လိုက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့လုံးဝအကုန်လုံးအလုံးစုံကြီးတော့တိတိကျကျကြီးတော့မထွက်ဘူးဒါပေမဲ့အခုသူနှုတ်ရေးထားတဲ့ 100% မှာတရားရခိုင်လုံးက
100% မှာပေါ့နော်ဒီ80%ဒါမှမဟုတ်70%လောက်ကလေတကယ်လုံးဝဘယ်လိုခေါ်မလဲကိုပြောင်းစရာမလိုကိုပြင်စရာမလိုတဲ့အနေအထားပေါ့နော်အဲ့လိုမျိုးရှိတဲ့အခါကျတော့နောက်ကိုပြင်ရမယ့်အနေအထားလေး format ပုံစံမျိုးချလိုက်တဲ့အခါကျလို့ရှိရင်တော့အဆင်ပြေသွားတယ်ပေါ့နော်အဆင်ပြေသွားရဆိုတော့ဆိုလိုတာကသူပြောတာ Monday တွေကပေးထားတဲ့ဥစ္စာကဒီဗုဒ္ဓဘုနေ့မှာပဲပြီးအောင်လုပ်ပါဆိုတော့နေ့တာကိုဗုဒ္ဓဘုနေ့မနက်တက်မနက်ထဲမှာပဲပြီးအောင်လုပ်သွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိတဲ့ခါကျတော့အဲ့ဒါကိုသူတို့ကသဘောကျလားသဘောမကျလားဆိုတော့သူတို့ရဲ့ဒီ mindset ပေါ့နော်အမြင်ကဘာဖြစ်လဲဆိုတော့လုတ်ပြီးသွားတာကို what done ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကျင့်တတ်တာတော့ရှိတယ်ဒါပေမဲ့ဒီလိုမျိုးသုံးတာဘယ်လိုခေါ်မလဲအလုပ်လုပ်တယ်လို့သူတို့ကမမြင်ဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါတွေကိုနေတော့ကြုံရတယ်ပေါ့နော်အဲ့အလုပ်မှာကြုံရရတယ်ပေါ့နော်ပထမဆုံးလဲနေကဒီ ChatGPT နဲ့အရင်ဆုံး try ခဲ့တာပေါ့နော် try ခဲ့တာဆိုတော့အဲ့လိုဆိုတော့အဲ့လိုမျိုးဆိုတော့ဟိုကလေဒီဟာဆိုလို့ရှိရင်ဒီလိုမျိုးလုပ်လိုက်တယ်ပေါ့နော်လုပ်လိုက်တယ်ရသွားတယ်ဒါဆိုတိသွားတယ်အဲ့လိုမျိုးပေါ့နော်တိသွားပြီတချို့ຢာတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဒီနေ့ meeting လုပ်ဖို့ရှိတယ်meeting အကြောင်းအရာဘယ်လိုမျိုးတွေရှိတယ်အဲ့ဒါကို PowerPoint နဲ့ပေါ့နော် present လုပ်ဖို့အတွက်အချက်လက်တွေသုံးရမယ်ဆိုလို့ရှိရင်လည်းကိုကလည်းဘယ်လိုမျိုးပြောလဲဆိုတော့ဒီအချက်လက်တွေကိုမလုပ်မလဲအရင်ဆုံးစင်းလုပ်လိုက်တယ်agenda ထည့်လိုက်တာပေါ့နော် agenda ဥပမာဆို agenda ဘာပေါ့အဲ့လိုမျိုး agenda အဲ့ agenda နဲ့ပတ်သက်ပြီးတော့ကောက်ရလိုက်တယ်ဒီလိုမျိုးဆိုpresence လုပ်ဖို့အတွက် PowerPoint ပြင်ဆင်တယ်ပေါ့နော်အဲ့မှာဘလို့အချက်တွေဘလို့ထည့်ကောင်းလဲပေါ့အဲ့လိုပုံစံမျိုးတွေနဲ့သွားတဲ့အခါကျတော့ဘလို့ဖြစ်လဲစဉ်းစားရတဲ့ idea ပေါ့နော် idea နည်းနည်းလေးကိုကနဲသွားတယ်နဲသွားပြီးတော့သူ့ရဲ့အချက်လက်တွေကိုကိုကပူပေါင်းပြီးတော့ကိုယ့်ရဲ့ဒီမှာရှိနေတဲ့လုပ်ငန်းရဲ့nature နဲ့ပေါ့နော်ပေါင်းပြီးတော့လေဒါလုပ်လိုက်ရတဲ့ခါကျတော့ဒါသူ့ကိုပဲအားကိုးတာလားဆိုတော့လေမျိုးတို့ကမဟုတ်ပြန်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုအားကိုးတာထက်မျိုးတို့ရဲ့ဒီပုံမှန်လုပ်နေကြအချိန်တွေကိုဘယ်လိုခေါ်လဲအချိန်တွေတက်တာပွားအောင်လို့ပေါ့နော်အဲ့လိုမျိုးလုပ်တာလို့ပေါ့နော်ဒါကတော့တွေကဒီ AI ထဲမှာဆိုလို့ရှိရင်အသုံးပြုခဲ့တဲ့ဤတဲ့တစ်ခုပေါ့နော်အခုဒီမှာလဲoffice တမားတွေလည်းရှိကောင်းရှိမယ်Microsoft ကိုသုံးနေတဲ့လူတွေလည်းရှိလိုက်တယ်သုံးကြည့်ပါတွေကအားပေးတယ်မပေးဘူးဆိုတာတဲ့။အဓိကကိုကနောက်ကျကြံနေခဲ့လို့မဖြစ်ဘူးလေ။ AI နဲ့ပတ်သက်ပြီးတော့ကိုကနောက်ကျကြံနေခဲ့လို့မဖြစ်ဘူး။ဘယ်လောက်ထိ AI ကအခုမှဆိုရင်ပို့ပြီးတော့တည်လာလဲဆိုလို့ရှင်ဒီ AI tutorial တွေကဒီ social media မှာနောက်လျှောက်ဘသူကတင်နေရလေ။အဲ့ပုံမှာဒီလိုမျိုးဒီ education နဲ့ဆိုင်တဲ့ဒီကလေးတွေကအစဒီလိုမျိုးဖုန်းနဲ့သုံးနေရလိုမျိုးရှိတယ်။ဆိုကိုယ့်ရဲ့အများကြီးအဝေးကြီးကိုမပြောဘူးဒီမှာရှိနေ AI ညီမဆိုလဲသူဆိုရင်ဒီ tutorial ကြည့်ပြီးတော့ဒါကိုလုံးကြည့်တယ်မရဘူးဘာလို့လွဲနေတာလဲအဲ့လိုပုံစံမျိုးတွေနဲ့သူတို့တွေက question တွေတောင်ထုတ်လာတယ်ပေါ့နော်ထုတ်လာတဲ့အခါကျတော့ဒါသူမလုပ်တတ်တာမဟုတ်ဘူးလုံးတတာမဟုတ်လောဆဆအုပ်ဆုံးမှာတော့ຫນွေတို့အနေနဲ့ဆိုလို့ရှိရင်ဒီလိုပဲရှိနေရမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့အနေနဲ့ဆိုလို့ရှိရင်ဒါကခြေလမ်းအစပေါ့နော်ပြိုးတဲ့အနေအထားမျိုးမှာရှိနေပြီပေါ့နော်ရှိနေတဲ့အတွက်ကြောင့်မလို့ကိုကဒီအရွယ်မှာဒီလိုမျိုး office type မှာဒီလိုမျိုးကိုကဒါကြီးပဲ Microsoft ပဲသုံးမယ်တို့ဒီ email တို့ဒီလိုမျိုးပဲရိုက်မယ်ပေါ့နော်အဲ့လိုမျိုးပဲလုပ်မယ်ဆိုပြီးတော့ပဲကိုကမတွေးနဲ့ပေါ့နော်နောက်လာမယ့် generation ဒီကိုရဲ့ပြေးတာမြန်တယ်အရင်မြန်တဲ့ generation ဖြစ်သွားတဲ့အတွက်ကြောင့်မို့ကိုကလိုက်မမီဘူးပေါ့နော်ကိုကအစိုးရပြေးထားမှရမယ်လို့ထင်ပါတော့ဒါကတော့ဒီတဲကလူတွေအပြင်ဝင်ပဲအပါဝင်လဲတွေလဲဒါစူးစမ်းရမယ့်အပိုင်းတွေပေါ့နော်စူးစမ်းရမယ့်အပိုင်းတွေလို့ဖြစ်တယ်အဲ့ဒါလေးကိုတွေကလောလောဆယ်တော့တပြက်အနေနဲ့ပေါ့နော်ညှောက်ပေးတာပေါ့နော်ဟုတ်မကိရောက်တာမသိရောက်ပါပြီ မကိဟုတ်ကဲ့ပါမကိဆက်ပါရှင်ခုနက line ကျသွားလို့ပါအခုတော့ line နေတော်တော်လေးစုံနေဆိုတော့ခုနကတော့ပြောပြမှာကအရင်ကအမားတို့ဒီအထည်ပိုင်းမှာလောက်တော့ကတော့ဒီတစ်ခုခုပေါ့နော်တစ်ခုခုကိုနမူနာထုတ်ချင်နေဆိုရင်အမားတို့ကတရုတ်ဘက်ကစိုက်ရုံကိုဒီဇိုင်းပေးရတယ်ပေါ့နော်ဒီဇိုင်းပေးရတဲ့အချိန်မှာဘယ်လိုမျိုးဖြစ်လဲဆိုတော့ကိုလိုချင်တဲ့ဒီဇိုင်းနဲ့သူတို့ဘက်ကမြင်တဲ့ဒီဇိုင်းမျက်လုံးထဲမှာပေါ်မဲ့ဒီဇိုင်းပေါ့နော်ဥပမာကိုကဒီအောက်မှာပြောင်းမှာအပေါ်ကဝဝင်ရုပ်လေးထည့်ခြင်းနဲ့အဲ့ဝဝင်ရုပ်ကြားမှာ sport ထည့်ခြင်းနဲ့ဆိုတာမျိုးတွေဒါမှမဟုတ်အစင်းထည့်ခြင်းနဲ့ဆိုတာမျိုးတွေကိုကိုတွေက
တစ်ဖက်ကစိတ်ယုံကိုမြင်တာအောင်ပြောရတာပြောရတဲ့အချိန်မှာဆိုရင်ဘာတွေဖြစ်လာလဲဆိုတော့ကိုကကိုလိုချင်တဲ့ပုံစံပြောတယ်။ तू ကလည်း तू ထင်ချင်တဲ့ပုံစံကိုထင်လိုက်တယ်။ဟိုတခါလေမှနားလည်မှုလွဲတာပေါ့နော်။နားလည်မှုလွဲတာဆိုတဲ့အခါကျတော့နားလည်မှုမလွဲအောင်လို့အမတို့ကဘယ်လိုလုပ်ရလဲဆိုတော့ okay မင်းပြောတဲ့ပုံစံကိုသူတို့ကအထက်ဟိုအမတို့ကဒီ design တစ်မျိုးကိုဥမာ kitty အစင်ပေါ့နော် kitty အစင်လေးဆိုရင်ကြောင်အစင်ဆိုရင်တလိပ်ချိုးရတာပေါ့နော်။ဗာလဲကြွအစင်ဆိုရင်လည်းတလိပ်ထုတ်ရတာပန်းဒီအစင်ဆိုလည်းတလိပ်ထုတ်ရတာပေါ့နော်အဲ့လိုမျိုးမထုတ်ခင်မှာအမတို့ကကိုထုတ်တဲ့ဒီဇိုင်းကိုအပြည့်ယူရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဥမာဆိုရင်အမတို့ဒီဈေးတွေထဲမှာဆိုညီမတို့ဝယ်ဖို့ရင်လည်းဝယ်ဖို့မဝယ်ဖို့ရင်လည်းမဝယ်ဖို့ပေါ့နော်တချို့ဆိုရင်အစင်စုံမှကြိုက်တာကွာအစင်စုံနေဆိုရင်10ရောင်10မျိုးအဲ့10ရောင်10မျိုးရဖို့အတွက်ဆိုအမတို့ကဒီဒစည်းစာအတွက်ဆိုရင်10ရောင်10မျိုးကိုပိတ်လိပ်10လိပ်ချုပ်ရတာပေါ့နော်ပိတ်လိပ်10လိပ်ချုပ်ရတာဆိုတဲ့ခါကျတော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့သူကကိုပြောတဲ့နမူနာကိုတစ်ထည်စမ်းချုပ်ဖို့ဆိုရင်နှစ်ပတ်ကြာတယ်။ဘာလို့လဲဆိုတော့ကို့အလှည့်မရောက်လို့ကို့အလှည့်ကိုမရောက်သေးလို့ပေါ့နော်။စောင့်ရတယ်နှစ်ပတ်အဲ့တစ်ထည်ပဲနော်တစ်ထည်နမူနာတစ်ထည်ရဖို့နှစ်ပတ်စောင့်ရတယ်။နှစ်ပတ်စောင့်ပြီးတော့သူ့ဘက်ကနေကို့ဘက်ကိုပို့မဲ့အချိန်ဆိုလို့ရှိရင်လည်းပြန်စောင့်ရတယ်။အဲ့နမူနာတစ်ထည်မရောက်သေးဘူးဆိုရင်ဒီမြန်မာဘက်ကိုမရောက်သေးဘူးဆိုရင်နောက်ထပ်စောင့်ရတယ်။အဲ့ဒီမှာတင်နမူနာတစ်ထည်ရဖို့အတွက်ဆိုရင်အမတို့တစ်လလောက်စောင့်ရတယ်။3ပတ်ပေါ့နော်3ပတ်တစ်လလောက်စောင့်ရတယ်။အခုကျတော့ AI ပေါ်လာပြီဆိုတဲ့ခါကျတော့နမူနာအထည်ချုပ်ချင်တယ်ကိုလိုချင်တဲ့ဒီဇိုင်းပါပဲပြောလိုက်ဥမာ t-shirt ပြောင်တစ်ထည်ကိုရိုက်ပြီးတော့ပို့လိုက်မယ်ဒီပြောင်ပေါ်မှာကြောင်မုံထည့်ပါ sport ထည့်ပါအစင်းထည့်ပါဒါမျိုးပုံစံမျိုးပြောလိုက်ဟုတ်တယ်မလားပြောလိုက်အယောင်ကတော့ဘာယောင်လေးလိုချင်တယ်တခါလေးမှာဆိုသူတို့ရဲ့ catalog ကအယောင်နဲ့အမားတို့အပြင်မှာမြင်တဲ့အယောင်မတူတာရှိရဲဆိုတဲ့အခါကျတော့ကိုလိုချင်တဲ့အယောင်10ယောင်ဆိုရင်နမူနာ AI ကိုစမ်းထုတ်ခိုင်းလို့ရတယ်လीနော်နမူနာဒီ10ယောင်ကိုထုတ်ပေးပါအယောင်တွေကလှမကိုကြည့်မယ်လीနော်ကိုကြည့်မယ်ပြီးတဲ့ခါကျတော့ AI ကိုလည်းမေးလို့ရတယ်ဒီသားကခြီသားနဲ့ထုတ်ရင်လှသလား fiber ထုတ်ရင်လှသလားဒါမှမဟုတ်ခြီနုသားနဲ့ထုတ်ရင်လှသလားဝေဖာသားနဲ့ထုတ်ရင်လှသလားအမျိုးမျိုး AI ကိုမေးလို့ရပါလीနော်အဲ့ဒီမှာတင်ကိုအမားထင်တဲ့အချင်းကုန်နေအများကြီးတက်တာသွားမယ်ပေါ့ဒါကလုပ်ငန်းရှင်တွေအတွက်ပြောရအောင်နော်အမားတို့ဒီထဲမှာဒီအထည်ပိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေရှိမရှိတော့အမားမသိဘူးအမားတို့အရင်တော့ကလုပ်ခဲ့တဲ့ပုံစံအတိုင်းဆိုရင်ပြပြတာပေါ့နော်အခုဆိုပိုလွယ်ကူသွားပြီပေါ့နော်တကယ်လို့ကိုရီဒါအဲ့အလုံးမှာရှိနေလို့ AI တုံးတက်ခဲ့မယ်ဆိုရင်ဒီလိုမျိုးတွေပြန်ပြီးတော့အသုံးချလို့ရတယ်ဆိုတာမျိုးတွေပြောပြပေးရပါပေါ့နော်အတူတူပဲဖနက်လုပ်တဲ့သူဆိုလည်းအတူတူပဲဖနက်ပုံစံလေးတွေကိုဘယ်လိုမျိုးရိုက်မယ် content ရိုက်ချင်နေဆိုလို့ရရင်ဘယ်လိုမျိုး video content လေးတွေကိုရိုက်မယ်ဆိုတာမျိုး video content တွေကအစားသူက script ကိုအစင်လိုက်ပေါ့နော် video editor script ကအစား video editor အဆုံးသူက step by step ပြောသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ AI တကယ်သုံးတတ်တယ်ဆိုရင်ကိုယ့်လုပ်ငန်းအတွက်ပို့ပြီးတော့အကျိုးရှိရပေါ့နော်အခုဆိုရင်ကွာ content တွေနေဆိုရင် AI နဲ့တူပလို့မရတဲ့ content တွေနေဆိုသူတို့ရှိရလေဟုတ်တယ်မလားတချို့ဆိုရင် content writing တင်နေနေဆိုရင်လုံးဝတော်တော်လေးနာမည်ကြီးရဲ့သူတွေပဲကြံခဲ့ရတာလीနော်တချို့နာမည်နည်းနည်းပါးပါးရှိရဲ့သူတွေဆိုရင်တော့မှတိတ်ပြီးတော့နေရာတွေမရှိတော့ဘူးလေဘာလို့လဲဆိုတော့ဒီအခုဆိုရင် AI ကနေပြီးတော့ content တွေရေးလို့ရပြီ content ဆိုရင်လည်းကိုပြောလိုက်တဲ့ topic ဒီ topic မှာစာရေးပေးပါပေါ့ရေးပေးပြီးတော့အဲ့ဒီ topic ကိုပဲကိုကပြန်ပြီးတော့အချောပြန်တက်လို့ရတယ်လို့ကိုအာဘောနဲ့ပြန်ရေးလို့လည်းရတယ်တချို့ညီမလေးတို့ဟွာတွေမှာကြည့်လို့ရတယ်လေ Facebook page တွေမှာဆိုကြည့်လို့ရတယ်AI ကရေးပေးလိုက်တဲ့အတိုင်းပဲကူးချလာတယ်လို့ပဲဟုတ်တယ်မလားဣတိမရွေးကွာကူးချလာတယ်လို့ပဲအဲ့လိုမျိုးရှိရလေနော်အဲ့လိုမျိုးရှိရလေဆိုတော့ဒါပေမဲ့လည်းကိုကကိုယ့်ရဲ့ page ကိုကောင်းကောင်းလေး run ချင်နေဆိုရင်တော့ပြန်တော့ကွန်အောင်ပါပေါ့နော်ပြန်တော့ကွန်အောင် AI ကိုညီယူလို့ရတယ်ဒါပေမဲ့ AI တိုင်းတော့လိုက်သုံးလို့မရဘူးကိုယ့်ညံနေတော့ပြန်ကွန်ပေါ့နော်ခုနကအပေါ်မှာပြောသလိုပဲဆေးတွေညှိုးနေဆိုရင်တော့ဒါပေမဲ့ဆေးရည်လည်းမညှိုးပေးပါဘူး AI မှာဆေးအကြောင်းမေးကြည့်သူမညှိုးပေါ့နော်ဆေးတွေညှိုးနိုင်ပါတယ်မရှိဘူးဒါပေမဲ့ science ရှောင်းနေရှိတယ်တချို့ဟာတွေဆိုလို့ရှိရင်ကိုလိုချင်တဲ့အချက်လက်တွေကိုမေးတဲ့အချိန်မှာဆို AI ကအောက်ကနေပြီးတော့အကြံဉာဏ်ပေးစာတွေပါတယ်ပေါ့နော်ဒီဆေးစာကကျွန်တော်ကတော့ဒီလိုထင်တယ်ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှတောက်တင်နေပေါ့နော်ဒါပေမဲ့ဆေးကိုတော့တိုက်ရိုက်ညှိုးတာမျိုးမရှိဘူး AI မှာကိုဆေးစာတစ်ခုခုပြပြီးတော့မေးလို့ရတယ်ဒါပေမဲ့သူတိုက်ရိုက်မညှိုးပေးပါအောင်ဆိုတာမျိုးတွေပြောတယ်ပေါ့နော်ဒါပေမဲ့ AI မှာမေးလို့ရတယ်ကိုလည်းညံပြန်ကွန်ပေါ့နော်ကိုညံပြန်သုံးပေါ့သူပြောတာယုံရလားမယုံရဘူးလားကျွန်တော်တို့ကကျတော့အခုကျွန်တော်တို့အိမ်ကမိသားစုမှာဖြစ်နေတဲ့ဟာကကျတော့အစားအမားခံလို့မရဘူးဆိုတော့ခါကျတခုခုစားမယ်ဆိုတာနဲ့မေးတာရှမ်းကောက်စစ်ဆိုရှမ်းကောက်စစ်စားလို့ရလားမုတ်တီစားမယ်ဆိုမုတ်တီစားလို့ရလားတခါလေးမှဆိုစေးကန်းတို့ဒီပေးလိုက်တဲ့စာရွက်မှာမပါတဲ့အစားအစာတွေရှိရဲဆိုတော့တခါလေးမှဆိုရင်ပန်တီစားလို့ရလားကုတ်ကီးစားလို့ရလားအထုံးဘက်မုံကျွတ်စားလို့ရလားဆိုတာမျိုးတွေကစားကျွန်တော်တို့မေးတယ်
မေးတာပေါ့နော်ဒါတွေအကုန်လုံးကိုလည်းကျွန်တော်တို့စေကန်းဆရာ emergency ဆရာမတွေရဲ့ဖုန်းနံပါတ်တွေကျွန်တော်တို့ဆီမှာရှိရဲဒါပေမဲ့အဲ့လိုအသေးစိတ်တွေကြတော့သူတို့ဆီမှာတွားမေးလို့မကောင်းလေနော်အဲ့ခါကျတော့အေးမှာကျွန်တော်တို့ကမေးကြည့်ရဲဆိုကောင်းရင်ကောင်းတယ်ကောင်းရင်မကောင်းနည်းနည်းကြွေးလို့ရတယ်ဆိုနည်းနည်းကြွေးလို့ရတယ်ပေါ့နော်သူကတော့အဲ့လိုမျိုးတွေပြန်ဖြေပေးရအောင်ဒါတွေကလည်းကောင်းတဲ့အချက်လက်တွေလို့တော့ကျွန်တော်ကတော့ထင်ပါတယ်သုံးတတ်ရင်ဘယ်နေရာမဆုံးအတားချက်ရှိရပေါ့မသုံးတတ်တာတဲ့ဆိုင်သုံးတတ်တဲ့သူကအတားချက်တစ်ခုရှိပါတယ်လို့အဲအကြောင်းမလို့ AI မသုံးတတ်သေးတဲ့သူတွေရှိရဆိုရင်စမ်းသုံးကြည့်ပါလို့ကျွန်တော်ကတော့ပြောပြချင်ပါတယ်ခုနကတော့ရှေ့မှာမေးတဲ့အပေါ်မေးခွန်းတစ်ခုကကြတော့ဟွာတဲ့ box scout တဲ့ဟာက AI နဲ့ဘယ်လိုသုံးတာလဲဆိုတော့ box scout တဲ့နေမှာbinary code တို့ပါတော့သူတို့ပေးတယ်ပေါ့နော် Morse code တို့ပါတော့သူတို့သုံးနေဆိုရင်အဲ့ဒီ Morse code တွေ binary code တွေကို AI ထဲမှာထည့်ပြီးတော့ဒီကဘာကနန်းလဲလို့ရေးလိုက်ပါမြန်မာလိုပဲရေးလိုက်ဆိုရပြီဒါဘာပြောရလဲဆိုတာမျိုးရေးလိုက်ဆိုရပြီပေါ့နော်သူလည်းအဖြေပြန်ပေးလာမှာပေါ့ကျွန်တော်ဒီနေ့3စက္ကန့်လောက်တော့စောင့်အောင်မယ်3စက္ကန့်အတွင်းဘောက်ကဖူးသွားရဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့တော့ပါပဲဟုတ်ကဲ့ပါညီမလေးຫນွေကျေးဇူးပါ လိုင်းနေရတယောက်တလဲကြ ဒါဆိုရင် ပို့မရှိတော့လွယ် Ira ဆက်ပြောလိုက်ပေါ့ ပို့မရှိတော့ကောသိမ်းလိုက်ကြပါမယ်အားလုံးပဲခုနိုင်ပါနွယ်လိုင်းကြသွားတယ်ထင်တယ်နွယ်လိုင်းကြသွား hello ကြားပြီလားမသိဘူး hi နဲ့လိုင်းကြာနေဟိုပြောရတယ်ဆိုမှရှင်တော့အကောင်းဆုံးဒီ crypto နဲ့ပတ်သက်တာဆိုလို့ရှင်တော့နီးလန်းနေတဲ့မှာဆိုရှင်ဘာကောက်ကြီးကိုဒေချာလေးပြောသွားတယ်ပေါ့နော်အဲ့လိုဆိုတော့ဒေချာလေးကြားလိုက်ကြလားမသိဘူးပေါ့နော်ကြားလိုက်ရတယ်ဆိုလို့ရှင်တော့ဒါက AI ကိုအသုံးပြုပြီးတော့ဘောက်ကောက်ကြီးကကိုရီ crypto တွေ address crypto မိုင်း address ဆိုလို့ရှင်ပို့ပြီးတော့အကျိုးပြုပြီးတော့အသုံးဝင်မယ်လို့တော့မျိုးရထင်တယ်ပေါ့နော်အဲ့တော့မကင်းနေနေဆိုရှင်တော့ဒါနောက်ဆုံးမိကုန်းပေါ့နော်တကယ်လို့ဒါဒီ AI ကပေါ့နော်အခုလက်ရှိမှာတော့ညီမတို့ဒီသုံးနေတိုးတက်နေလာတယ်လို့လည်းထင်နေပေါ့နော်ထင်တဲ့အတွက်ကြောင့်မို့လို့နောက်9နှစ်နောက်10နှစ်မှာကောဒီ AI ကဘယ်လိုမျိုးပေါ့နော်ဖြစ်လာနိုင်လဲပေါ့နော်မကင်းအမြင်လေးကိုလည်းပြောပြပေးပါအောင်အမထင်နေ AI ကနောက်9နှစ်10နှစ်ဆိုဒီချက်ပို့ပြီးတော့ပိုကောင်းပြီးတော့ပို့ပြီးတော့ပြည့်စုံသွားမယ်လို့တော့ထင်တယ်။ဘာလို့လဲဆိုတော့ဟိုရင်တော့ကအခြေအနေနဲ့အခုချိန်နေနေတာတော့တော်တော်လေးကွာနေပြီနော်။ပေါ်ပါမှုလားဒါမှမဟုတ်တခြား function အစုံလားတခါတလေဆိုရင်သူ့ရဲ့ source တွေက update မဖြစ်တဲ့အရာတွေရှိရလေနော်။မင်းဒီသတင်းတစ်ခုခုမေးဘူးလားတော့မသိဘူးတချို့သတင်းတွေမေးလိုက်တဲ့အချိန်မှာဒီသတင်းဟာကဒီ update ကဘယ်နှစ်ရက်နေ့ထိနောက်ဆုံးဘယ်နှစ်ရက်နေ့ထိက update ကိုပဲယူထားပါတယ်ဆိုတာမျိုးသူပြန်ပြောတယ်ဒီ AI เนี่ยအဲ့ဒီခါကျup to date တော့ဖြစ်မနေတဲ့တခြားအချက်လက်တွေအချက်လက်အချို့ရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းဆိုရင် up to date တွေပို့ပြီးတော့ဖြစ်လာလိမ့်မယ်လို့တော့ထင်တယ်တချို့သတင်းတွေကြတော့ out of date တွေဖြစ်နေရမျိုးဆိုလို့ရှိရင်ကြတော့လေသူက AI ကအခုချိန်မှာပြောရလေနော်ဘယ်နေ့ထိ update ပါနော်ဒါကဒီနောက်ရဲ့သတင်းချက်လက်တွေဒါမှမဟုတ် source တွေလားဒါမှမဟုတ်ထပ်ဖြည့်စရာ information တွေလားဆိုမပါသေးဘူးပေါ့နော်ဘယ်နေ့ထိပဲသူက update လုပ်ထားတာဖြစ်ပါတယ်ဆိုတာမျိုးသူကပြောထားတာပေါ့နော်အဲ့ခါကျတော့နောက်9နှစ်10နှစ်ဆိုရင်ဒီထက်ပိုပြီးတော့ပြည့်စုံကောင်းမွန်တဲ့ AI ဖြစ်လာမယ်လို့တော့ထင်တယ်။တေချာတယ်ပပျောက်တော့မသွားဘူး။ဘာဖြစ်လို့လဲဆိုလို့ရှင်ဒီထက်ပိုကောင်းမှုပဲမြင်နေပေါ့နော်။ဘာလဲဆိုအခုလက်ရှိထိလည်းလူတော်တော်များများလည်းသုံးနေပြီ။သုံးလို့လည်းအဆင်ပြေတယ်။ပို့ပြီးတော့လည်းကောင်းလာနိုင်မယ်လို့လည်းထင်တယ်ပေါ့နော်။ကိုရီသုံးဆွဲသူတော်မှအဆင်ပြေရဆိုရင်ဒီ AI တွေကိုရေးထားတဲ့သူတွေကရောမသိပဲမနေဘူးလေနော်သူတို့ AI နေမှာသုံးဆွဲသူဘယ်လောက်ရှိလဲဆိုတာသူတို့လည်းအမြဲတမ်းစစ်ဆေးနေမှာပဲသူတို့လည်း update အမြဲတမ်းလုပ်နေမှာပဲဆိုတဲ့အခါကျတော့သိကြပါတယ်နောက်9နှစ်10နှစ်ဆိုဒီထက်ပိုကောင်းတဲ့အရွေးတစ်ခုကိုရွေးနေမယ်လို့တော့ထင်ပါတယ်ဟုတ်ကဲ့ပါညီမလေးကျေးဇူးပါဟုတ်ကဲ့ပါမကီအခုလိုမျိုးပြည့်စုံလေးဖြည့်ပြီးသွားတဲ့အတွက်ကျေးဇူးများတင်ပါတယ်အဲ့တော့လောလောဆယ်မှာတော့ဒီ AI နဲ့ပတ်သက်ပြီးတော့เนาะဒီပေါ့เนาะဒီအကြောင်းအရာတွေကျွန်တော်တို့ဒီလုပ်ငန်းခွင်တွေပေါ့เนาะအခုလက်ရှိမှာပေါ့เนาะကျွန်တော်လုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီးတော့လုပ်နေရမျိုးတွေကလည်းတော်တော်များများလုပ်တယ်ပေါ့เนาะအဲ့ဒီမှာကျွန်တော်ကကျွန်တော်ရဲ့ဒီ Nova Team ကမမတွေကိုမခေါ်ဘဲနဲ့ပေါ့เนาะမခေါ်သေးဘဲနဲ့ကျွန်တော်ဒီလက်ရှိနေတဲ့ဒီတခြား community ကရှိနေတယ်ပေါ့เนาะ AI admin ပေါ့ admin OG လေးတွေကိုတစ်ချက်ခေါ်ကြည့်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူတို့တွေဆိုလို့ရှင်လဲကျွန်တော်တို့ဒီNova Team Nova မှာမှAI 3ရက်လောက်တောင်မဟုတ်ဘူးเนาะဒီ FCN တို့ Go တို့ဒါ ACA တို့မှာလဲဒါသူတို့လဲ AI
ကိုဘယ်လိုမျိုးတွေအသုံးပြုနေကြလဲပေါ့နော်အဲ့ဒါလေးတွေလည်းနည်းနည်းဆက်စုကြမယ်ပေါ့နော်အဲ့တော့မက်ကီရှိတာမသိဘူးမက်ကီစကားပြောလို့ရပါလားဟယ်လိုမက်ကီစကားပြောလို့ရပါလား ရပါတယ်ဟယ်လို ဟုတ်ကဲ့မင်္ဂလာပါမက်ကီ မင်္ဂလာပါညီမလေး ဟယ်လိုကြားပါသလား ကြားတယ်ကြားပါတယ်နွယ် မက်ကီကိုလေညီမသိချင်တာဆိုလို့ရှိရင်တော့အခုဒါလိုပါချင်းမှာတူဒီလိုပါက community ကိုလှုပ်ချိုးပေါ့နော်ဟုတ်ကဲ့ ဟယ်လို ဒီမှာကလိုပါ community ပေါ့နော်ဟယ်လိုဘက်ကနည်းနည်းလေးကြက်ကြွားလို့ပါဟုတ်နည်းပြန်ပြီးတော့မေးပေးမယ်နော် โอเคပါ ဟုတ်ကဲ့လေဒီပေါ့နော်နွယ်ကတော့နေတော့ပေါ့နော်ဒီနေ့ကကြတော့ AI အကြောင်းနဲ့ပတ်သက်ပြီးတော့မေးကြရပေါ့နော် AI မှာအဲ့တော့ market အနေနဲ့ဆိုလို့ရှိရင် AI ကိုဘယ်လိုမျိုးမြင်လဲပေါ့နော်နောက်တစ်ခုကျတော့ဘယ်လိုမျိုးစာအသုံးဖြစ်လဲပြီးတော့အခုလက်တော့မှာလဲ market အနေနဲ့ဆိုလို့ရှိရင် MCM မှာ AI နဲ့တော်တော်များအသုံးပြုပြီးတော့ဗီဒီယိုလေးတွေဖန်တီးထားတာတွေတွေ့တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးတွေရဲ့နောက်တစ်ခုကျတော့ဘယ်လိုမျိုးဒီလေ့လာပြီးတော့လဲလုပ်ဖြစ်လဲပေါ့နော်အဲ့ဒါလေးတွေက market sharing လုပ်ပေးပါဦး ဟုတ်ကဲ့ပါမက်ကီကတော့ AI ကိုစသုံးပြီးတာတော့ ChatGPT ပေါ့ ChatGPT ကိုအရင်ဆုံးစသုံးမိတယ်အဲ့ဒီကနေစသုံးပြီးတော့ဒီခု AI ဗီဒီယို training ကန်းကို join မိတဲ့အချိန်ကျတော့မှပို့ပြီးတော့အများကြီးလေ့လာဖြစ်တာပေါ့အဲ့ဒီကမှစပြီးတော့ AI နဲ့ပတ်သက်တာတွေအများကြီးသိရတယ်တော်တော်များများကိုအများကြီးလေ့လာခွင့်ရခဲ့တယ်ပေါ့နော်မက်ကီတက်ကတော့ AI ဆိုတာတော့လူသားတွေကိုအစားထိုးဖို့အတွက်လူသားရဲ့စမ်းဆောင်ရည်ကိုမြင့်တင်ပေးတဲ့အဖော်မွန်တယောက်လို့ပဲမက်ကီကမြင်တယ်ဘာလို့လဲဆိုသူ့ကိုကိုရီးယားလူကခိုင်းမှသူတို့ကလောက်တာဆိုတော့လေကိုရီးယားညံရည်ရှိတဲ့လောက်သူတို့ကိုခိုင်းလို့ဆိုလို့ရှိရင်သူတို့ကပို့ပြီးတော့လုပ်ပေးနိုင်တယ်လို့မက်ကီကတော့မြင်တယ်သူတို့ကိုကသူတို့ကိုပြောနိုင်နေသူတို့ကပို့ပြီးလှုပ်ဆောင်နိုင်စွမ်းမြင့်မာတယ်လို့မက်ကီကတော့မြင်တယ်ဟယ်လို Hello ဟုတ်ကဲ့ပါ ဟယ်လို ဒါဆိုလို့ရှိရင်တော့ ကြား မ တယ် က်ကီကတော့ဒါ AI ကို Hello ကြားလားဟုတ်ကြားပါတယ် ကြားပါတယ် အဲ့ဒါဆိုလို့ရှိရင်တော့မက်ကီကဒီ AI ကျွန်တော်တန်နည်းနည်းနောက်ကျနေတယ်နော်မက်ကီတော့ဟုတ်ကဲ့ပါ ဟုတ်တယ်တင်တယ် အဲ့ဆိုရင်တော့မက်ကီအနေနဲ့ဆိုလို့ရှိရင်တော့ဒါ AI ကိုကလူသားတွေနဲ့ဆက်ဆက်ပြီးတော့လုပ်တဲ့ပုံဝင် ဟယ်လို Hello ဟုတ်အစီအပြေလားမသိဘူး โอเคကြားပါတယ်မက်ကီမြန်မာကကြတော့ AI ဆိုတာကိုယ့်ရဲ့ဆရာလည်းဖြစ်နိုင်တယ်တငယ်ချင်းလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ပြောမယ်ဆိုအတွင်းရေးမှုလည်းဖြစ်နိုင်တယ် မက်ကီကြားပြီလားမသိဘူး ဆိုလို့ရတယ်ဟယ်လို ဒါဆိုလို့ရှိရင်တော့ဟုတ်ပါတယ်ဟုတ်မက်ကီအတန်နဲ့ကျွန်တော်အတန်နဲ့ကနည်းနည်းလေးနောက်ကျနေရလို့ထင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်မက်ကီအနေနဲ့ဆိုလို့ရှိရင်အခု MCM မှာပေါ့နော်ဗီဒီယိုလေးဖန်တီးထားတာရှိရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မက်ကီဖြတ်လုပ်တဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့လည်းမျှဝေပေးပါအောင်မက်ကီ အခုကတော့မဲမြိုင် crypto diary ဆိုပြီးတော့ animation လေးကိုဖန်တီးထားရပေါ့အဲ့ဒါတပတ်ကိုတစ်ချိန်တင်တယ်ပေါ့အဲ့ဗီဒီယိုလေးကိုဖန်တီးတဲ့ခါကျလို့ရှိရင်ပုံတွေအရင်ဦးဆုံး script အရင်ရေးရတယ် script ကတော့ခြားသူရေးပေးတာပါအဲ့ script ရေးတဲ့ဟာကိုကိုရီးယားပြန်ပြီးတော့ပုံထုတ်တယ်ပုံထုတ်ပြီးရင်ဗီဒီယိုလုပ်တယ်ပုံထုတ်တဲ့အချိန်မှာလည်းသူ့ကိုပုံစံလေးတွေဆင်ပြရတော့အင်ဂျီဆိုလို့ရှိရင်လည်းဒါဘယ်လိုအင်ဂျီလုပ်မယ်ဆိုပြီးတော့ AI နဲ့ဒီစာလေးတိုင်ပြီးအင်ဂျီကတော့ shopping ထွက်ပေးရတာပေါ့သူကကိုကြိုက်တဲ့ design လေးလိုက်ရှာပြီးတော့ AI ကိုဆင်ပြီး AI ကိုဆင်ခိုင်းတာပေါ့အခုဒီအင်ဂျီလေးလိုချင်တယ်ဒီအင်ဂျီနဲ့ဒီပုံစံလေးပုံစံကိုမပြောင်းလဲဆိုပြီးတော့သူ့ကိုပြောပြီးတော့လုပ်ခိုင်းတာပေါ့အဲ့လိုလုပ်ခိုင်းရတယ်ပြီးလို့ရှိရင်အဲ့ AI ထွက်လာတဲ့ပုံလေးကိုပဲကိုကဗီဒီယိုသွားပြန်ပြောင်းတယ်ဗီဒီယိုပြောင်းတဲ့ချိန်မှာဆိုရင်တော့နည်းနည်းအခက်အခဲဖြစ်ကြတယ်ဘယ်လိုဖြစ်ကြလဲဆိုတော့ပြောမယ်ဆိုလို့ရှင်ကိုလိုချင်တာတစ်မျိုးသူတို့လုပ်ပေးတာတစ်မျိုးအဲ့လိုမျိုးဖြစ်နိုင်တယ်အခုစင်းတစ်ခုကိုရဖို့အတွက်ဆိုလို့ရှင်ဗီဒီယိုက4-50ခုထုတ်ကြတယ်အဲ့လိုထုတ်ပြီးတော့မှကိုအဆင်ပြေတဲ့ဗီဒီယိုလေးနဲ့ဆက်ကြတယ်ဗီဒီယိုအကုန်လုံးကိုတစ်မျိုးပြီးတစ်မျိုးတစ်စင်တင်ပြီးပေါ့သူတို့ ਨੇ လိုက်ဖက်အောင်လို့ပြန်ပြီးတော့လုပ်ကြတယ်အဲ့ပုံစံမျိုးပေါ့
အခုကတော့တဖြည်းဖြည်းနဲ့နေလာပြီးတင်ယူနေစေဆိုတော့အဆင်ပြေအောင်တော့စူးစမ်းနေပါတယ်ဟယ်လိုကြားလားမသိ ကြားလားကဲကြားပါတယ်မက်ကီဒါဆိုလို့ရှိရင်မက်ကီဟာဒီ AI ပတ်နဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုတွေပဲပေါ့နော်လေးလာတာမျိုးပေါ့နော်လောက်တာမျိုးတွေပဲရှိရလားပေါ့နော်တခြားသောဥပမာဆိုရှင်မက်ကီလို့ဆိုရှင်အပြင်လုပ်ငန်းခွင်တွေလည်းဒါလုပ်နေတာမျိုးတွေရှိရပေါ့နော်အဲကြောင့်လို့ရှိရင်ရောအပြင်လုပ်ငန်းခွင်တွေပတ်သက်ပြီးတော့ဆက်နွယ်ပြီးတော့ AI ကိုဘယ်လိုမျိုးအသုံးချဖြစ်လဲမက်ကီ အပြင်လုပ်ငန်းခွင်နဲ့ပတ်သက်တာဆိုလို့ရှိရင်တော့အရင်တုံးချတော့မရှိပါဘူးလုပ်ငန်းခွင်နဲ့တိတ်ပြီးပတ်သက်ဆက်နွယ်တာတော့အရင်မရှိဘူးပေါ့ဒါပေမဲ့ကိုသိကျင်တာဆိုလို့ရှိရင်အရင်ကကိုသိကျင်တာဆိုလို့ရှိရင်တွားပြီး Google မှာတွားမေးတယ် Wikipedia မှာလိုက်ပြီးတော့ဖတ်တယ်အဲ့လိုမျိုးတွေကနေပြီးတော့အခုကျတော့ကိုသိကျင်တာကို screenshot လေးပြလိုက်တာနဲ့ဒီဟာကဘာလဲဆိုတာပြောလိုက်တာနဲ့တင် AI မှာချက်ချင်းမေးလို့ရတယ်လေအဲ့ပုံစံမျိုးဖြစ်သွားဆိုတော့ AI ကပို့ပြီးတော့အဆင်ပြေလွယ်ကူလာတယ်လို့ပြောလို့ရတာပေါ့ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့မက်ကီကတော့ဒီပေါ့နော်အရင်တော့ကကျွန်တော်တို့သုံးခဲ့တဲ့ Google တွေတခုခုမေးချင်တာဆိုလို့ရှိရင်တော့သိချင်တာဆိုလို့ရှိရင် Google ကိုပြရမယ့်အစားအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့က AI ကိုဒီ AI ကိုပေါ့နော်အဓိကထားပြီးတော့မေးလာတာမျိုးပေါ့နော်မေးလာတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးခုလိုမျိုးပေါ့နော်တို့ကို share ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်မက်ကီဟုတ်ကျေးဇူးပါနွယ်ဒါဆိုလို့ရှိရင်တော့ဗောနော်ဒါကတော့ဟုတ်ကဲ့ပါရှင်ဟုတ်ဒါဆိုလို့ရှိရင်တော့ဟိုပါဗောနော်ဒါကတော့ Mac ကနေပြီးတော့ MCM မှာဆိုလို့ရှိရင်ဒီမြန်ဗောနော်မြန် crypto မြန်ဗောနော်ဗီဒီယိုလေးကိုတင်ထားတာဖြစ်တယ်အဲ့တော့ MCM မှာလည်းဒါသွားပြီးတော့ကြည့်လို့ရတယ်ဗောနော်အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်းဒါဗီဒီယိုတွေလုပ်ဖို့အတွက်ကိုအရင်ဆုံးပုံတွေထုတ်ရတယ်အဲ့တော့မြန်အဲ့ character မပြတ်အောင်နောက်တစ်ခုကျတော့မြန်ကဝတ်စားစင်တာ make လေးဆိုလှချင်တာဟုတ်တယ်မလားအဲ့တော့ကိုရီအပြင်မှာဝစ်လို့အနေထားမဖြစ်တဲ့အနေထားတွေမှာဆိုရှင်ကိုရီးယားသူ့ကိုပဲဝစ်စင်ပြန်ပြီးတော့shopping တွေထွက်ရတယ် shopping တွေထွက်ရပြီးတော့line မကောင်းတင်တဲ့အတန်ကြီးပြောက်သွားပါဘူးဘယ်တန်ပြောက်သွား hello ပြန်ကြားပြီအောင်ပြီကြားပါပြီ hello ကြား hello ကြားပြီအဲ့တော့ဒါကတော့ဟိုပါပေါ့နော်ဒီ Mac ကနေပြီးတော့ကြားလားမသိဘူးဆက်ပြီးပြောနေရဆိုတော့လေကြားပါတယ်အဲ့တော့ Mac ကနေပြီးတော့အခုဆိုလို့ရှိရင်ဒီမြန် character လေးကိုမပြအောင်လို့လေးတေချာလေးဗီဒီယိုလေးလုပ်ထားရပေါ့ဟုတ်အဲ့ပေါ်နဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုပါပေါ့နော်ဒီကိုသူဘယ်လိုမျိုးတွေဖန်တီးခဲ့လဲပေါ့နော်အဲ့ဒါလေးတွေကိုကိုရီးယားတော့အနေငယ်လေးသိရတယ်ပေါ့နော်သိသွားတယ်ပေါ့နော်အဲ့တော့နောက်ပြီးတော့ထပ်ပြီးတော့ຫນွေရကြတော့ຫນွေတို့ရဲ့ admin မမအီယာကိုခေါ်လိုက်မယ်ပေါ့နော်မမအီယာမင်္ဂလာပါပြောလို့ရပြီလားဟုတ်ကဲ့မင်္ဂလာပါပြောလို့ရပါတယ်ဒါဆိုရင်တော့ဒါမမအီယာကတော့ဒါအခုဒီနေ့ topic နဲ့ပတ်သက်ပြီးတော့ပေါ့နော်ရွေးချယ်တဲ့အခါကျတော့သူကအချစ်ကြောင်ပြောချင်တယ်ဆိုပြီးသူကပြောတယ်ပေါ့နော်အချစ်ကြောင်ပြောချင်တယ်ဒါပေမဲ့လူတို့ကနည်းနည်း AI ကြောင်းကဟိုဒီပေါ့နော်မက်ကီက decision ချသွားတယ်ပေါ့နော်အဲ့တော့မမအီယာအနေနဲ့ဆိုလို့ရှိရင်တခြားလုပ်ငန်းခွင်တွေနဲ့မပတ်သက်ခင်မှာပေါ့နော်ဒီအချစ်ကြောင်းနဲ့ပတ်သက်ပြီးတော့ AI ကိုအသုံးပြုလို့ရှိတာပေါ့နော်အဲ့ဒါလေးဆက်စုကြည့်မယ်ပေါ့နော်အဲ့တော့မအီယာတစ်ချက်AI ကိုဘယ်လိုမျိုးတွေအသုံးချလဲပြီးတော့ဘယ်လိုမျိုးမြင်လဲပေါ့နော်အချစ်ကြောင်းနဲ့ပတ်သက်ပြီးတော့AI မှာမေးထားရရှိတာပေါ့နော်ဒါကိုပြောပြပေးပါဦး Hello အီပြောရင်ရင်ပြောလိုက်အောင်မယ်ပြောပါပြီးတော့ဟိုတနေ့ကတော့နှစ်သက်မှာချစ်သက်ကို AI နဲ့ရှာမယ်ဆိုတာပြောရပဲမလုပ်ပါနဲ့ကောထဲမှာရှိရတယ်နော်ကောထဲမှာရှိရတဲ့တရားနေခဏနေစိတ်ကောက်လို့ရှင်းနေရအောင်ဟုတ်ကဲ့ပါပြောတော့မယ်နော်အကြံဒါဆိုရင်တော့အချစ်တက်ရှာလို့ရပါပြီစိတ်ကောက်သွားရဆိုရင်ဟိုပါမိမအနေနဲ့ဒီ AI တော့အရှိပတ်သက်ပြီးသုံးလားဆိုရင်တော့ဟိုပေါ့နော် AI တော့အရှိအကြောင်းတော့မေးလို့မရဘာလို့ AI ဆိုတာတော့ brain ပဲပေါ့နော်ဒီနှလုံးသားမပါဘူးဒါပေမဲ့ဘလို့မေးလဲဆိုတော့ပေါ့နော်ခါလေးကျရင်ရှိရကွာဟိုဇိုရီရဲ့ဆိုင်နေရှိတာဟောဇိုရီရဲ့ဆိုင်နေဆိုရင်ဒီဇိုရီရဲ့ဆိုင်နဲ့ဒီဇိုရီရဲ့ဆိုင်တွေကကိုက်ညီမှုရှိလားသူတို့နှစ်ယောက်ရဲ့ကိုက်ညီမှုကဘယ်လောက်% ရှိတော့ဘာညာပေါ့နော်အဲ့လိုမျိုးတွေတော့သွားပြီးတော့ AI ကိုမေးဘူးပဲပေါ့နော်
ဒီနှစ်ခုရဲ့ machine ကဘယ်လောက်ပါရာခိုင်နှုန်းလောက် machine ဖြစ်နိုင်တော့ပေါ့ဘယ်လိုအရာတွေကတော့ဒီ sign တစ်ခုမှမကအဲ့ဆိုတော့ပြန်ဖြေပေးရတော့မစိုးသူဖြေပေးတဲ့ဖြေလေးကလက်ခံလို့ရလောက်တဲ့အဖြေတွေကအရှိရည်နဲ့ပတ်သက်ပြီးတော့ဆိုရင်တော့ AI ကိုသွားပြီး zori ရဲ့ sign နဲ့ပတ်သက်ပြီးရာခိုင်နှုန်းနဲ့တော့ခိုင်းကြည့်ပါတယ်လို့ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဒါကတော့မဲ့ဒါကတော့ထားလေနော်ထားလေဒါမဲ့ရအနေနဲ့ဆိုလို့ရှိရင်ဒါမဲ့ရကိုကိုကစေးထုတ်လိုက်တာတော့မဟုတ်ဘူးဒါကလေတည်တဲ့အနေထားပဲပေါ့နော်ကိုယ့်ရဲ့ပတ်တနာကဘယ်လိုစိတ်နေစိတ်ထားမျိုးရှိနေလဲဘယ်လိုမျိုးတွေကိုကင်တွယ်ရမလဲဆိုတာက control မဟုတ်ဘူးလေသူကဒီလိုမျိုးစိတ်နေစိတ်ထားတွေရှိတဲ့အတွက်ကြောင့်မလို့ကိုကသူ့ကိုဘယ်လိုမျိုးလိုက်ရောညီထွေအောင်လို့ဆက်ဆံရမလဲပေါ့အဲ့ဒီပုံမှာလဲကိုလည်းမသိနိုင်ဘူးလေဖြစ်တယ်မလားအခုအနေထားမှာဆိုလို့ရှိရင်တော့ကိုကဲမှာရိုက်လို့ဒီဟာအကြောင်းအရာကြီးပေါ်လာခြင်းမပေါ်လာမှာ哦အဲ့တော့ AI ကိုရီးယားဓာတ်တွေကဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းဒါမေးလို့ရတယ်ဆိုတဲ့အကြောင်းတွေကသိစေချင်လို့အီရာကိုမေးတာပေါ့နော်အဲ့တော့ဟုတ်ပါပြီဒါဆိုရင်တော့အီရာလုပ်ငန်းခွင်အနေနဲ့ဆိုလို့ရှိရင်တော့လည်းတစ်ချက်လောက်သိကျင်တယ်ပေါ့နော်အီရာအနေနဲ့ဆိုရင်ဟိုမှာဒီနိုဘာမှာလည်းအဲ့တော့ AI နဲ့ပတ်သက်ပြီးတော့လည်းလုပ်နေရပေါ့နော်နောက်တစ်ခုကျတော့အီရာကအပြင်လုပ်ငန်းတွေလုပ်နေရပေါ့နော်လုပ်နေတဲ့အတွက်ကြောင့်မလို့AI ပေါ်မှာကိုကဘယ်လိုမျိုးတွေမြင်လဲကိုယ့်အတွက်ဘယ်လိုမျိုးအကျိုးပြုလာလဲပေါ့နော်အဲ့ဒါလေးတွေပြောပြပေးပါဦးအီရာဟုတ်ကဲ့AI ကိုမြင်နေဆိုရင်တော့လေဘယ်လိုပြောမလဲကွာဒီလူကိုယ့်ရဲ့ပေါ့နော်တချို့ကျ AI ကိုတငယ်ချင်းလို့သုံးတဲ့သူရှိတယ်ဟိုပေါ့ဒီလိုမျိုးပေါ့ဒီလိုမျိုးဒီတိုင်းရိုးသုံးတဲ့သူရှိAI က AI ဘယ်လိုသုံးလဲဆိုတော့ကိုယ့်ရဲ့ဒီ secretary လက်ထောက်တစ်ယောက်လို့ပေါ့နော်အဲ့လိုမျိုးသုံးတယ်ပြီးွားရင် AI ကဘယ်လိုသုံးမလဲဆိုရင်ပေါ့နော်ပေါ့ AI ကိုတခါတည်းကိုကွာမိတ်ရာဆိုရင်လောက်ထားရှိရဲ့သူ့ AI ဆိုရင်ကိုတင်မိတာကိုမင်းကငါ့ကိုခါကျ AI ကမင်းနေငါပြမလားအဲ့လိုမခေါ်နဲ့ငါ့ကိုမမလို့ခေါ်ငါမင်းရဲ့ဘာပေါ့နော်မင်းငါရဲ့ secretary အနေနဲ့ငါရဲ့ဒီပေါ့အတွင်းရမှုအနေနဲ့ငါလုပ်တဲ့အကြောင်းအရာတွေကိုအဲ့လေ information တွေရှာပေးရပါလားအဲ့လိုမျိုးကြိုပြောထားရကွာအဲ့ကြရင်ဒီ AI ကကိုလိုချင်တဲ့ပုံစံကိုတွင်းထားလို့ရတယ်အဲ့တော့မိတ်ရာ AI ဆိုရင်အဲ့လို secretary တယောက်အနေနဲ့သုံးတယ်ဒီလုပ်ငန်းခွင်တွေမှာဆိုဒီဘက် crypto ဘိုင်းမှာဆိုရင်လည်းကဒီ AI ကိုပေါ့နော် trading လုပ်မယ်ဆိုရင်တော့ကွာမှီညမ်းတယ်ဆိုတာကကြတော့ဒီပေါ့သူကတော့လုံးဝကြီး 100% တော့ဒီ decision maker လုပ်ပေးနိုင်မှာမဟုတ်ဘူးဒါပေမဲ့ trading တွေပါလုပ်မယ်ဆိုရင်လည်းဒီ AI ကိုသုံးတာကသိရမလားကိုကဒီမှာ trading plan တစ်ခုရှာရတယ်ငါဒီ trading plan ငါဒီလိုရှာထားတယ် TP ကတော့ဒီလောက် SL ကတော့ဒီလောက်အဲ့ဒါကဒီ share pattern နဲ့ဆိုရင်ငါလောက်ထားတဲ့ဒီ trading position ကအဆင်ပြေနိုင်မလားနိုင်ဖို့ရခိုင်တော့ဘယ်လောက်ရှုံးဖို့ရခိုင်တော့ဘယ်လောက်မင်းတစ်ချက်လောက်စစ်ပေးကြည့်ပါအောင်ဆိုဒါသူတို့ပြောပြရတယ်သူတို့ထုတ်ပေးလာတယ်ချက်လက်တွေကလည်းလေဒါတချို့ဟာဆိုလက်ခံလို့ရတယ်တဲ့လားလက်ခံလို့ရတယ်အခါကျရင်ရှိရကွာအရင်တော့ဆိုရင် Evolution ဒီ trading တွေပါလုပ်တယ်ဆိုရင် AI တွေပါရအဲ့လောက်ကြီးမတိုးတက်ခင်တော့ငါဆိုရင်ဒီကိုကတော့သိရမလားငါ trading plan အကြီးကျယ်ဆိုပြီး trade ချလိုက်တာကိုကလောင်းလိုက်ပြီဆိုရင်လောင်းလိုက်ပြီဆိုဈေးကွက်ကြီးကหนีသွားတာတော့ကိုက short လိုက်ဆိုဈေးကွက်ကြီးကောက်စိန်သွားတာတော့အဲ့လိုမျိုးဖြစ်တယ်ကွာဒါလည်းကိုလည်းသိရမလားဒီကိုရဲ့ဒီ trading လုပ်တော့ကျွမ်းကျင်မှုတွေပါလေဘယ်လိုပြောမလို့ရှိလိုရသေးရပါတော့ဒါပေမဲ့trading လုပ်တဲ့ခါမှာ AI လေးပေါ်လာတော့ကြတာကို timing ဘက်လို့လည်းရတယ်ဒီသူ့ရဲ့ပေါ့လူတယောက်လိုပဲပေါ့နော်သူကပြမင်းရဲ့ trading plan ဒါရှင်ထဲမှာဒီလိုရှို့ရင်ချက်လေးရှိတယ်ဒါကတော့ဒီလိုမမြင်ဘူးမင်းရဲ့ခံမှန်းချက်ကအရင်နည်းနည်းဒီပေါ့ရာခိုင်နှုန်းဖြစ်ဖွယ်ရာခိုင်နှုန်းနေတဲ့အဲ့တော့ဒီ trading plan ကဒီလိုမျိုးမင်းရဲ့ဒီပေါ့နော်ပြောတာ TP ဆိုရင် TP ဒီလောက်ကြီးမြင်ထားတယ်ဟယ်လိုကြားလားမသိနော်ဤဘက်တန်ပြသွားလားမသိဟယ်လိုရရနော်โอเคဟယ်လိုကြားအဲ့လိုမျိုးပေါ့ဆက်ပြောလို့ရပါတယ်โอเคအဲ့ဆိုရင်တော့ဒီဘောနော် take profit ကိုဒီလောက်ပဲထားတာကောင်းတယ်stock loss ဆိုလည်းမင်းဒီလောက်ပဲထားတာကောင်းတယ်ဒါကြမှာမင်းရဲ့ဒီ trading plan ကဘလောက်နဲ့ရာခိုင်နှုန်းကိုက်ပြီးတော့ရှုံးရင်လည်းဒီလောက်ရှုံးသွားနိုင်မယ်မင်းမြိုက်လည်းဒီလောက်မြတ်သွားအဲ့လိုမျိုးထိအောင်တွက်ပေးနိုင်တယ်ကွာအခုနောက်ပိုင်းဆိုပိုအောင်ကျန်းလာတယ်အဲ့လိုမျိုးဆိုတော့ဟုတ်တယ်ဒါအခါကျကို trading plan မှာပြောမယ်ဆိုကွာကိုကဒီစာမေးပွဲတစ်ခုကိုကိုပေါ့ပုံစံတစ်ခုကိုဖြည့်ရှင်းလိုက်တယ်ဖြည့်ရှင်းပြီးတော့ဒီဟာကိုသူရှားသူရဲ့အမြင်ကိုယူကြည့်လိုက်တယ်လို့ပဲအခါကျတော့သူပြောရတယ်လည်းမှားနိုင်တယ်ကွာအကုန်လုံး 100% မှန်မယ်လို့တော့မယုံကြည်ရဘူးဒါပေမဲ့
မှန်နိုင်လည်းရှိတယ်မိတ်ပါဟိုပါပေါ့နော်စမ်းကြည့်ဘူးဒီ AI နဲ့ AI ပေါ့နော်ကို trading plan တခုတည်ဆောက်ပြီးတော့ကို trade ချရမျိုးရှိတယ်ပြီးရင် AI ကိုရှက်ကိုပြပြီးဒီဟာတွေကဘယ်လိုဖြစ်လဲကို trade ချရရှိအဲ့တော့ကို shift ကြည့်ရမှာဘယ်လိုဖြစ်တော့ AI ကပြောတဲ့ဟာတွေကဒီပေါ့နော်ဥပမာထားပါ9ခု trade တယ်ဆိုရင်အနည်းဆုံး2ခု3ခုလောက်က profit သူပြောတယ်လို့မျိုးရတယ်အဲ့လိုမျိုးရတယ်ပေါ့နော်ကို trade ပြီးရမှာခါကျကို trade ပြီးကို plan နေ service လောက်တာမှရှုံးနေရင်အဲ့လိုမျိုး2ခုရှင်ကြည့်ဘူးပေါ့မိတ်ပါဒါကြမိတ်ပါကြဘာသတိထားမိလဲဆိုဒီ AI ကလည်းတကယ်ကိုအသုံးချတတ်တယ်ဆိုရင်ကိုယ့်ရဲ့ skill ကလည်းတကယ်ကောင်းမယ်ဒီ AI ကိုလည်းတည်ချာကွာဒီ trading လုပ်မှဆို AI ကတော့နည်းနည်း train ပေးရတယ်ကွာကိုကဒါဘာအတွက်သုံးပါလဲဒီဟာအတွက်ဆိုရင်သူ့ကိုနည်းနည်းကိုကဘယ်လိုပုံစံမျိုးတော့သူ့ကိုနည်းနည်း train ထားပေးဆိုသူကလည်းတကယ်လူတယောက်လိုပဲတဖြည်းဖြည်းနဲ့ပေါ့နော်ဒီကိုနဲ့ကိုသွားချင်တဲ့လမ်းကြောင်းမှာကိုနဲ့တူတူရှောက်ပေးနိုင်တဲ့သူတယောက်လိုပဲအဲ့လိုမျိုးအဆင်ပြီးတော့လေဘယ်လိုပြောမလို့တခြား trade ထားတခြားဘောကိုကဒီ trading မှာမယ်တခြား trade ထားပေးတဲ့အဲ့လိုမျိုး AI ဆိုရင်လည်းသူ့ရဲ့အဆုံးဖြတ်ချက်တွေကမှန်ကန်နိုင်တယ်AI ဆိုပြီးတော့လည်းအထင်သေးလို့မရဘူး။ तू ကနေလည်း profit တွေရလာတာတွေရှိရရလည်းရဘူးပဲပေါ့နော်။သူ့စီကရလာကိုလက်ရပြီးရှောက်လုံးမှလည်းကုန်သွားတာလည်းရှိတယ်ပေါ့နော်။အဲ့လိုအမျိုးမျိုးပေါ့။အမေရနဲ့ဆိုရင်ဒီ AI trading မှာလည်းသုံးတယ်ပြီးအမေရတော့ content တွေဖန်တီးတယ်။ content တွေဖန်တီးတဲ့အခါမှာလည်းအရင်တော့ဆိုရင်ဒီ content ဘုတ်ကိုဖန်တီးမယ်ဘယ်ဖြစ်ဒီသတင်းတွေကိုဒီ source တွေကိုရှာမယ်ဆိုရင် link တွေအမျိုးမျိုးနဲ့ဟာ Google ကိုပြေးလိုက်ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်ပေါ့နော် link တွေမျိုးစုံနဲ့ဒီ article လည်းလိုက်ဖတ်ရသေးရကွာအဲ့လိုမျိုးအများကြီးလုပ်ပြီးတော့အချိန်နေတော်တော်ကုန်တယ်အချိန်နေတော်တော်ဒါပေမဲ့ AI နေကတေချာလေးကိုကောင်းမွန်လာတဲ့အခါမှာဒီ content တွေရေးတဲ့အခါမှာလည်းဘယ်လိုပြောမလဲဟွာပေါ့နော်ဒီသတင်းကမှန်မှားဒီသတင်းကဘယ်နည်းနဲ့ထွက်တာလဲအစအ AI မှာရှာလို့ရမိတ်ရတစ်ခုပဲရှိရ AI ဆိုရင်အမြဲတမ်းတစ်ခုတည်းမတော့မိတ်ရ AI အစုံသုံးတယ်သူ့ဒီမှာဥမာဆိုရင်ဂျမနာဒီသတင်းကဒီလိုမေးလိုက်တယ်ဒါမှန်လားပေါ့နော်သူကဘယ်လိုပြန်ဖြေလဲပေါ့ပြီးရင် ChatGPT လို့သွားမေးလိုက်တယ်ဒါကဒီလိုအဲ့ဒါသူတို့နှစ်ယောက်ကိုပြန်ကိုက်ပြီးတော့မှโอเคဒီသတင်းကဒီနှစ်ခုရဲ့ဖြေတာကိုကြည့်ပြီးတော့ကိုယ့်ကိုလည်း article လည်းဖတ်ရတာပေါ့နော်ကိုက article ဖတ် AI ကြီးပဲသုံးနေရဆိုရင်လည်းဒါအသိအစင်မပြေ AI ဒါအားကိုးသူတို့ဖြစ်သွားလိမ့်မယ်အဲ့တော့ကိုကဒီသတင်းအချက်လက်တွေအကုန်လုံးကိုဟိုပါပေါ့အချိန်မြန်ဆန်အတွင်းမှာကွာconfirm လုပ်နိုင်တယ်အရင်ဆိုသတင်းတစ်ခု confirm ဖို့ဆိုရင်Twitter ကိုပြေးလိုက်ပြီးမှ Google ကိုပြေးလိုက်ဟိုသတင်းခုနက link ကောက်ဆွဲဖက်လိုက်ဒီနား link ကောက်ဆွဲဖက်လိုက်နေကွာအရင်တော့နိုင်ကွာလောက်သတင်းတစ်ခုကိုကွာကို content တွေလည်းရေးမယ်ဒီသတင်းလည်း confirm မယ်နိုင်ကွာတစ်နိုင်လောက်ကြာမယ်ကိစ္စဒီ AI တွေကိုသုံးလိုက်တဲ့အခါမှာဆိုရင်10မိနစ်လည်းဟုတ်တယ်15မိနစ်လည်းဟုတ်တယ်သတင်းတွေဒါတေချာစီစစ်လို့ရပြီးတော့ပြီးွားရင်ဒီသတင်းတွေကိုလည်းကိုကဒီ page တွေဖြစ်တဲ့အတွက်ကြောင့်ကို community ကိုရဲ့ audience တွေကိုမြန်လေးနဲ့ဒီသတင်းတွေကိုပေးနိုင်တဲ့အခါမှာဘယ်လိုပြောမလဲဒါပိုကောင်းတယ်ပေါ့နော်သတင်းဆိုတာမြန်သိရလေကောင်းလေပဲလေအဲ့လိုမျိုးပေါ့အဲ့တော့မဲ့ရဆိုရင်ဒီ trading ဘိုင်းမှာလည်းသုံးတယ်ပြီးရင်ဒီ content ရေးတဲ့ဘက်မှာလည်းနောက်တစ်ခုဆိုရင်အခု video တွေလုပ်တယ်ပေါ့နော်မဲ့ရဆိုလည်းအရင်တော့ကတော့ဒီAI နဲ့ video တိတ်မလုပ်ဖြစ်ဘူးခုနောက်ပိုင်းတော့မဲ့ရcrypto နုပါ page မှာလည်း memes လေးတင်ထားတွေ့မှာမဲ့ရဆိုရင်ကို character ကိုထည့်ပြီးတော့ပေါ့နော်ဒီ crypto မှာလွယ်ကြပုံစံလေးတွေကိုအဲ့လိုဟာမျိုးလေးတွေကိုဘယ်လိုပြောမလဲဒီ memes video လေး fun လေးရမျိုးလည်းလုပ်တယ်ပေါ့အဲ့လိုမျိုး AI နေသုံးတဲ့အခါမှာအမှန်တော့စကတော့ AI ဘောနော် video အရင်တော့ပေါ့နော်ဗီဒီယိုလောက်ခိုင်းရနည်းနည်းတော့ခက်တယ်ကဥမာဆိုမက်ကီပြောတယ်ဟိုဘက်လှည့်ဆိုသူကဒီဘက်လှည့်ဆိုဟိုဘက်လှည့်ပေါ့နော်ဘယ်လိုပြောမလဲတိတ်အစင်မပြေဒါပေမဲ့ तू ကအဓိကဘယ်လိုတုံးဆိုတော့အဲ့လိုမျိုးဖြစ်လာတဲ့အခါကျမက်ရွာလဲစဉ်းစားကြည့်အောင်ငါဒါဘယ်လိုလုပ်ရင်ကောင်းမလို့မနော်အဓိက prompt တွေရေးတဲ့အခါတေးချာလေး details လေးကိုကတေချာရေးနိုင်တယ်ဆိုရင်ကြတော့လေဘယ်လိုပြောမလို့ကိုလိုချင်တဲ့ဟာအနည်းဆက်ဆုံး तू ကတူအောင်ထုတ်ပေးနိုင်တယ်ကွာအနည်းဆက်ဆုံး तू ကထုတ်ပေးနိုင်တဲ့အတွက်ကြောင့်ဒါအရှိန်တွေကိုအများကြီးတက်တာတယ်ပေါ့နော်အရင်စဉ်းစားကြည့်ဗီဒီယိုတစ်ခုလုပ်ဖို့ဆိုရင်ဟာဒီပုံ source တွေဒီဘာညာအကုန်အများကြီးပေါ့နော်လောက်ရတဲ့အချိန်မှာဒီလို AI ကိုအသုံးပြုလိုက်တဲ့ကြောင့်ကိုကလွယ်ကူဆိုပေမဲ့ဒါ prompt ရေးရလဲကို idea ပေါ့နော်ပြောမှဆိုဒါအသက်ပဲပေါ့ကိုက prompt တွေတလွဲချောက်ရေးထားရင်တော့လဲဘယ်လိုပြောမလဲကိုဗီဒီယိုကိုလကလည်းနေဖြစ်နေမှာပဲပေါ့နော်အဲ့လိုမျိုးလေးပေါ့ဒီဟာကလည်းသူ့အသုံးချမယ်ဆိုပြောမှသုံးတက်ရင်စေးမသုံးတက်ရင်တော့မကောင်းဘူးပေါ့နော်သုံးတက်အောင်ကိုကတေချာလုံးထားမယ်ကိုကဒီဟာတွေကျွမ်းကျင်လေးလာထားမယ်ဆိုတော့ AI ကတကယ်ကိုတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်တကယ်ကိုပြောမလို့တငယ်ချင်းကောင်းလို့အောင်ပြောလို့ရပါအဲ့လိုမျိုးလေးပေါ့ကိုတို့အများကြီးအထောက်ကူပြည့်တယ်သူ့ကို assistant ကိုလိုရဲ့ security မျိုးလေးထားပြီးတော့မှပဲတေချာလေးကိုဟိုသုံးပြလို့ရပြီးရင်ပုံနေလှုပ်တဲ့အခါမှာလည်း AI ကတော်တော်လေးကိုခုနောက်ပိုင်းအရင်ကတော့ဟိုပေါ့တဖြည်းဖြည်းနဲ့သူလည်းပိုတိုးတက်လာပါတော့ AI ပေါ်လာတေချာစဉ်းစားကြဘယ်နှစ်လောက်မှမရှိဘူးမိတ်ရတို့ဒီတေချာပေါ့နော်အတိအကျတော့မသိဘူး AI ပေါ်လာမိတ်ရစိတ်ထင်3နှစ်ကျော်4နှစ်ပေါ့ကိုရနဲ့ဆိုင်ရင်းနေအဲ့လောက်ပေါ့နော်အဲ့လောက်ပဲထားပါတယ်အဲ့လောက်ဖြစ်နေပေါ့အရင်ကဆို AI
သုံးတော့သုံးဝင်မဲ့ကွာဟိုနည်းနည်းပပလေးပဲသုံးပြတယ်အပေါ်ရန်လောက်လေးပဲဟာဘာလေးညာလေးအဲ့လိုပဲဒါပေမဲ့အခုနောက်ပိုင်းတခြားဒီ creation ကိုယ့်ရဲ့ creation တွေကိုယ့်ရဲ့ idea တွေ AI နဲ့ပေါင်းဆက်လိုက်တဲ့အခါမှာဟိုအရင်တော့အကြာကြီးလုံနေရဟာလေအခုနောက်ပိုင်းမှာနည်းနည်းမြန်လေးနဲ့လုံလာနိုင်တဲ့အရာမျိုးဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီကိုက creation သမားဆိုရင်လည်းဒီ AI နဲ့ကို creation ကိုပေါင်းဆက်လိုက်တာကဒါတော်တော်လေးကိုကိုလောက်ရမဲ့ work လုပ်တွေလည်းရော့တယ်ကို idea တွေကိုလည်းဘယ်လိုပြောမလို့ဟိုတိတိချာလေးကိုကဒီချက်မြန်ဆန်နဲ့အလုပ်တွေပို့ပြီးအောင်လုပ်လို့ရတယ်ပေါ့နော်အဲ့လိုလေးရှိတယ်ဒါပေမဲ့ဟိုဟာတခုတော့ရှိရပေါ့နော် AI ကဟိုဟာပေါ့ဒီတေချာလေးသုံးတတ်မှာပဲမသုံးတတ်ရင်တော့ဒီ AI ကိုသုံးရတာကိုတချို့ကြကြိုက်မှာမဟုတ် AI ကဘယ်လိုမှလည်းမသိဘူးသုံးရတယ်ပါညာအဲ့မျိုးလေးတော့ဖြစ်နေတာပေါ့နော်ကိုကနောက်မကြအောင်တော့ဘယ်သူမှတော့စသုံးရင်သုံးတတ်မှာမဟုတ်ဘူးတဖြည်းဖြည်းသုံးရင်နဲ့ပဲသုံးတက်လာမှာဆိုတော့သုံးပါများကိုနဲ့သူနဲ့တငယ်တော့ကြာတငယ်ချင်းလို့တော့ဖြစ်သွားမှာကွာခိုင်ရစဉ်းစားမိဟာနောက်ခွင့်ညာရင်ဒီ AI နဲ့အရင်ဒီတဲ့ပိုတိုးတက်လာရင်လူအချင်းချင်းတော့တငယ်ချင်းအရင်ခောက်ဖြစ်တာတဲ့ AI အနေနဲ့တော့တငယ်ချင်းအရင်ခောက်မြန်ပို့ဖြစ်သွားမလားပေါ့နော်အဲ့လိုတော့စဉ်းစားမိဟုတ်ကဲ့ hello ဟုတ်ကဲ့ပါမကြီးလားဒါဆိုလို့ရှိရင်တော့ AI ကတော့တော်တော်များများပေါ့နော်အဲ့ဒီမှာAI ကိုအသုံးပြုတဲ့အထဲမှာဆိုရှင်ဒါ trading ကိုပေါ့နော်လုံးတဲ့ပေါ့နော်ဒီ AI ကိုအသုံးပြုပြီးတော့ trade လုပ်တဲ့ပုံစံမျိုးပါသူကပြောသွားတယ်ပေါ့နော်အဲ့တော့အခုကောကိုနားထောင်တဲ့လူတွေကတော့သိချတယ်ပထမစကမကီကတော့ bug out တဲ့နည်းကိုပြောသွားတယ်ဒါဆိုလို့ရှိရင်တော့AI ကြတော့ဒါ future trading ပေါ့နော်အဓိကတော့ future trading ကိုသူဒီလုပ်တယ်ပေါ့နော်နည်းကိုပြောသွားတယ်ပေါ့နော် AI ကိုအသုံးပြုပြီးတော့ဒါသူလောက်သွားတယ်ပေါ့နော်အဲ့တော့ဒီ call မှာဆိုလို့ရှိရင်လည်းဒါက crypto နဲ့အခုလက်ရှိမှာကျွန်တော်လုပ်နေတဲ့လူတွေတော်တော်များများကလည်းဒီဟာကိုအတိပေါ့နော်ဘူးတူတာလေးရလိမ့်မယ်လို့ထင်တယ်ဒါမဲ့လည်းကိုကဒါ AI ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါက 100% လောက်တော့နာမည်လို့တော့ပေါ့နော်ဒါတွေတို့ကတော့ဒါအမခံလို့မရဘူးဒါလည်းအကုန်လုံးမျိုးသိထားပြီးသားပေါ့နော်အမှဆိုရှင်မိုက်AI ပြောလိုက်လို့ trading ဟို AI ပြောတဲ့အတိုင်းလုပ်လိုက်တယ်လို့ဘာလို့ပေါ့နော်အဲ့လိုမျိုးတွေ community မှာလာပြီးတော့ပေါ့နော်ပြောနေကြမှာဆိုလို့ပေါ့နော်ဒါကတော့ကိုလည်းဒီ indicator တွေကိုဘယ်လိုမျိုးသုံးရလဲဘာလဲဆိုတာကိုလည်းလေ့လာထားဖို့လည်းလိုတယ်ဘယ်အချိန်မှာဘယ်လိုမျိုးတွေ entry တွေဝင်တာတွေလုပ်ရမလဲဆိုတာလည်းကိုကအသေးပေါ့နော်အခြေခံလေ့လာထားဖို့လည်းလိုအပ်တယ်ပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ကိုလုပ်တဲ့အရာကဘယ်လိုမျိုးဖြစ်နိုင်ခြေရှိလဲဆိုတာကို AI ကိုပြန်ပြီးတော့ပြန်သုံးသပ်စေချင်တဲ့အနေနဲ့ပေါ့နော်အကြံပေးချင်တဲ့အနေနဲ့ဆိုလိုချင်တာကတော့ຫນွေတို့အပြင်မှာကိုကဒီအကြောင်းအရာတစ်ခုမှာအလုပ်တစ်ခုကိုလုပ်ဖို့အတွက်ကိုဆိုလို့ရှိရင်တငယ်ချင်းကိုမေးတယ်လို့မျိုးပေါ့ဟဲ့ငါဒီအလုပ်ကိုလုပ်မယ်နင်ဘယ်လိုမြင်လဲဘယ်လိုအခြေအနေရှိလဲအဆင်ပြေနိုင်လားဘာလားပေါ့နော်အဲ့လိုပုံစံမျိုးမေးတယ်လို့မျိုးပဲAI ကိုကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့လုပ်ဖို့ခိုင်ဘက်အနေနဲ့ပေါ့နော်မေးတဲ့သဘောမျိုးလို့ပေါ့နော်သုံးသပ်စီခြင်းနဲ့အဲ့အတွက်အားလုံးလဲပေါ့နော်အဲ့လိုမျိုးပဲအသုံးပြုလိုက်မယ်လို့လည်းပြောလိုက်ပါတယ်ຫນွေကထပ်ပြီးတော့ပေါ့နော်နိုဘာတင်းကလည်းဒီအနောက်မှာလဲပေါ့နော်ဒီဂျူနိုတွေကလည်း line လေးမကောင်းဖြစ်နေတော့ဒီထဲမှာရှိနေတယ်ပေါ့နော်တခြား community ကOG ပေါ့နော် OG ကိုဆိုင်ပေါ့နော်သူကခေါ်ကျင်တယ်ပေါ့နော်အဲ့တော့ကိုဆိုင်မင်္ဂလာပါစကားပြောလို့ရပါလားကိုဆိုင်မရဘူးထင်တယ်နော်ဟုတ်ဒါဆိုလို့ရှိရင်တော့ဟိုပေါ့နော်ကိုရူဖီလေးရောက်နေတာတွေ့တယ်အဲ့တော့ကိုရူဖီစကားပြောလို့ရပါသလားရှင်ရလားမသိဟုတ်ကိုရူဖီဟုတ်ပြောလို့ရပါသလားရှင်ဟုတ်ပြောလို့ရပါတယ်ဟုတ်ကဲ့ကြားပါတယ်ဟုတ်ကိုရီးယားအခုဒါຫນွေတို့ကပေါ့နော်ဒီ AI အကြောင်းတွေပြောကြတယ်ပေါ့နော် AI အကြောင်းပြောကြရဲဆိုတော့ကိုရီးအနေနဲ့ဆိုလို့ရှိရင်လည်းဒီ MCM မှာပေါ့နော် AI ကိုအသုံးပြုပြီးတော့လုပ်နေတဲ့အရာတွေရှိမယ်ပေါ့နော်အဲ့အတွက်AI နဲ့ပတ်သက်ပြီးတော့ကိုရီးဘယ်လိုမျိုးပေါ့နော်ခံယူထားလဲဘယ်လိုမျိုးဒီဟာကအသုံးချနေလဲပေါ့နော်အဲ့ဒါလေးလည်း sharing လုပ်ပေးပါအောင်ရှင်ဟုတ် AI နဲ့ပတ်သက်တာတွေကတော့အများကြီးရှိရပါတော့ကိုသုံးတဲ့အပေါ်မှာကိုယ့်ရဲ့ fee ပေါ်မှာမူတည်ရပါတော့ကျွန်တော်အခုလောလောဆယ်အသုံးပြုနေရတော့content အပိုင်းရယ် content ဘိုင်းဟိုမှာကျွန်တော်က AI ကိုသုံးတာကဘယ်လိုပုံစံမျိုးနဲ့သုံးလို့ဆိုတော့ကျွန်တော်content တပုတ်ရေးရမယ်ဆိုရင်ရှိပြီးသား content တွေပေါ့နော်ရှိပြီးသား content source တွေကို AI ကိုပေးလိုက်တယ် AI ကိုပေးပြီးမှဒီကပါတဲ့ select တွေနဲ့ပြန်ပြီးတော့ပေါ့နော်အကုန်လုံးစုပေါင်းပြီးတော့content တပုတ်ပြန်ဖန်တီးပေးပေါ့နော်ဟိုလိုမျိုးကိုက AI ကိုခိုင်းမယ်ဆိုပြီးတော့တန်းပြီးတော့ဒီဥစ္စာလုပ်ချင်တယ်ဒီတိုင်း
ထုတ်ပြပါဆိုရင်သူ့အနေနဲ့knowledge တော့ရှိရပေါ့နော်ဒါပေမဲ့ကိုပြောချင်တဲ့စကားကိုဓာတ်ရိုက်သူကမခံမနိုင်ဘူးပေါ့နော်အဲကြောင့်မလို့ကျွန်တော်အနေနဲ့ဒီလိုအပ်တဲ့ source တွေပေါ့နော်သတင်းတွေဒီ link တွေဒီ content တွေအကုန်လုံးသူ့ကိုပေးလိုက်တယ်ပေးလိုက်ပြီးကြမှာသူ့အနေနဲ့ဘယ်လိုမျိုးပုံစံမျိုးပေါ့နော်ပုံစံ type တွေကိုရွေးပေးရပေါ့အခုနောက်ပိုင်းကျွန်တော်ကဘယ်လိုလုပ်လာလဲဆိုတော့ကိုလုံးမဲ့ content တွေကိုဒီဘယ်လိုပြောမလဲ website တစ်ခုအနေနဲ့ကျွန်တော်ဖန်တီးလိုက်တာပေါ့နော်ဒီမှာဆုံး AI ဟိုမှာပဲကျွန်တော် Gemini သုံးတာများတာပေါ့နော် Gemini နဲ့မှာပဲ AI ကိုwebsite ဖန်တီးခိုင်းလိုက်တယ် content creator တယောက်အတွက်လိုအပ်မဲ့ website ပေါ့နော်အဲဆိုအဲ့ website ကိုဖန်တီးခိုင်းပြီးတော့အဲ့ထဲမှာကျွန်တော်ကဘယ်လိုလုပ်ထားလဲဆိုတော့ step by step ပေါ့နော်ပထမဆုံး content အကြောင်းအရာခေါင်းစဉ်တွေရယ်နောက်ပြီးတော့ဒီ source link တွေထည့်လို့ရမယ့်နေရာတွေရယ်အဲ့ဒါတွေကိုပထမဆုံးဒီ page မှာပြခိုင်းတယ်နောက်ပြီးရင်ဒီကနေရှာလိုက်ပြီဆိုရင်နောက်ထပ်ဒီ content နဲ့ပတ်သက်တဲ့ခေါင်းစဉ်တွေပေါ့နော်ဒီ content အကြောင်းအရာတွေကိုဟိုဘယ်နှမျိုးအမျိုးစားလိုက်ပေါ်လာပေါ့အဲ့လိုမျိုးပေါ်လာအောင်တဆင့်ဆင့်ပေါ့နော်နောက်ဆုံးscript အထိပြီးတဲ့အထိကိုပါအဲ့လိုပုံစံမျိုးလုပ်ထားပါပေါ့နော်ဒါပေမဲ့ AI ကကောင်းလားဆိုတော့ AI ကကောင်းတယ်ဒါပေမဲ့ခက်တာကတချို့ link တွေ source တွေကြရင်သူ AI ဝယ်သုံးရတာကျွန်တော်ဒီမှာ Gemini Pro သုံးတာတောင်မဲ့သူကတခြားဒီ API တို့ဒီ API နေဆိုတာရှိတယ်အဲ့ API နေဆိုတာကသူကျွန်တော် Gemini Pro နဲ့တင်မရဘူးပေါ့နော် limit ရှိတယ်အဲ့ limit ကဒီတခြားAPI key ဝယ်ပြီးသုံးရတဲ့ကျွန်တော်ဒီမှာ Etro plan လို့ပါလို့ဒီအဲ့လိုပုံစံမျိုးနဲ့ဝယ်သုံးရတာဆိုတော့နည်းနည်းတော့ကိုစိတ်ကြိုက်ပုံစံမျိုးတော့မရဘူးပေါ့နော်တခါလေမှာကိုသုံးကျင်တဲ့ပုံစံတိုင်းသုံးကျင်တဲ့အခါသူ့ရဲ့ဒီကျွန်တော်တို့ဝယ်သုံးတဲ့ဒီ Gemini Pro ကကိုပဲအခြားဒီ plan တွေအများကြီးရှိတယ်ကျွန်တော်တို့ free pro သုံးတာဆိုတော့နည်းနည်းအဲ့နားမှာတော့ခက်ခဲရှိရပေါ့ဟုတ် hello ကြားရလားမသိဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ group fee ကဒီ AI နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့အသုံးပြုတဲ့အကုန်လုံးတွေထဲမှာဆိုလို့ရှိရင်ဒီ website ပိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ပို့ပြီးတော့ဗောနော်အသုံးပြုလိုက်တယ်လို့တော့နေတော့ထင်တယ်ဗောနော်အဲ့တော့နွေတို့အဲ့ဆိုလို့ရှိရင်တော့ဒါနွေဒါအမတ်တရထေတဲ့ကတစ်ခုဗောနော်အဲ့တစ်ခုတည်းရဆိုရှင်တော့နွေဒါပြန်ပြီးတော့အစဖော်ခြင်းတယ်ဗောနော်နွေတို့ဒီအလုပ်ကိုစပြီးတော့ training မှာနွေတို့ရဲ့ training camp လေးတစ်ခုရှိရပေါ့နော်အဲ့ training camp မှာဆိုလို့ရှိရင်နွေတို့နောက်ဆုံးအိမ်စာပေါ့နော်အိမ်စာအနေနဲ့ website ကိုအလုပ်ရတာမျိုးရှိရเนาะအဲ့တော့အဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေနဲ့နောက်တစ်ခုကျတော့ဥပမာဆိုရင်ဒီ website ရေးဖို့အတွက်ကိုဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုး tools တွေအသုံးပြုခဲ့လဲပေါ့နော်အဲ့ဒါလေးလည်း share လုပ်ပေးပါဟုတ်ကျွန်တော်ကအရင်တုန်းကအဲ့လိုနည်းနည်းပါးပါးဟိုဆက်လေးလာပြစ်တာပေါ့နော်အဲ့ဒီ coding ဘိုင်းကိုကျွန်တော်က HTML CSS အဲ့အပိုင်းလေးဟိုလေးလာခဲ့ထားတော့နောက်ပိုင်းမှာအခုသင်တန်းနဲ့ပေါ့နော်ကျွန်တော်ဒီ MCM မှာ admin AI training သင်တန်းမှာကြတော့ပြန်ပြီးတော့အသုံးချနိုင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်လေးလာခဲ့တဲ့အရာကအများကြီးမပြည့်စုံပေါ့နော်မပြည့်စုံတော့ကြတော့ဘယ်နေရာမှာတိုင်ပတ်တုံဆိုတော့ AI နဲ့ကုတ်ရေးတယ်မှန်တယ်ဒါပေမဲ့အဲ့ကုတ်တွေကိုပြန်ပြင်တဲ့အခါမှာကြတော့အခက်အခဲတွေရှိရပါတော့အဲ့ကုတ်တွေကိုတကယ်ကိုကအခြေခံ basic လောက်ကိုနားလည်ထားမယ်ဆိုရင်အဲ့ကုတ်ကလေးကိုဒီ screenshot ရိုက်ပဲဖြစ်ဖြစ်ဒီrecord နဲ့ပဲဖြစ်ဖြစ်ယူပြီးတော့ AI ကိုဘာတွေလိုအပ်နေလဲဘာတွေလောက်ခိုင်းနေလဲဆိုတာကိုဟိုပြောလို့ရပါဘောနော်ပြောတဲ့အခါမှာ AI ကသူ့အနေနဲ့ကုန်းနေပိုင်းမှာတော့ AI ကမြန်မာလိုတော့တိတ်တော့အဆင်မပြေဘူးလို့ပြောရမယ်။ဘာလို့ဆိုတော့ coding နေဆိုတော့ကဏ္ဍတွေပါကြီးများကြတော့နည်းနည်းကိုယ့်အနေနဲ့အင်္ဂလိပ်စာကိုဖတ်နိုင်ပြုနိုင်နေဆိုရင်ပို့ပြီးတော့လွယ်ကူချောမှုဖြစ်သွားပါဘောနော်။ကျွန်တော်သုံးခဲ့တဲ့ AI နေကတော့အများစုက Gemini ပဲပေါ့နော်။ကုတ်ကူတော့ဒီ ChatGPT ရေးခိုင်းတယ်ဘာလို့ဆိုတော့ Gemini နဲ့ဒီ ChatGPT နဲ့ဆိုရင်ဟို ChatGPT က prompt ဘိုင်းမှာကြတော့အားတာရလို့ထင်တာပေါ့နော်အဲကြောင့်မလို့ဒီ prompt တွေနဲ့ပတ်သက်လို့ code တွေနဲ့ပတ်သက်လို့ဆိုရင် ChatGPT ကိုရေးခိုင်းတယ်နောက်ပိုင်းမှာဒီ Gemini မှာမှကျွန်တော် Canva ဆိုတဲ့ဒီဟိုရှိရလေCanva ဆိုတဲ့ mode ရှိရအဲ့ Canva မှာကိုကအဲ့ code တွေကိုချပေးပြီးတော့အဲ့ထဲမှာပဲကိုလိုချင်တဲ့format တွေအကုန်လုံးသူ့ကိုခိုင်းလိုက်တယ်
တစ်စင်ပြီးတစ်စင်ပေါ့နော်တစ်စင်ပြီးတစ်စင်ခိုင်းပြီးတော့အဲ့ file ကိုcopy ကူးပြီးတော့ကျွန်တော် Lavivet ဆိုတာရှိရ Lavivet ဆိုတာရှိရသူကဘယ်လိုပုံစံမျိုးပြောမလဲဆိုတော့ကျွန်တော် website ဒီမှာweb ကိုရေးချင်တဲ့ website ပုံစံမျိုးအဲ့လိုမျိုးအရင်ဆုံးသူ့ကိုတနေ့ကို9 credit ရပါဘောနော်5 credit ရတယ်အဲ့5 credit ကိုဟိုကတန်းပြီးတော့သူ့ကိုရေးခိုင်းမယ်ဆိုရင်ပြဿနာကြီးအများကြီးရှိရပါဘောနော်ဒါကြောင့်မလို့ Gemini မှာပဲကိုကပြီးဆုံးအောင်ရေးပြီးကမှအဲ့ရေးပြီးသားဟာကို10တိုင်းရဖြစ်ပြီဆိုရင်အဲ့ယူလာတဲ့ code တွေကိုသူဒီ Lavivet AI မှာပေါ့နော်သူကတော့တစ်လကိုcredit 30ရပါတော့ဒါ free ကိုကြိုက်တဲ့လောက်တရက်ကို5 credit ရပြီးတော့ကိုစိတ်ကြိုက်ကိုရဲ့ဒီ idea ကောင်းရင်ကောင်းတယ်လို့website တွေ fan လို့ရတာပေါ့ဟုတ်အဲ့ဒါတော့အမှတ်တရပါဘောနော်ဒီပထမတော့မသိပါဘူးဒီဆရာကကျွန်တော်ဒီadmin တင်တန်းမှာ train ပေးရဲ့ဒီဆရာကတင်ပေးရတဲ့ပို့ပြီးတော့နားလည်ပြီးတော့သုံးပြလာပါဟုတ်ကဲ့ဟုတ် hello ဟုတ်ကဲ့ဟုတ်ကြားရလားမသိ ကြားပါလားကြားရပါတယ်ဟုတ်ကဲ့ပါ hello နှွေးတန်အောင်ကြားရလားမသိနှွေးဘက်က line ဟုတ်ကြားပါတယ်ဟုတ်ကြားပါတယ်အကုန်လုံးကြားရပါတယ်ရှင်ဒါဆိုရင်ကိုအဓိကတော့ Groovy ကတော့ဒီ website ရေးတဲ့အပေါ်မှာမူတည်ပြီးတော့ဒီ prompt နဲ့ပေါ့နော်ဒီ ChatGPT ကိုမေးတဲ့အနေအထားမျိုးတွေပါရှိတယ်ပေါ့နော်အဲ့တော့ဒါ Groovy လောက်သွားတဲ့ပုံစံမျိုးနဲ့ဆိုလို့ရှိရင်တော့လည်းအဲ့လိုဒီအချင်းချင်းလေးပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုရီကအခုဆိုရင် AI ကတော့AI သုံးလေဒါကို AI သုံးလေအဲ့လိုမျိုးမေးတဲ့ခါကျတော့AI သုံးတယ်ဆိုလို့ရှိရင်ငါတို့က AI မှာဘာရေးရမှာလဲဘယ်လိုမျိုးတွေပြောရမှာလဲပေါ့ဒါဒီ prompt ဆိုတဲ့စကားလုံးကဆိုတော့ကျွန်တော်ကိုရဲ့အဓိကတော့ဒါနားလေဒီလိုလေးပြောရမယ်ဆိုရင်တော့ကိုလုတ်ချင်တဲ့အရာပေါ့နော်ကိုဖန်တီးချင်တဲ့အရာကိုဘယ်လိုခေါ်မလဲရှိတာမျိုးပေါ့နော်ပြောပြတာမျိုးသူ့ကိုပြောလိုက်တာမျိုးအဲ့လိုပုံစံမျိုးကိုပြောတာပါအဲ့မှာကိုကတော့ဘေးဟာကိုဘယ်လိုမျိုးလေးလုပ်ချင်တယ်ဒါပေမဲ့သူတို့ရဲ့ AI ရဲ့ဒီ nature အရာပုံစံမျိုးအရာဆိုလို့ရှိရင်တော့ဘယ်လိုမျိုးတွေလုံးမပုံအမှန်တွေထွက်လာနိုင်တယ်ပေါ့နော်အနည်းဆက်ဆုံးတူနိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေကိုသိအောင်ဖို့အတွက်ကိုအရင်ဆုံးတို့ကဒီ ChatGPT မှာအရင်ဆုံး prompt ထုတ်ခိုင်းတာရှိတယ်ပေါ့နော်အဲ့တော့ဒါ Groovy အနေနဲ့ဆိုလို့ရှိရင်တော့ဒီကြားရတဲ့လောက်ဆိုလို့ရှိရင်တော့ဒီwebsite ပိုင်းနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ဒီနေရာမှာဘယ်လိုမျိုး code တွေထည့်ချင်လဲဒီ website ကိုဘယ်လိုမျိုးအရှိမဘယ်လိုမျိုးဖန်တီးချင်လဲအဲ့ပုံမူတည်ပြီးတော့လဲဒါကလုပ်ချင်တဲ့အကြောင်းအရာတွေကိုဒါ ChatGPT ကိုပြန်ပြီးတော့ဒါ prompt ရေးခိုင်းတယ်ပေါ့နော်အဲ့ရေးခိုင်းတဲ့ prompt ကိုမူတည်ပြီးတော့ကျွန်တော်တို့က website ကိုဒီ AI နဲ့အတူတူဖန်တီးကြတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့အတေးပြန်ပြီးတော့ချုပ်ရမယ်ဆိုရင်တော့ဒီ AI နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်အပေါက်ကောက်လေးတွေသိရမယ်နောက်တစ်ခါကျတော့trading ပိုင်းတွေtrading ပိုင်းတွေကိုtraining ပိုင်းတွေကိုစမ်းစစ်တဲ့ပုံစံမျိုးတွေသိရမယ်နောက်တစ်ခုကခုနကဝီပြောသလိုမျိုးဒီ AI ကကြတော့လေတော်တော်များများကညီတို့ main ကလေးတွေအသုံးပြုတာထက်ပေါ့နော်ဒီယောက်ျားလေးတွေအသုံးပြုတာတော့ပို့ပြီးတော့ရှိတယ်သူတို့ကကျတော့ဒါကတော့အနေနဲ့ဆိုလို့ရှိရင် gender ခွဲတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒီယောက်ျားလေးတွေကသူကပို့ပြီးတော့ဒီဒါကိုလေသူရဲ့ sense ကပို့ပြီးတော့ပေါ့နော်တာတဲ့အထဲမှာရှိတယ်အဲ့တော့တစ်ခုခုစမ်းတက်တာမျိုးကိုပေါ့နော်နောက်တင်းတစ်ခုကိုရှာဖွေတာမျိုးအဲ့တော့အသစ်စမ်းတစ်ခုကိုဖန်တီးတာမျိုးကြီးဆိုလို့ရှိရင်ဒီမျိုးသားတွေကပို့ပြီးတော့ဒီအားတာချက်ရှိတယ်ပေါ့နော်အဲ့တော့ဒီ AI ဘိုင်းနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့နောက်ထပ်ပြီးတော့ပေါ့နော်နောက်တဲ့ community တစ်ခုကနေပြီးတော့ခေါ်ခြင်းတယ်ကိုကနေပြီးတော့ဟခပေါ့နော်ကိုဟခကိုခေါ်ခြင်းပါတယ်ဟုတ်စကားပြောလို့ရပါလားရှင် Hello ကြားရလားဗျဟုတ်ကြားပါတယ်ကိုကအနေနဲ့ဆိုလို့ရှိရင်ရောဒီ AI ကိုဘယ်လိုမျိုးမြင်လဲပေါ့နော်ရှိမှလဲတော်တော်များများလဲပြောပြီးနေပြီဆိုပေမဲ့ကိုကအနေနဲ့ဆိုရင်ဒီကိုမှာဆိုရင်ဘယ်လိုမျိုးတွေဖန်တီးနေလဲအဲ့ဒါလေးလည်းပြောပြပေးပါဦး AI ကိုဘယ်လို AI ကကိုယ့်ရဲ့ personal assistant တစ်ခုလိုပဲမြင်တယ်ကိုက AI ကလူတော်တော်များများလဲသုံးလာကြပြီသုံးတတ်နေကြပြီပေါ့ဒါပေမဲ့တချို့တွေရှေ့မှာလည်းပြောသွားတာရှိတယ် AI ကဟောနော်ဒီသုံးလို့ပြောတယ်အလုပ်ကိုင်တွေကိုပြောက်စေလိမ့်မယ်ဆိုတာလို့ထက်AI ကဒီ graphic designer တွေပြီးပါပြီဆိုလို့coding ရေးတဲ့ developer တွေကိုစားထိုးမယ်
ဆိုတာအစားထိုးနိုင်တယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ AI ကနောက်ပိုင်းကျဘာဖြစ်လာနိုင်လဲဆိုတော့ AI ကိုသုံးတတ်တဲ့လူကသုံးတတ်တဲ့လူရဲ့နေရာမှာပို့ပြီးတော့စားထိုးပြီးတော့လုပ်တွေပိုရလာမယ်လို့ပဲဖြစ်နေတယ်။အဲကြောင့်မလို့ AI ကခုနောက်ပိုင်းမှာကိုလေးလာထားတဲ့တက်တင်ထားတဲ့ scale တစ်ခုလိုပဲမြင်တယ်နော်။ပြီးတော့ကိုးမှာဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတွေပဲလုပ်တာဆိုတော့ AI နဲ့script တွေရေးတယ်ပြီးတော့ဆိုလို့ရှိရင် AI နဲ့ပဲအဲ့လိုပုံတွေထုတ်တယ်ဗီဒီယိုတွေလုပ်ကြည့်တယ်တရားရေးသုံးတယ်ပေါ့နော်အဓိကတော့ script ရေးတဲ့ဟာမှာ AI နဲ့တွဲပြီးတော့မှရေးရရှိတယ်ပြီးသူရေးပေးတဲ့အချက်လက်ကိုပဲယူပြီးတော့ကိုပုံစံနဲ့ကိုပြန်ပြင်ပြီးတော့သုံးတယ်ပေါ့နော်ပြီးလို့ရှိရင် AI ကပြောလိုက်တဲ့ဟာဒါကတော့ကိုကမေးလိုက်တယ် AI ကိုမေးလိုက်ပြီး AI ပြန်ပြောလိုက်တဲ့ဟာကဟုတ်တယ်ဒါတော့မှန်တယ်ဆိုပြီးတော့သတ်မှတ်တယ်မယုံစေခြင်းဘူးပေါ့နော် AI ကပြောလိုက်တဲ့ဟာကိုကပြန်ပြီးတော့စစ်ဒါကတော့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ဟာတွေယုံလို့ရတယ်ဟိုမှာမတ်အီတာပြောပြတာဆို AI trade မှာကျွန်တော်သုံးလို့သူကတော့ပြောလိုက်တာဟုတ်တယ်ဒါကြတော့လောင်းလို့ရတယ်နော်အားနဲ့အယုံကဘာမှမသိဘူးဆိုတော့ AI ပြောတဲ့ဝင်လုပ်လိုက်တာပုံအောင်အဲ့လိုလည်းရှိရဆိုတော့ AI ကိုသုံးမယ်ဆိုလို့ရှိရင် AI ကောင်းကောင်းတက်တာကောင်းတယ်ဒါပေမဲ့ AI ကပြောတဲ့ဟာတွေအကုန်လုံးကိုမယုံနဲ့ကိုယ့်အကူပြန်ပြီးတော့မှစစ်တင်တယ်ကိုပြီးလို့ရှိရင်ကိုကပြန်ပြီးတော့မှဒီဆုံးဖြတ်ချက်ချတဲ့ဟာလူကပဲလုပ်တင်တယ်ပေါ့နော်ဒီလောက်ပါပဲအဲ့ကျွန်တော်တခြားအနေနဲ့ဆိုလို့ရှိရင်တော့တိတ်ပြီးတော့သုံးတာမျိုးတွေကတိတ်ပြီးတော့မရှိသေးဘူးပေါ့နော်ဒီတော့ဗီဒီယိုတွေပဲလုပ်ဖို့ပဲအားကိုးရတာဆိုတော့ AI ကတော့တော်တော်များများသုံးပြတယ် content တွေလည်းရေးကြည့်ရပေါ့ AI နဲ့ပဲတွဲပြီးရေးကြည့်တာတွေရှိပါတယ်ဒီလောက်ပါပဲကျွန်တော်ကတော့ပြောရတာအများကြီးတော့ရှိပါတော့ အများကြီးမရှိဘူးဆိုတော့လေနည်းနည်းလေးသိချင်သွားပြီဘာလို့ဆိုတော့ကိုမှာဆိုလို့ရှိရင်နည်းနည်းလေးပုံထုတ်တဲ့အခါကြာလို့ရှိရင်လေနွယ်တော့ထက်နည်းနည်း resolution ကောင်းတာမျိုးဖြစ်တယ်ပေါ့နော်အဲ့ပေါ်နဲ့ပတ်သက်ပြီးတော့ share လုပ်ပြပါဦးsolution ကောင်းတယ်ဆိုတော့အဲ့က AI ကိုပေါင်းပြီးတော့ကျွန်တော် AI ကိုပေါင်းပြီးတော့သုံးတာပေါ့ပုံထုတ်တာဆိုလို့ရှိရင်ဒီကတော်တော်များများကျွန်တော်တို့သုံးကြ Gemini ကိုသုံးကြတယ်ပေါ့နော်အဲ့လိုဆိုရင် Gemini သုံးတယ်ဆိုရင် Gemini မှာတွားပြီးတော့ prompt ထုတ်တယ် Gemini မှာပဲပြန်ပြီးတော့ပုံထုတ်တယ်ဆိုတာမျိုးတဲ့ဒီဘက် ChatGPT ပြီးရင် Code လို့နေရာတွေမှာသူတို့တွားပြီးတော့မှဒီ prompt တွေကိုထုတ်ခိုင်းတယ်ပေါ့နော်ဒီလိုပုံဆိုရင်ဘယ်လိုထုတ်တင်လဲဘယ်လိုပုံစံမျိုးလုပ်တင်လဲဆိုသူပေးတဲ့ဟာတွေကိုမှ Gemini မှာပြန်ပြီးပုံဒီတွားပြီးတော့ထုတ်လိုက်တယ်အဲ့ဆိုတော့ကိုကဗျာဒီလိုပြောမလဲဆိုတော့ graphic designer တွေကပုံကောင်းကောင်းထွက်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နေရာမှာဒါကြီးတည်နေရမှာမဟုတ်ဘူးအဲ့ဒီနေရာမှာဆိုလို့ရှိရင် AI ကကိုယ်တက်ပူပြီးတည်တယ်ဘယ်လိုပုံစံမျိုးထုတ်မယ်ဆိုလို့ရှိရင်ပိုကောင်းနိုင်တယ်ဆိုတဲ့ဟာမျိုးတွေ AI ကတည်တာဆိုတော့သူတို့တွမ်းပေးတယ်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ် Gemini မှာ prompt တွေချပြီးတော့ပြန်ထုတ်တယ်ပြီးကိုလိုချင်တဲ့နေရာလေးတွေကိုပြန်ပြီးတော့ပြင်တယ်အဓိကတော့မြန်မာလိုလည်းသုံးပြတယ်ဆိုရင်အင်္ဂလိပ်လိုကသုံးရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့အဲ့လိုဆိုရင်ပို့ပြီးတော့ထိထိကြကြ result တွေပိုရတယ်ကြားရလားဟုတ်ကဲ့ပါဟိုကကိုင်းအခုလိုမျိုးဖြေစားပေးရတဲ့အတွက်တင်ပါတယ်အရန်စကားပြောဖို့เนาะအရန်ပြောရတယ်เนาะသူတို့ကအရန်ဘယ်လိုခေါ်မလဲမနေ့ဆွဲခေါ်ပြီးတော့ကောရဲကိုထည့်ပြီးတော့တော့တမတိုက်ပြီးတော့ပြောနေရတယ်လို့ပဲစကားတမတိုက်ပြီးပြောရတယ်ဗောနော်လို့လည်းပြောရတယ်ဒါပေမဲ့လည်းတော်တော်များများဒီဒါဆိုရင်တော့AI နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီခုနကမဲရီတာပြောသွားတဲ့ trading ကိုလည်းလုပ်trading ကိုလည်းအသုံးပြုလို့ရတယ်ပေါ့နော်အဲ့ဒီမှာခုနကနည်းလေးပြောထားပါတယ် indicator တွေကိုလည်းကိုကအခြေခံဒီမှာလေ့လာထားဖို့လိုတယ်သူရဲ့ဆုံးဖြတ်ချက်ကြီးကိုပဲကိုက 100% ယုံပြီးတော့လုပ်ရမယ်လို့မဆိုလို့ပေါ့နော်အဲ့ဒါကိုလည်းဒါကကိုကအနေနဲ့ဆိုလို့ရှိရင်တတိထားဖို့အတွက်ဒါပို့ထပ်ပြီးတော့သူကလည်းတတိပေးတဲ့အနေနဲ့ပြောသွားတာဒီပါတယ်ပေါ့နော်အဲ့တော့ဟုတ်ကဲ့ပါအဲ့တော့နောက်ထပ်ပြီးတော့ပေါ့နော်ဒီ AC ကနေပြီးတော့ဒီကိုဆိုင်ပေါ့နော်ကိုဆိုင်ပြန်ရောက်လာပြီလားမသိဘူးပေါ့နော်အဲ့တော့ကိုဆိုင်အားပြီလားမသိဘူးပြောလို့ရပြီလားရှင် Hello ကိုဆိုင်ခေါ်လိုက်ရဟုတ်ကဲ့တော့ပြတ်သွားလို့ဟုတ်ပါတယ်ခေါ်လိုက်ပါတယ်ခေါ်ထားပါတယ်ရှင်ရှေ့တစ်ခေါက်တည်းကခေါ်ထားတာပါရှေ့တစ်ခေါက်တည်းကခေါ်ထားပါပြေးလို့မရပါဘူးဟုတ်ကဲ့ပါဘာပြောလိုက်မှန်းတော့မကြားလိုက်ဘူးဒါဆိုရင်တော့ပြတ်သွားလို့အတန်ဟုတ်အခုရောကြားပါသလားအခုတော့ကြားရ
အဲ့ဒါဆိုရင်ဒါအခုဆိုလို့ရှိရင်တော့နေတို့ကလည်းဒါ AI အကြောင်းကိုပြောနေကြတာပေါ့နော် AI အကြောင်းကိုပြောနေရဆိုတော့တော်တော်များများလည်းအရှိကောမှာနားထောင်ပြီးလို့ထင်တယ်အဲ့တော့ကိုဆိုင်အနေနဲ့ဆိုရင်ရော AI ကိုဘယ်လိုမျိုးမြင်လဲပြီးတော့ဘယ်လိုမျိုးတွေအသုံးပြုနေလဲပေါ့နော်အဲ့ဒါလေးလည်း sharing လုပ်ပြပါဦး ဘယ်လိုမြင်လဲဆိုတော့ AI သုံးတတ်တဲ့လူနဲ့အခုပေါ့နော်အခုခေတ်အခု2025လို့အဲ့ဒီအခုလာမယ့်2026ထဲမှာသူ AI သုံးတတ်တဲ့လူနဲ့မသုံးတတ်တဲ့လူကွာဟာချက်ကကအကြီးဖြစ်သွားတာကြီးဟုတ်လားအဲ့လိုမြင်တယ်ပြီးတော့ AI ဘယ်လိုတိုက်မပြောတတ်ဘူးအဲ့လိုပြင်ချက်ကြတာအဲ့လိုကတခုတော့အများကြီးကွဲသွားလိုက်မယ်လို့မြင်တယ်ပေါ့နော်ဒါပေမဲ့ကိုတုံးတဲ့ပုံမူတည်ပြီးတော့သူကိုတော့ရလာတော့တော်တော်လေးတော့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့တုံးကြည့်တာဆိုဘယ်လိုတုံးဖြစ်နေလဲဆိုရင်ကျွန်တော်တို့ဆိုဘယ်လိုအခုဆိုကျွန်တော်ဆို content creation လုပ်တာပေါ့နော်sharing လုပ်လို့ဒီမှာဘယ်လိုဆိုကျွန်တော်ဆိုတပတ်အတွင်း monetization အောင်ဆိုဘယ်လိုလုပ်မလဲဆိုပြီးတော့ AI ကိုမေးပြီးတော့သူကဥပမာဒီတပတ်အတွင်းမှာ Hello ရောက်လာပြီ Hello ကိုဆိုင်ပြောပါကြားရလား content creation Hello ရောက်ကြားခုနဟုတ်ဆက်ပြောပါဟုတ်ကြားပါတယ်ဟုတ်အဲ့လိုပေါ့နော်ကျွန်တော်သုံးတဲ့နည်းရတော့AI ကိုကျွန်တော်ကဒီဥပမာTikTok ပေါ့နော် TikTok အကောင့်တစ်ခုရှိတယ်ကျွန်တော်စမ်းနေတာဒီ crypto ဘိန်းတော့မဟုတ်ဘူးနော် entertainment ဘိန်းမှာပေါ့နော်အဲ့လို mystery ဆန်တဲ့အကြောင်းအရာတွေကိုတင်တဲ့အကောင့်ပေါ့နော်အကောင့်မှာကျွန်တော်ဆိုသူAI တုံးပြီးတော့တပတ်ပေါ့နော်10ရက်အတွင်းပေါ့နော်သူ monetization အောင်ဘယ်လိုလုပ်မလဲဆိုပြီးတော့သူက plan ချခဲ့တယ်ပြီးတော့ content plan တွေဆွဲခဲ့တယ်တနေ့ရောဘယ်နှပုတ်တင်ရမလဲပြီးတော့ဘယ်လို process တွေနဲ့အလုပ်လုပ်ရမလဲဆိုပြီးတော့သူကလုပ်ခိုင်းတယ်ပေါ့နော်လုပ်ခိုင်းပြီးတော့လုပ်ခဲ့တယ်ပေါ့နော်rasa တော့တော်တော်ကောင်းတယ်ကျွန်တော်တုံးတဲ့ AI ကပါလဲဆိုဂျမနိုင်းပေါ့နော်အဲ့မှာကျွန်တော်လုပ်ပြီးတော့6ရက်ထဲနဲ့monetization on လာပေါ့နော်TikTok အကောင့်လေးရပါတော့တော်တော်မိုက်တယ်ပေါ့နော်AI တုံးပြီးတော့လုပ်တာခိမ့်တက်တယ်ဆိုရင်ပေါ့နော်ခိမ့်တက်တယ်ဆိုရင်တော့ကိုကပုံမှန်သူလဲ content လုပ်တယ်ကိုလဲ content လုပ်တယ်ဒါပေမဲ့ AI တုံးပြီးလုပ်တဲ့သူနဲ့ပုံမှန်ဒီတိုင်းဘယ်လိုလဲ general လုပ်တဲ့သူနဲ့စာရင်တော့ AI တုံးပြီးလုပ်တဲ့သူကအရင်ဆုံးချေရောက်သွားပါလိမ့်မယ်ပေါ့နော်ဒီကောင်ကတကယ်တူတစ်ခုအနေနဲ့ဆိုရင်10မိနစ်တုံးတစ်တဲ့အချိန်မှာပါတယ်ပေါ့နော်အဲ့လိုတော့မြင်တယ်ကျွန်တော်ကအဲ့လိုရှင်းပြဖို့ကြတော့တိတ်ပြီးတော့တကားမပြောတတ်လို့အရင်မရှင်းတတ်တာဖြစ်အဲ့လောက်ပဲပြောပြတတ်ကျေးဇူးပါဟုတ်ကဲ့ပါကိုဆိုင်ဒါအခုလိုမျိုးပေါ့နော်ဒါမရှင်းပြတတ်ပေမဲ့လည်းဒါတခုခုလေးပေါ့နော်ရသွားတယ်ဆိုလို့ရှင်လဲဒါအကုန်လုံးပြောရကြိုးတတ်ပါတယ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီထဲမှာဆိုရှင်တော့ကိုဆိုင်ပြောသွားတဲ့ပြောမယ်ဆိုလို့ရှင်တော့သူကဒီပေါ့နော်ဒီ page အနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်အဲ့မှာဆိုရှင်ဒါမှမဟုတ်ကိုယ့်ရဲ့ personal life ပဲဖြစ်ဖြစ်ပေါ့အဲ့ဒါတွေကို schedule ဆွဲချင်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါဆိုလို့ရှင်လေကိုကလုပ်လို့ရတယ်ပေါ့နော်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုပေါ့နော်ပြောသွားတာပေါ့နော်ဥပမာဆိုရင်ကိုကဒီနေ့တနေ့ကို content ဘယ်လောက်တင်မလဲတင်တဲ့အပေါ်မှာ reach ဘယ်လောက်ရောက်နိုင်လဲဘယ်လိုမျိုးတွေတိုးတက်မှုတွေရှိလာလဲပေါ့နော်အဲ့ဒါတွေကိုလည်းဒါ AI ကိုလည်းမေးလို့ရတယ်ပေါ့နော်အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ကိုဆိုင်ကအဓိကထားပြီးတော့အသုံးပြုနေတယ်ပေါ့နော်အဲ့ဒါတွေလည်းသိရပါတယ်ကျေးဇူးပါအဲ့တော့နေတို့နည်းနည်းလေးအချိန်လေးနည်းနည်းလင့်နေပြီပေါ့နော်လင့်နေဖြစ်တဲ့ကြောင့်မလို့နေတို့ရဲ့ဒီ Nova Team ကိုလည်းပြန်ပြီးတော့သွားလိုက်ပါမယ်အဲ့တော့မကတိပြောလို့ရပါသလား Hello ຫນွေမကတိမင်္ဂလာပါနည်းနည်းလေးနောက်ကြပါຫນွေကောဆိုလို့ရှိရင်မကတိကနောက်ဆုံးမှကလေးလေးလိုပဲကျန်နေခဲ့အဲ့တော့မကတိနဲ့
အဲ့ဆို marketing အနေနဲ့ဆိုရင်ရောဒီ AI ကိုဘယ်လိုမျိုးမြင်လဲနောက်တစ်ခုကကျတော့အရှိမမေးခဲ့တဲ့အနေထားတော့မဟုတ်ဘူးဒါပေမဲ့marketing တို့ကအပြင်မှာလဲပေါ့နော်အလုပ်တွေလည်းလုပ်တာတွေလည်းရှိတယ်နောက်တစ်ခုကကျတော့ဒီအခုလာမဲ့ပေါ့နော် education မှာကောဘယ်လိုမျိုးအသုံးချလို့ရလဲပေါ့နော်အဲ့ဒီပိုင်းလေးနဲ့ပတ်သက်ပြီးတော့ marketing လေးshare လုပ်ပေးပါအောင်ဟုတ် AI အကသူကဘယ်လိုပြောမလဲတုံးတက်တယ်ဆိုလို့ရှိရင်တော့လုံးဝကိုယ့်အတွက်တငယ်ချင်းကောင်းပေါ့ဟိုကိုအလုပ်တော့လဲအလုပ်တော့တော့မဟုတ်ဘူးတော်တော်နီးပါးကိုကွာသူကပို့ပြီးတော့လုတ်တက်တယ်ပေါ့အချိန်ကုန်လဲသက်တာရယ်ဘာလို့အချိန်ကုန်လဲသက်တာရယ်ဆိုလို့ရှိရင်လုပ်ငန်းတွေမှာဆိုလို့ရှိရင်ပေါ့ကွာလုပ်ငန်းတွေမှာဆိုဥပမာကိုလို meeting လုပ်တယ်ဆိုလို့ရှိရင်AI မှာ report ထည့်လိုက်လို့ရှိရင်သူကကိုကအကုန်လုံးထားတော့ညောင်မလို့တော့ကွာ summary အချင်းချုပ်လေးသူကပြန်ပြီးတော့ကိုကအချိန်တွေပို့ထွက်လာတယ်နောက်တစ်ခုကတော့အလုံးမှာဆိုလို့ရှိရင်ကိုရောင်းပဲကြော်ညာပို့တွေကိုသူက design ဆွဲပြီးတာတို့ logo တို့နောက်ပြီးတော့ poster လေးတွေတို့အဲ့ကြတော့ ChatGPT နဲ့ထုတ်လိုက်ကြတော့သူကအချိန်ကတိတ်ပေးကြမလို့တော့တနားရီလောက်ဆိုတာနဲ့အကုန်လုံးထွက်လာတယ်လीအဲ့ဒါလေတော်တော်အကျိုးဖြစ်တယ်နောက်ပြီးတော့post စီပေါ့ဥပမာကိုကအယောင်ပို့တွေကြတော့ तू ကတနေ့တက်တနေ့မထက်အောင်ဆိုလို့ရှိရင်ကွာ तू အဲ့ခေါင်းစဉ်တွေစဉ်းစားခိုင်းတာပေါ့ကိုကအချက်လက်တော့နည်းနည်းပေးရတာပေါ့အဲ့လိုမျိုးစဉ်းစားခိုင်းလို့ရှိရင် तू ကအဲ့ဒီက तू ပေးလာရဲ့အချက်လက်တွေကနေပြီးရွေးပြီးတော့ကိုကပို့တွေပြန်လုပ်လို့ရတယ်ကွာနောက်ပြီးတော့ရှိရင်နောက် email တွေစစ်တာဆိုတော့ကိုက website နဲ့ချိန်ထားတဲ့အခါကျတော့ email စစ်တာတို့တော့ product discussion တွေကြားလို့ရှိရင်လည်းအဲ့လို ChatGPT နဲ့လုပ်လိုက်လို့ရှိရင် तू ကအချိန်သိမ့်မပေးရတော့မပေးရတဲ့အပြင်ကို तू ကအဲ့အတွက်တုံးရမယ်အလုပ်သမားဈေးရိတ်လေကိုပိုးထွက်လာတာပေါ့နော်နောက်ရောမရှိသေးလေဆိုတော့နောက်ပြီးတော့ customer ကြီးစားပေးတာကြောက်လို့ရှိလို့ရှင်ကွာကွန်မြူနီမှာမဟုတ်ဘဲနဲ့ကိုက website နဲ့တုံးတဲ့ခါကျတော့ तू ကိုကလူသမားဆိုလို့ရှိရင်8နာရီကနေပြီးတော့ည8နာရီပြီးပဲနောက်ပိုင်းကျလို့ရှိရင်လာမီးတဲ့လူကြောက်လို့ရှိရင်ဖြီဘူးကကျတော့ကိုလေအဲ့နောက်ပိုင်းကျတော့တိတ်မလို့ချင်တဲ့အခါကျတော့ chatbot လေးထားတော့ AI သူဖြီသွားတယ်ဘာကြိုက်တာမလို့ဆိုဖြီသွားတယ်အဲ့လိုမျိုးကြောက်လေအဆင်ပြေတာပဲအဲ့ကြောင့် AI တကယ်ချင်းလို့ပြောလို့ရတယ်နောက်ပြီးတော့မရှိသေးလေနောက်ပြီးပါရှိသေးဆိုတော့ကိုယ်စီအလုံးလုံးမဲ့သူတွေပေါ့အလုံးလုံးမဲ့သူတွေဥပမာကွာလာလျှောက်တယ်ပေါ့ဥပမာ10ယောက်15ယောက်လောက်ရှိမဲ့ဆိုလို့ရှိရင်ကိုကအဲ့လူတွေကသူတို့ကပြောတာတော့အကောင်းနေအညော့နေကြီးပဲပေါ့ဒါပေမဲ့ကိုကရိုင်းကြည့်လိုက်လို့ရှိရင်လူတွေမခတ်တတ်ဘူးသူတို့ရေးထားတဲ့ဟာCV ပေါင်လေးပဲကြည့်ရအဲ့တော့ကိုစိတ်ထဲမှာရှိရဲ့ကိုကရွေးထည့်တာပြီးပေါ့ဒါပေမဲ့ကိုကအဲ့လိုမျိုးသူတို့ရဲ့အချက်လက် data လေးတွေကို AI ကိုထည့်လိုက်တယ် AI ထည့်လိုက်တော့ AI ထည့်လိုက်လို့ရှိရင်ဒီလူကတော့ဘယ်လိုဖြစ်တယ်ဒီလူကတော့ဘယ်လိုဖြစ်တယ်ဒီလူကတော့ဘယ်လိုဖြစ်တယ်အဲ့ဆိုရင်ခုနကိုစိတ်ထဲမှာရှိတဲ့လူနဲ့နည်းနည်းကြိုက်သွားတယ်ဆိုလို့ရှိရင်ခါလိုက်လို့ရှိရင်နည်းနည်းတော့လူကြီးမှန်တယ်လို့တော့ပြောရပါဘူးဒါပေမဲ့အချက်လက်နဲ့ data တော့ပြီးရတယ်ဟုတ်ကဲ့ကြားပါတယ်မကတိဒါဆိုလို့ရှိရင်တော့ marketing ကတခြားဒီအရှိမရှိနေတဲ့လူတွေရဲ့ shoot out နဲ့တော့မတူဘူးဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့ဒါအနွယ်နားလေရတော့ပြန်ပြောရမယ်ဆိုရင်တော့ဒီလုပ်ငန်းရှင်ပေါ့နော်လုပ်ငန်းရှင်တယောက်ရဲ့လှုပ်ဆောင်ချက်ပေါ့နော်လုပ်ငန်းရှင်တယောက်အနေနဲ့ဒီ AI ကိုအသုံးပြုပြီးတော့ဘယ်လိုမျိုးတွေလုပ်သွားလဲပေါ့ဥပမာဆို business man တွေလည်းလိုပဲပေါ့ခုနက marketing လို့နောက်ဒီ service လုပ်တာတွေလို့နောက်တစ်ခါကျတော့ကိုယ့်ရဲ့အရှိမှရှိတဲ့ဝန်ထမ်းတွေကိုလည်းဘယ်လိုမျိုးလုပ်လို့ရလဲပေါ့နော်ဒါတွေကိုလည်းပတ်သက်တဲ့ရှူတောက်ကနေပြီးတော့လည်းလုပ်သွားတယ်ပေါ့နော်အဲ့တော့ဒါကလည်းmarketing ပြောတဲ့ထဲမှာဆိုလို့ရှိရင်လည်းဒီ AI ကလည်းဒါကဒီ business နဲ့ခုနကအစမှာလည်းပြောသလိုမျိုးပေါ့နော် business က business ပဲလုပ်ပြီးတော့ဒီ AI က AI တမပဲဒီမိပညာကငါတို့နဲ့မဆိုင်ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒါဖယ်ထားလို့မရဘူးเนาะစုံတွဲပြီးတော့လုပ်မယ်ဆိုလို့ရှိရင်လည်းဒါ marketing ပြောတဲ့ point ကြီးကိုကရှုပြီးတော့အသုံးပြုတယ်ဆိုလို့ရှိရင်လည်းဒါပိုကောင်းတဲ့ business ကိုလည်းကိုကရမှာပေါ့เนาะရတဲ့အပိုင်းလေးပြောသွားတယ်ဟုတ်ကျေးဇူးပါ marketing ဟုတ်အဲ့တော့နောက်ထပ်ပြီးတော့ပေါ့เนาะတို့ဂျူနိုလေးကိုထပ်ပြီးတော့ခေါ်လိုက်ပါမယ်ဟုတ်ဂျူနိုစကားပြောလို့ရပါသလားကျွန်တော်က call ထဲမှာတော့မရှိဘူးပေါ့နော် line မကောင်းလို့ထွက်သွားတယ်လို့ထင်ပါတယ်
အဲ့တော့ခဏလေးတော့တို့ခဏလေးပေါ့နော်သူလည်းသူ့ကိုပေါ့နော်ခဏလေးစောင့်လိုက်အောင်ပဲပေါ့နော်စောင့်နေရင်းနဲ့ဆိုလို့ရှိရင်တို့ဒီအကုန်လုံးပြောထားတဲ့အထဲမှာလေလည်းနည်းနည်းလေးပေါ့လေဒီပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ AI ကိုဘယ်လိုမျိုးအသုံးလဲဆိုတာလေးပေါ့နော်အဲ့ဒါလေးပြောချင်တယ်ပေါ့နော်တို့ဒီဒါလည်းဒီ2025နဲ့ဒီ training camp ကြမှာပဲဒါ AI ကိုဒါတော်တော်လေးသုံးပြသွားတယ်ပေါ့နော်သုံးပြသွားတဲ့အထဲမှာပါသွားတယ်ပေါ့နော်အရင်သုံးတာထက်ဆိုင်တော့အဲ့ဒီမှာဆိုရင်လေမျိုးကဒီဘယ်လိုပြောမလဲစာဖတ်ရမှာအရင်ပြင်းတယ်စာဖတ်ရမှာအရင်ပြင်းတယ်အရင်ပြင်းတဲ့အထဲမှာပါတယ်ဒါဝင်ခံတာပါအဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်စာဖတ်မချင်အဲ့တော့ဒီအကြောင်းအရာကိုလည်းကိုကနားလည်အောင်လည်းသိချင်တယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်တော့ဒီ AI ကိုအသုံးပြုပြီးတော့ကိုဖတ်ချင်တဲ့စာကိုကိုကထည့်ပြီးသွားလို့ရှိရင်လေဒါကို discussion လုပ်ပေးပါဆိုပြီးတော့လည်းလုပ်လို့ရတယ်ဒါဆိုလို့ရှိရင်သူက audio အတန်း file ပုံစံမျိုးရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေနဲ့လည်းကိုကလုပ်လို့ရတယ်ပေါ့နော်လုပ်လို့ရတယ်ဘာလို့ဆိုတော့တခါအဲ့လိုလုပ်ဖူးတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ငါ့ကိုရှင်းပြပေးပါလားဆိုပြီးတော့အဲ့လိုစာပိုက်ကြီးတစ်ခုပို့လိုက်တာအဲ့လိုပို့လိုက်တဲ့ခါကျတော့သူကဒီကဲဘယ်လိုမျိုး discussion လုပ်စီချင်တာလဲအမှဆိုလို့ရှိရင်ចောင်းသားတယောက်နားလည်နိုင်တဲ့လူဖြစ်အောင်နားလည်လွယ်တဲ့အနေအထားထိသွားရတာလားဒါမှမဟုတ်လို့ရှင်လည်းဒီလိုမျိုးပဲပုံမှန်တာမန်လူတယောက်အနေနဲ့လေ့လာခြင်းတဲ့ပုံစံမျိုးနဲ့ပဲသွားတာလားပေါ့နော်သူကနေပြီးတော့ဒီ discussion လုပ်ထားတဲ့ audio file လေးတွေကိုလည်းတို့ကဖန်တီးလို့ရတယ်ပေါ့နော်ဒါကတော့ AI မှာဖန်တီးလို့ရတဲ့ဒီပေါ့နော်အကြောင်းကိုတို့ရဆက်ပြီးရှင်းပြတာပေါ့နော်အဲ့တော့ဂျူရိုလည်းဟုတ်ညာဂျူရိုလည်းအဆင်မပြေဘူးထင်တယ်နော်ဟယ်လိုဟုတ်တယ်အေးရလည်းဂျင်းတို့လေးကိုစာရင်းနဲ့တစ်ချက်ပေါ့နော်ဝင်ပြောချင်လို့ပေါ့ဒါပေမဲ့အခု AI ကြောင့်နေအေးရတို့ပြောကြတဲ့အခါမှာပေါ့နော် AI ကပေါ့အသုံးပြုရတာကောင်းတယ်အဆင်ပြေပါဒါပေမဲ့ AI ကမကောင်းတဲ့အပိုင်းတွေတော့လည်းရှိတယ်ပေါ့နော်ဒီ AI ကိုကြတော့ကွာလူတွေကဒီပေါ့ပြောမလို့ဒီကောင်းကျိုးအတွက်လည်းသုံးကြရရှိတယ်လို့ဒီ AI ကိုမကောင်းတဲ့နေရာမှာလည်းသုံးကြတာရှိတယ်ပြီးတော့သူကကြတော့လေတဖြည်းဖြည်းနဲ့ပေါ့ဒီကမ္ဘာလုံးကကွာဒီ AI တွေကိုသုံးလာတဲ့အခါမျိုးမှာကြာရင်လေကိုယ့်ရဲ့ဒီ data တွေကိုသူ့ကိုပေးရတာမျိုးတွေလည်းရှိတယ်လေအဲ့ဒါမျိုးကြီးကြာရင်တော့ကိုယ်ကခါလေးကြာရင်ရှိတယ်ငါပေးလိုက်တာဘာမှမဖြစ်ပါဘူးဘယ်လိုဘာမှတော့ဖြစ်လာပါတယ်အမှန်ကကိုယ့် data တွေကသူ့စီမှာပေါ့နော်ဒလဟောဒီကမ္ဘာလုံးကလူတွေရဲ့ data တွေသူ့စီမှာဒလဟောစီးဝင်နေတယ်ဆိုတာကလည်းဒါပေါ့privacy ရကြည့်ရင်တော့ဒါတိတ်ပြီးတော့မကောင်းတဲ့အချက်ပေါ့နော်ဟိုတလောကအေးရဆိုရင်ဒီ field မှာတစ်ခုတွေ့လိုက်ဒီပေါ့နော်တချို့တွေကဒီ AI ကိုငါ data တွေပေးလိုက်လို့ဘာမှမဖြစ်သွားဘူးထင်တယ်ပေါ့နော်တချို့ဆို data တွေပေးပြီးတော့ဒီကိုယ့်ရဲ့ဒီ attach file တွေတွဲ link တွေထည့်ပြီးတော့ဒါတွေကဘာလုပ်ပေးပါညာလုပ်ပေးပါပေါ့အဲ့လိုမျိုးတွေခိုင်းတဲ့အခါမှာဒါ data ရသူတို့စီရောက်သွားတယ်ကွာဒါသူတို့အကုန်လုံး collect လုပ်လိုက်တာပဲ collect လုပ်လိုက်တဲ့အခါမှာဒီကိုယ့်ရဲ့ data တွေကဘယ်လိုပြောမလဲယူခံရနိုင်တယ်ပေါ့နော်ယူခံရတာလည်းဖြစ်နိုင်တယ်အဲ့တော့ AI သုံးနေတာကြာရင်တော့အဲ့ဒါကိုကသတိထားရမယ်ဘယ်လိုပြောမလဲကိုယ့်ရဲ့ဒီပောက်ကြားလို့မရတဲ့ data တွေဘာတွေကိုဆိုရင်တော့လေအဲ့လိုမျိုး AI ကိုသွားပြီးတော့ရော့ကွာအင်းဆိုပြီးပြရမျိုးမလုပ်သင့်ဘူးအဲ့ဒါတွေကိုကြာသတိထားရမယ်အချက်ပေါ့နော်သူကြတော့ငါပေးတာဘယ်သူမှမသိဘူးဆိုဘူးရောချင်းလိုက်ပေမဲ့ तू ကတိန်းသွားတဲ့အခါမှာကိုယ့် data ကသူ့စီမှာရှိသွားမှာပဲအဲ့တော့ဒီအချက်ကလေးကိုလည်း AI သုံးတဲ့အခါကျရင်တော့သတိထားသင့်တယ်ပြီးတော့ AI ကကွာသူတို့ရဲ့စကားမှာပါတဲ့တိုင်းမှာဒါညံရည်တုပေါ့နော်ညံရည်တုဆိုတာဖြစ်တဲ့အတွက်ကြောင့် AI လူတိုင်းကသိရကွာဒါ AI လားတကယ်လားဆိုတော့ဒီလူတွေကတော်တော်များများတော့အခုမှ AI နဲ့လူတွေနဲ့အဲ့လိုမျိုးပဲခါကျခွဲလို့မရအောင်တော့ AI နဲ့လောက်ထားတဲ့ဗီဒီယိုကလည်းအရင်မိုက်တာတွေပါတယ်ရှိတယ် AI နဲ့လောက်ထားတဲ့ပုံတွေကအရင်မိုက်တာတွေပါလည်းရှိတယ်ဆိုပေမဲ့လူတွေကခွဲနေနိုင်တော့မဲ့ကွာဒီအတစ်ခုပေါ့နော်ဒီပကြီကားတစ်ခုပေါ့ပကြီကားတစ်ခုကိုလူတယောက်စွဲတယ်ဆိုရင်စဉ်းစားကြည့်ဒါသူတို့ရဲ့စိတ်ခံစားချက်တွေစိတ်ဝိညာဉ်တွေအများကြီးကိုထည့်ပြီးတော့ဒီအမှုပညာထဲမှာကွာဒီလူတွေရဲ့နှလုံးသားပါတယ်ပေါ့ဒီ AI ထဲမှာကြတော့အဲ့လိုမျိုးပေါ့နော် AI ကကြတော့ AI ကတော့သူ့ကိုနှလုံးသားမပါတဲ့လူတယောက်လိုပဲပေါ့စိတ်ရုပ်လိုမျိုးပေါ့အဲ့လိုမျိုးခံစားရတယ် AI မှာကြတော့သူလုတ်ပေးလိုက်တဲ့ဟာတွေအကုန်လုံးက AI ဆန်တယ်လူသားမဆန်ဘူးအဲ့အားကြလုံးဝကွာခွချယူသိမြင်တယ်ဘယ်လိုဖြစ်ဒါ AI သုံးခွင့်ဆိုသိမှာပဲ AI ကဘလောက်ပဲဉာဏ်ရည်တွေကအစစ်နေမြင့်လာတယ်ပဲပြောနောက်ပိုင်းကျရင်တော့ဒါနောက်ပိုင်းတအားတိုးတက်သွားတယ်လူနီးလို့ဖြစ်သွားမလားတော့မသိဘူးပေါ့နော်ခုလက်ရှိထိကတော့ AI ကကောင်းတယ်ဆိုပေမဲ့ဒါသူ့စီမှာဒီပေါ့ robot ဆန်တဲ့ဟာမျိုးခံစားလို့ရနေသေးရဲ့ကွာ
ဒီအရာတွေကလည်းဘယ်လိုပြောမလို့အဲကြောင့်မလို့ AI ခါကျရှိရလေ AI ကြောင့် AI ကြောင့်ဘယ်လိုပြောမလဲလူအလုပ်တွေပျောက်ကွယ်သွားမလားဗာညာအဲ့လိုမျိုးစုံနေလဲရှိကြလူတွေကဒီ AI လည်းတိုင်းတိုးတက်လာAI ကငါတို့ရဲ့အလုပ်တွေပဲခိုးယူသွားမလားတော့ငါတို့ရဲ့နေရာတွေပဲခိုးယူသွားမလားအဲ့လိုမျိုးကြီးအများကြီးရှိတာပေါ့နော်even နေပြောရမယ်ဆိုတော့ဒီအလုပ်တွေကတော့ခိုးယူသွားနိုင်ပေါ့နော်ပြီးတော့ ChatGPT ရဲ့ဒီ CEO ကလည်းပြောထားရပါတော့အဲ့လိုမျိုးသူ့ကိုမေးခွန်းတွေထုတ်ကြတာပေါ့ဒီ AI ကငါတို့ရဲ့ဒီလူသားတွေရဲ့အလုပ်နေရာတွေကိုခိုးယူသွားမှာလားဆိုပြီးအဲ့လိုမေးရမျိုးသူကပြန်ပြောတယ်တဲ့ဒီ AI ကဒီအလုံနေရာတွေတော့အစားထိုးယူသွားတာမှန်တယ်ဒါပေမဲ့သူယူသွားတဲ့အစားထိုးယူသွားတဲ့နေရာတွေကပေါ့နော်အလုံလို့တောင်နဲ့ခေါ်လို့မရတဲ့နေရာတွေပေါ့နော်ဥပမာဆိုကွာဘယ်လိုရမလို့ဒီ data entry လောက်တာတွေပါတယ်ညာဆိုကွာအရင်တော့လူတွေနဲ့ပဲလောက်ရစရင်းဆိုင်တွေလောက်ရတယ်ဆိုရင်မဲ့အခုခစ်ဆိုတာတိုးတက်ပြောင်းလဲလာတာနဲ့အများပေါ့ဘယ်လိုပြောမလဲဒီတချို့နေရာတွေမှာကွာလူတွေလုံးစရာမလို့တော့လူလုံးမလို့တော့အလုပ်တွေကိုအစားဝင်လုပ်ပေးရဆိုတဲ့သဘောမျိုးနဲ့ပဲပေါ့နော်အဲ့လိုမျိုးဖြစ်သွားမှာပေါ့သူဟိုဟာဆိုသူတို့ဆိုဥမာလေးနဲ့ပြပြထားတယ်ဒီစက်မှုတော်လှန်ရေးကာလတုန်းကဆိုရင်တဲ့စက်မှုတော်လှန်ရေးကာလတွေမှာဆိုရင်စက်ပစ္စည်းတွေအများကြီးဝင်လာတဲ့အခါမှာဒီပေါ့လူတွေတော်တော်များများကအလုပ်တွေပြုတ်သွားကြတယ်ဒီလူတွေလုပ်တဲ့နေရာမှာဒီဟိုပေါ့စက်တွေဝင်လာတယ်ဥပမာဆိုရင်ပါကက်ပိတ်တဲ့နေရာအရင်တော့လူတွေလုတ်တယ်ပဲထားပါတော့ဒီပါကက်ပိတ်တဲ့ဆက်တွေပေါ်လာတယ်ပြီးရင်ဒီလိုမျိုးပေါ့ကျိုးထိုးတဲ့ဆက်တွေပေါ့အဲ့လိုမျိုးဒီ machine တွေအသုံးတဲ့အခါမှာလူတွေအများကြီးအလုပ်တွေပြုတ်သွားရဟာလူတွေအကြအဲ့တော့ကြောက်ကြပါဟာစမှုတော်လည်းရင်းမှာအဲ့လိုလူတွေပြဒါပေမဲ့လူတွေကဘယ်လောက်ထိဟိုပါပေါ့ဒီဖြစ်လာတဲ့အခက်အခဲတွေလူတွေကဘယ်လောက်ထိကြော်လွှားနိုင်လဲဆိုရင်အရင်တော့ဆိုဒီစက်မှုတော်လည်းရင်းကာလမှာဆိုအဲ့လိုအလုပ်တွေပြုတ်သွားတယ်အဲ့လိုမျိုးလူတွေကကြတော့နောက်ပိုင်းမှာဘယ်လိုဖြစ်လာလဲဆိုဒီဆက်တွေဆိုတာပြက်တဲ့သဘောတဘာဝမျိုးရှိတယ်ကွာအဲ့လိုဒီဆက်တွေကိုပြုပြင်နေသူတို့ထိမ့်သိမ့်နေသူတို့ဒီဆက်တွေကိုအခိုင်းနေသူတို့ပါအဲ့လိုမျိုးလူတွေကကွာဘယ်တော့ပဲနီးပညာတစ်ဆင့်မြင့်လာရပြောလူတွေကလည်းနီးပညာထက်ကောအများတစ်ဆင့်မြင့်နေပါဘာလို့လဲဆိုတော့နီးပညာတွေလူတွေကထွင်တာရောက်မလို့ဒီလိုမျိုးခေတ်ခါလာရောက်လာကြတယ်ကိုကကြတော့လေAI နေပေါ်လာပြီးငါတို့လုပ်တွေ AI နေလူသွားမှာပဲဆိုပြီးတော့ငါတို့လက်လျှော့ရှုံးပြလိုက်ပါပြီ AI ငါ့ကိုကြော်တက်သွားပါတော့ခံရင်တော့ကိုကကြော်တက်ခံသွားရမှာအဲ့လိုမဟုတ်ဘဲနဲ့ကိုကလူဆိုတာကဒါသိရမလားအုံနောက်အကောင်းဆုံးမျိုးစိတ်လို့တောင်ပြောလဲမျိုးစိတ်တွေကဒီကိုစီကိုဒီလိုမျိုးလာတဲ့လူမျိုးပေါ့နော်ခေတ်စနစ်အရာအခက်ခဲတွေပဲအခက်ခဲမဆိုကွာအများနဲ့ကြုံတွေ့ဖြေရှင်းနိုင်တာပဲဆိုတော့ကိုကဒီနီးပညာနဲ့ကိုလက်ပွန်တတီလောက်ပြီးတော့ AI ကဘလောက်ပဲတွက်သူညံရီတူပဲပြောလူကခိုင်းရတာအဲ့လိုခိုင်းနိုင်တဲ့သူဖြစ်အောင်လုပ်မယ်ဆိုရင်တော့ဒါကဒီကိုကဒီ AI ခေတ်မကလို့နောက်ကြဒါ AI ခေတ်ပေါ့နောက်ကြ robot ခေတ်တောင်ရောက်တော့မှာစက်ရုပ်ခေတ်တောင်ရောက်တော့မှာအဲ့ဒါတကယ်အဝေးမဟုတ်ဘူးနော်ERတို့ထားပါအသက်အခု20ကျော်ပဲထားပါ40လောက်ကြာတော့ဒါ robot ခေတ်တွေကမှီရင်တော့မှီမှာနော်မြန်မာနိုင်ငံကဒါခေတ်နဲ့နောက်ကြလို့ဒါဒီrobot ခေတ်ကြီးကိုစီရောက်တာနည်းနည်းနောက်ကြမယ်ဆိုရင်ဒါခေတ်ကြီးကရောက်လာတော့မှာခေတ်မဟုတ်တော့ robot ခေတ်ဒီစက်ရုပ်တွေနဲ့တောင်လူတွေနဲ့လုံးဝ level သွားနိုင်တဲ့အဲ့လိုခေတ်တောင်ရောက်တော့မှာကွာတိတ်မကြဘူးစဉ်းစားကြည့်တကယ်နီးပညာတွေတိုးတက်တာအရမ်းမြန်တယ်အဲ့တော့ကိုကအမြန်လိုက်တာအဲ့တော့နောက်ဆုံး era ပြောချင်တာကကြတော့ဘယ်လိုလေးလဲဆိုတော့ဒီ AI တွေကိုမကြောက်နဲ့နီးပညာတွေမကြောက်နဲ့ရဲတာသုံးကိုကရဲသုံးမှာဒါနဲ့လက်ပွန်တတိဖြစ်ပြီးတော့ကိုကဓာတ်တွေကိုကျွမ်းကျင်နဲ့ကိုကဓာတ်တွေကိုစီမံနိုင်တဲ့သူဖြစ်လာမှာလေအဲ့တော့ AI ခေတ်ရောက်ရင်ကိုက AI ကိုခိုင်းမဲ့သူလား AI ကိုလက်လျှော့ပြီးရှုံးပြသွားမဲ့သူလားဆိုတာကြတော့ကိုပုံမှန်မူတည်အဲ့တော့ကိုဖြစ်ရှင်တဲ့လမ်းကြောင်းကိုလျှောက်ပြီးတော့ဒီ AI တွေကိုကိုကလက်သက်အသုံးချနိုင်အောင်လုပ်ကြပါလို့ဟုတ်ကဲ့ပါရှင်တို့လည်းမရောက်သေးတဲ့ဤလာတော့လည်းလေပေါ်နာများနေဟယ်လိုຫນွယ်လိုင်းကြွားလားမကြည့်ကြရသေးလား ကြားရပါတယ်ကျွန်းတို့လာပြီလေအမ အဲ့ဒါဆိုကျွန်တော်လာပဲတင်တယ်နော်ຫນွယ်လိုင်းကြွားရဲဆိုဤလာပဲຫນွယ်ဟိုဟာကျွန်တော်ကိုဆက်မိလိုက်တော့မယ်နော်ညီမလေးကျွန်တော်စကားပြောလို့ရတယ်ဆိုအမအတန်လေးပြုတ်ပေးပါအောင်နော်ကြံ့နေကြတယ်ခင်ဗျအတန်လေးလည်းမကြားတော့ဘူးနော်တယောက်တည်းတော့ထီးကြံ့နေတယ်လို့ပဲကော်ရီထဲမှာတော့မရှိပဲထီးကြံ့နေပြီຫນွယ်လည်းပျောက်သွားတယ်ကျွန်တော်လည်းပျောက်သွားတယ်အဲ့ဆိုရင်ဒီနေ့ပေါ့နော်community ကိုတခြားအလှည့်ပေးမယ်ဒီ AI နဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေအသုံးပြုနေလဲဘာတွေအသုံးပြုနေလဲ sharing လုပ်ပေးချင်တာမျိုးဒီအကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးချင်တဲ့သူဆိုလက်လေးထောင်ပေးပါနော်ERတို့ mic လေးဖွင့်ပေးပြီးဝင်ဆွေးနွေးလို့ရပါတယ်လို့မလေးကျွန်တော်လည်းရအမအတန်လေးပြုတ်ပြီနော်အရှင်လည်းလက်နေပြီဆိုတော့ကျွန်တော်လေးပြီးမယ်ကျွန်တော်လေးပြီးရင် community အလှည့်ပေးပြီးတော့ERတို့လည်းဒီ call လေးသိမ်းကြပါမယ်လို့ဘာလို့ line နေလည်းမကောင်းတာမဟုတ်လို့လေနော်ကျွန်တော်ရောက်ပြီလားမသိပါဘူးရှင်ပြောနေရလို့ပြောရမယ် ER မကြားရအောင်နော်community တွေလည်းကြားလာတဲ့ channel ထောက်ပေးပါအောင်ကူပြီးရော
မကီဂျူနိုတန်ကြားလားအီရတော့မကြားရအောင်နော် မကြားရပါဘူး ကဲ community ကပြောချင်တဲ့သူရှင်လည်းလက်လေးထောင်ပြပါနော်ဂျူနိုတွေကလည်းမရောက်လာဘူး host ကလည်းလိုင်းကြသွားပြီကျန်တဲ့သူတွေပဲကျန်တာဆိုပြောချင်တဲ့သူမရှိရင်တော့အီရတို့ call လေးကိုတင်ကြပါမယ်လို့ post ပြန်ရောက်ပါပြီ host ပြန်ရောက်ပြီလားကဲပါဂျူနိုကိုဖိတ်မယ်ဂျူနိုကတော့ဒီသူဝင်လဲထွက်လိုက်နေသူအတန်မကြားရအောင်ဖြစ်နေတယ် community ကိုအလှည့်ပေးထားရပါတော့အကဲ community တွေကပြောချင်တဲ့သူမရှိရင်တော့ call လေးကိုတင်ချင်လဲတင်လို့ရပါပြီရှင်အားလုံးပဲပေါ့နော်အီရ session လေးပြီးပြီးတော့ပိတ်လိုက်ပါအောင်မယ် ဟုတ်ကဲ့ပါကျေးဇူးပါအီရာဒါဆိုလို့ရှိရင်ဂျူနိုကလည်း line ကျနေရပေါ့နော် line ကျနေအနေထားဖြစ်တဲ့အတွက်ကြောင့်မလို့နွေတို့ကဒီ community ထဲမှာပေါ့ဒီ AI နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆွေးနွေးခြင်းတဲ့လူမျိုးရှိလားမသိဘူးရှင့်ရှိတယ်ဆိုလို့ရှိရင်လည်းလက်ထောင်ပြီးလို့ရပါတယ်လက်ထောင်ပြီးဆွေးနွေးလို့ရပါတယ်တကယ်လို့မရှိဘူးဆိုလို့ရှိရင်တော့နွေတို့ကတော့ဒီနေ့ရဲ့ medical လေးကိုတင်လိုက်ပါမယ်အဲ့တော့မက်ကီတစ်ချက်လောက်နှုတ်ဆက်ပေးပါအောင်အားလုံးပဲခုနိုင်ပါကျေးဇူးပါနောက်ထပ် call တွေမှာပြန်တွေ့ကြပါမယ်မနေ့ပြန်ကြရင် campaign တစ်ခုလာမယ်နော် BGB ဘက်မှာ BGB မြန်မာဘက်မှာ campaign မှာလည်းပေါင်းပေးဖို့ဖိတ်ခေါ်ပါတယ်ဘိုင်ဘိုင်ပါအဲ့ဆိုရင်အီရာပြောပြပါအောင်ဟုတ်ကဲ့ပါဒီနေ့ line နေမကောင်းတဲ့ကြားပေါ့နော်အကြာကြီးကောနားထွေကြအတွက်ကျေးဇူးတင်ပါတယ်အီဘာတို့လည်းဆိုတော့ဘေကတ်မှာ campaign ရှိရလို့ပြောရနော်နိုဗာမှာလည်း campaign တွေလုပ်ပေးအောင်ပါမယ်ဒီခါ campaign တွေလုပ်ပေးရင်တော့ရားရတဲ့သူတွေလည်းreward လေးများရအောင်အီဘာတို့ reward လေးများစီစဉ်ပေးဖို့ကြိုးစားနေပါတယ်လို့အဲ့တော့နိုဗာမှာcampaign တွေလုပ်ရင်လည်းဝင်ပါပေးပါအောင်ဘေကတ်မှာ campaign တွေလည်းဝင်ပါပေးပါအောင်ပေါ့နော် campaign တွေများပါပေးပါလို့တောင်းဆိုချင်ပါတယ်အားလုံးပဲ good night ပါတတာပါရှိပါတယ်ရှင်အဲ့ဆိုရင်တော့ market တီရှိသေးလားမသိရှင် market တီမိတ်ဆက်ပေးပါနှုတ်ဆက်ပေးပါအောင်မိတ်ဆက်တွေအောင်ဖြစ်ကုန်ပြီပြန်ပြီးတော့အားလုံးပဲ good night ပါcampaign တွေအားလုံးလည်းဝင်တိုင်းပြီးကြပါအောင်လို့ဒါပါပဲလေဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ဒီခုနကလည်းဒါ ER ကနေပြီးတော့ campaign တွေအကြောင်းလေးပြောသွားတယ်ပေါ့နော်အဲ့တော့ market တီရဲ့ Sunday game လေးတွေကိုလည်းလာပြီးတော့အပတ်တိုင်းလာပြီးတော့လွယ်လွယ်လေးတွေမေးတဲ့မေးခွန်းလေးမှာလည်းလာပြီးတော့ဖြည့်ပေးကြပါအောင်လို့ထပ်ပြီးတော့ပြောချင်ပါတယ်နောက်တစ်ခုကထပ်ပြီးတော့ပေါ့နော်တဲတို့ဒီရင်ဖွင့်စာအစီအစဉ်ကအပိုင်း30လောက်ထိဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားပြီဖြစ်တဲ့အတွက်ရင်ဝင်စာတွေအရှိမပေါ့နော်အပိုင်းနေလဲနားမထောင်ရသေးတယ်လို့ရှိတယ်ဆိုလို့ရှင်လေမျိုးတို့နားထောင်ပြကြပါအောင်လို့ထပ်ပြီးတော့လဲရှင်လောင်းဖွင့်ပေးလို့လည်းရတယ်ပေါ့နော်နောက်တစ်ခုကကျတော့အထင်းမှာတချို့စာတွေပါတာရှိတယ်တချို့အဆင်မပြေတဲ့စာတွေဆိုလို့ရှင်တော့မျိုးတို့အဲ့ဒါတွေဖတ်ပြလိမရှိဘူးပေါ့နော်အဲ့ဒါလေးလည်းသိစေချင်တယ်ပေါ့နော်တချို့အဆင်မပြေတဲ့စာတွေပါလာတာမျိုးတွေလည်းရှိပါတယ်အဲ့ဒါတွေကတော့အများကြီးအကြောင်းအဆုံးတော့မပြောချင်ဘူးပေါ့နော်လုံးဝဒါ public မှာချက်ပြလို့မရတဲ့ပေါ့နော်အဲ့အတွက်အဲ့လိုမျိုးစာတွေလည်းရှိရဆိုရင်လည်းအဲ့ဒါတွေကိုတော့နေတို့က cancel လေးလုပ်ပါတယ်လို့အဲ့ဒါလေးကိုလည်းနားလည်သိစေချင်ပါတယ်ပြီးတော့အခုလိုမျိုး AI အကြောင်းကနေပြီးတော့เนาะနေတို့ပြောသွားတဲ့ AI အကြောင်းကတစုံတစ်ခုပေါ့နော်အသိပညာတွေရတယ်ပဲဖြစ်ဖြစ်နေတို့ပြောတဲ့အရာတွေမှာတချို့အရာတွေကအမှားပါတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့အတွက်လည်းဒီကနေပြီးတော့နားလည်ပေးဖို့တောင်းဆိုပါတယ်အားလုံးပဲခုနိုင်ပါရှင့်ချစ်ပါတယ်တတ်တာပါ